American နိုင်ငံမှာဝိညာဉ်ရေးအေးခဲမှုကကုံဆုံးသွားပြီဝိညာဉ်ရေးတောက်လောင်မှုတွေပြန်ရောက်လာမှာဖြစ်တယ်လက်ကုပ်တီးပါအဲ့ဒီဖခင်ဟာလေလုယာကျွန်တော်ယုံကြည်တယ်ကျွန်တော်ဘုရားသခင်ကိုပြောတယ်ဘုရားသခင်အမေရိကမှာနော် ministry စဖို့ပြောတဲ့အခါကျွန်တော်ဘုရားသခင်ကိုပြောတယ်တာမန်အသင်းတော်တော့မစချင်ဘူးလို့နော်ပြီးတော့အသင်းတော်တစ်ပါးပဲစပြီးအဲ့အသင်းတော်တစ်ပါးပဲကြီးထွားပြီးတော့အဲ့လိုလည်းမဖြစ်ချင်ဘူး state 50လုံးမှာနှုတ်ထမှုလုပ်မယ်နော် state 50လုံးမှာဝိညာဉ်တော်အရှိန်နဲ့တကယ်သွားတဲ့အသင်းတော်တွေလက်တွဲပြီးတော့အမေရိကမှာဒီနေ့မြန်မာလူမျိုးပဲမဟုတ်ဘူးနော်ကျွန်တော် prophet ပြုမယ်မကြခင်မှာမြန်မာလူမျိုးတွေဥဆောင်တဲ့အသင်းတော်တွေက international church တွေဖြစ်လာမယ်အဖြူတွေဖျားယောင်းပြန်တက်လာရမယ်အမဲတွေပြန်တက်လာရမယ်တခြားအာရှသားတွေတက်လာရမယ်ဟာလေလုယာဖခင်ကကျွန်တော်တို့ကိုထားတာအခုတော့ကျွန်တော်တိုင်းရင်းသားတွေညီကိုမောင်နှမတွေဗမာလူပြောတဲ့လူတွေပေါ့နော်ဒါပေမဲ့မကြခင်ရက်ပိုင်းလပိုင်းနှစ်ပိုင်းမှာဖခင်ကကျွန်တော်တို့ကိုနော် international church နဲ့ဖခင်ကောင်းချီးပေးမယ်လက်ကုပ်တီးပါအဲ့ဒီဖခင်ကိုဟာလေလုယာဟာလေလုယာတစ်ချိန်တော့အမေရိကမြန်မာပြည်တို့မျိုးစစ်ကျဲတယ် Adonian Judson ဆိုတာက American missionary ဖြစ်တယ် Adonian Judson က American missionary နေနဲ့မြန်မာပြည်ကိုလာတယ်အဲ့ဒီမျိုးစစ်ကလွန်ခဲ့တဲ့နှစ်နေရာကမျိုးစစ်ကြပြီအခုအပင်ပေါက်ပြီးအသီးသီးပြီးတော့အခု American နေအဲ့ဒါကိုပြန်ရိပ်ရမယ့်ကာလဖြစ်တယ်ကျွန်တော်တို့ကအဲ့ဒီအသီးပွင့်နေဖြစ်တယ် Hallelujah အဲ့တော့တစ်ချိန်တော့ American နေမျိုးစစ်ကျဲခဲ့တာအခုကျွန်တော်တို့အပြည့် America တွေပြန်ကောင်းကြီးရမယ့်အချိန်ဖြစ်မယ်အမေရိကတွေပြန်ပြီးကယ်တင်ခြင်းရမယ့်အချိန်ကာလဖြစ်တယ်။နိုးထမှုမီလီယံပြန်ကူးစက်မယ့်အချိန်ကာလဖြစ်တယ်။ဖခင်ကြောင့်ထဲမှာလူတွေပြန်ရောက်လာမယ့်အချိန်ကာလဖြစ်မယ်။အသင်းတော်တွေကပြန်ချီးထွားလာမယ့်အချိန်ကာလဖြစ်တယ်။ဖခင်အရင်တိကြတယ်။မျိုးစစ်ကျဲပြီးပြန်ရိတ်ကိုရိတ်ရတယ်။ကျွန်တော်အမေရိကကိုရောက်လာတာအလကားရောက်လာတာမဟုတ်။ရောက်လာတော့ကတော့ refugee အနေနဲ့ရောက်လာမယ်။အာမင်။ဒါပေမဲ့ရောသက်လိုပဲအေဂုတုရောက်လာတော့ကတော့ကျုံအနေနဲ့ refugee အနေနဲ့ရောက်လာတာရောင်းစားခံတဲ့လူငယ်လေးတယောက်နဲ့ရောက်လာတာဒါပေမဲ့ဟိုရောက်တဲ့အခါဘုရားသခင်ကသူ့ကိုမလုပ်စေလေအဲ့ဒီအကူကြီးနော်မဲ့နေတဲ့ရောင်းစားခံတဲ့လူငယ်လေးတယောက်အဖြစ်ဘုရားသခင်ကအေဂုတုကိုပြောင်းပြန်လှန်ပလိုက်တယ်ဟာလေလုယာကျွန်တော်တင်းနဲ့ကျွန်တော်အဖြစ်ဘုရားသခင်အမေရိကန်နိုင်ငံကိုပြောင်းပြန်လှန်ပြစ်မယ်အမေရိကန်နိုင်ငံတမိုင်းမှာမရှိခဲ့ဘူးတဲ့နိုးထမှုတွေဖြစ်လာမယ်အမေရိကန်နိုင်ငံတမိုင်းမှာမရှိခဲ့ဘူးတဲ့ဝိညာဉ်ကြီးရိတ်သိမ်းပွဲတွေပြန်ဖြစ်လာမယ်ပြောပါအဲ့ဒါငါပဲလက်ကုပ်တီးပါအဲ့ဒီဘုရားကိုဟာလေလုယာဟာလေလုယာကျေးဇူးတင်တယ်ဖျားနာမှာဘုန်းကြီးပါစေဟုတ်ပြီကျွန်တော် KB ဆရာလေးကျေးဇူးတင်တယ်ဖြည်းဖြည်းလေးကျွန်တော်တီးပေးပါအောင်နော် KB အတမထွက်ဦးတင်တယ်ဟုတ်ပြီစာရန်ကကျွန်တော်ဒီတင်နန်းကိုအရန်ကြောက်တယ်ဒီတင်နန်းပြီးလူတွေအများကြီးကောင်းကြီးရမယ်ဆိုတာစာရန်ကောင်းကောင်းသိတယ်နော်ဒါပေမဲ့ကျွန်တော်ပြောမယ်ညီကောင်မတို့စာရန်ဘယ်တော့မှမနိုင်ဘူးအာမင်ဘလောက်ပဲနှောက်ရှက်မနိုင်ဘူးအာမင်ဖျားတခင်ကအံ့ဩဖွယ်အောင်မြင်ပြီးသားလဝါကတိုင်းမှာအောင်မြင်ပြီးသားဖြစ်တယ်နော်ဒီလိုလာတဲ့အခါမှာအနှောက်ရှက်တွေအစီတားတွေကျုံမှာပါဒါပေမဲ့ကျွန်တော်ပြောမယ်ဘယ်တော့မှစာရန်အလျှော့မပေးနဲ့အာမင်စာရန်ဆိုတာကသူကတစ်ခါလျှော့ရင်သူကအမြဲတမ်းအခါတရားအနိုင်ခြင်းယူခြင်းတာတစ်ခါစိတ်တက်ကြရင်သူကအခါတရားစိတ်တက်ကြအောင်လုပ်ချင်တာနော်ကျွန်တော်တို့ကအောင်မြင်ပြီးသားဖြစ်တယ်ဆိုတာနားလည်ပါကျွန်တော်ကဒီတစ်ခေါက်အိုဟိုင်းလာတာအရန်ကောင်းကြီးရတယ်အာမင်ဒီလိုလာတဲ့လမ်းမှာဖျားသခင်ကဘာကောင်းကြီးပေးလဲဆိုတော့တလောက်360လောက်ဝင်မဲ့လုပ်ငန်းတစ်ခုကိုအောင်မြင်ခွင့်ပေးတယ်အာမင်ကားပေါ်မှာပဲအဆင်ပြေသွားတယ်တလောက်360လောက်ဝင်မဲ့အဲကျွန်တော်ဘာမှလုပ်စရာမလိုကျွန်တော်ဂျားရဲ့ connection ပဲလုပ်ပေးတယ်ဒီဘက်ကမိတ်ဆွေနဲ့ဒီဘက်ကမိတ်ဆွေကိုကျွန်တော်ကမိတ်ဆက်ပေးကြောက်ကဘာပေါ်မှာလေးကျွန်တော်ပြောမယ်ဒီတိုင်းစူးစမ်းမှုနဲ့မသွားနဲ့ဘိတ်သိမ့်နဲ့သွားဘိတ်သိမ့်ရှိတဲ့သူနဲ့ covenant နဲ့သွားနော်အဲ့တော့အခုကျွန်တော်ဘုရားသခင်က2018ကစပြီးတော့ဒီဘိတ်သိမ့်ချင်းကိုဘုရားသခင်ကျွန်တော်အသင်းတော်မှာသာသနာလုပ်ငန်းမှာပဲမဟုတ် business မှာဒီဘိတ်သိမ့်နဲ့သွားခြင်းတယ်ကျွန်တော်မင်းကမနမတွေအာဗြဟံကလေအမှုတော်ဆောင်မဟုတ်စီးပွားရေးသမားနော်အာဗြဟံကစီးပွားရေးသမားဣဇက်လည်းစီးပွားရေးသမားကပောင်း26ကိုဖတ်ကြည့်သူကစိုက်ပျိုးရေးသမားဣဇက်ကမျိုးစေ့ကျဲတာတဲ့တနေ့တည်းမှာအစာခေါင်းပါရဲ့တနေ့တည်းမှာအစတရအဲ့အခေါင်းပါလို့မခေါင်းပါရင်တနေ့တည်းမှာဘယ်လောက်ရိတ်ရလဲမသိဘူးအာမင်ခေါင်းပါတဲ့ကာလမှာစိုက်ပျိုးရေးလုပ်တာတနေ့တည်းမှာအစတရတဲ့ဘယ်လောက်တောင်အောင်မြင်လဲဆိုအဲ့တိုင်းပြည်လူတွေပြန်အားကြပြီသူ့ကို
တိုင်းပြည်မှာမထားရတော့အဲ့လောက်တိ तू က business ကောင်းတယ်ယာကုပ်ဆိုတာလဲမွေးမြူရေးသမားပဲ10နှစ်တွင်းမှာ sorry အနှစ်20တွင်းမှာ10ချိန်အလိန်ခံရတယ်ယာကုပ်ကတော်သေးတာပေါ့နှစ်20တွင်းမှာ10ချိန်အလိန်ခံရလို့မဟုတ်ဆိုယာကုပ်ဘယ်လောက်တောင်ချမ်းသာမလဲမသိဘူးအဲ့ဒါတော့အရန်ချမ်းသာတယ်ယာကုပ်ကလည်းဗာလဲ business သမားပဲယောသလည်းအမှုတော်ဆောင်မဟုတ်ဝင်းကြီးချုပ်တကယ်တိုင်းပြည်ရဲ့အကြံပေးပုဂ္ဂိုလ်တိုင်းပြည်ရဲ့ခေါင်းဆောင်တိုင်းပြည်ရဲ့တကယ်တော့စီးပွားရေးလမ်းညွှန်တဲ့သူဗဏ္ဍာရေးဝန်ကြီးနိုင်ငံရေးဝန်ကြီးတကယ်ထိတ်ဆုံးခေါင်းဆောင်ဒါပေမဲ့သူတို့ကဘာနဲ့အလုပ်လုပ်ရသေးလားဘိတ်သိမ့်နဲ့အလုပ်လုပ်တာဘာနဲ့လုပ်လို့လဲကျွန်တော်ကအဲ့ဒါကို2018ထိစိတ်ဝင်စားဦး2018နောက်ပိုင်းမှာဖေကကျွန်တော်ပါစတာဒန်နီယယ်ချွာဆိုတဲ့ကျွန်တော်ရဲ့ဝိညာဉ်ခေါင်းဆောင်တောင်းတဲ့ဖေကပေးပြီးတော့ကျွန်တော်မျက်စိပွင့်တော့သူပြောတာဟုတ်တယ်ကျွန်တော်တို့ကတဲ့ Amazon တို့ Alibaba တို့အဲ့ဒီ platform တွေမှာလေရောင်းဝယ်ကြတာသူက Amazon ဆိုတာသူကရွယ်လေးသူကကျွန်တော်တို့လူလေကြတာသူကရောင်းမဲ့သူနဲ့ဝယ်မဲ့သူသူ connection လုပ်ပေးတာအဲ့ platform ကဟုတ်တယ်မလားကျွန်တော်ရောင်းချင်တော့ကျွန်တော်ပစ္စည်းတင်လိုက်နော်ဒီကောသူမှဘာပစ္စည်းမှမရှိသူရောင်းချင်တဲ့သူရဲ့ပစ္စည်း company ပစ္စည်းကိုဟုတ်ပြီဒီမှာဆရာ James ကတခုရောင်းချင်တယ်ကဲအဲ့ဒါကိုသူတင်လိုက်ဒီဘက်ကနော်ကိုယ်မျိုးကတခုဝယ်ချင်တယ်အဲ့ဒါကိုဘယ်မှာလာရှာဆို Amazon ဆိုတဲ့ platform မှာလာရှာတွေ့လားအဲ့တော့တကယ်တော့ तू ကဂျားတွေကပတ်စံယူတယ်ပွဲစားတလားဒီကောင်ပွဲစားဒီ platform ကပွဲစား Alibaba ဒီ online ရောင်းဝယ်ရေးဟာတွေအားလုံးကပွဲစားသူတို့ဘာပစ္စည်းတစ်ခုမှမထုတ်ရောင်းတဲ့သူနဲ့ဝယ်တဲ့သူဒီ platform ကဘာလုပ်ပေးလဲတလား connect လုပ်ပေးလဲမင်းရောင်းချင်တယ်တင်တာ online မှာဟောနင်းဝယ်ချင်တယ်မင်းအဲ့ဒါကိုပို့လိုက်သူကဂျားတွေရတယ်ဘာလို့လဲ connection လုပ်အဲ့ဟာကိုလုပ်ပေးလဲအဲ့ဒီပါစတာဒန်နီယယ်ချောဘာပြောလဲဆိုတော့ပါစတာဇောတဲ့လူတွေကအသင်းတော် Amazon တော့မယုံဘူးလေတကယ်တော့အသင်းတော်ဆိုတာ Amazon တဲ့ပိုစိတ်ချရတယ်ပဲ Amazon တဲ့ပိုကောင်းချီးရတဲ့နေရာတဲ့အာမင်အဲ့ကြောင့်အသင်းသားတွေညီကောင်မောင်နှမတွေကျွန်တော်ပြောမယ်ဖေကြောင့်လာရင်ဝိညာဉ်ကြီးကကောင်းချီးတစ်ခုတစ်ပဲမလာနဲ့ business တော့လည်းလာခဲ့ငါဒီတစ်ပတ်ဖေကြောင့်လာရင်ငါ opportunity အများကြီးပွင့်လာမယ်မကူကိုယ်မျိုးဒီမှာရောက်လာတယ်เนาะ opportunity ပွင့်သွားတယ်ဒီမှာညီမဆိုင်မရှိဘူး तू ဖွင့်တော့မယ်မကြခင်မှာopportunity ပွင့်သွားတယ်မကြခင်ညီမဆိုင်ပိုင်ရှင်ဖြစ်လာဒီမှာเนาะမြများကြိုးစိုးကြညီမဆိုင်ပိုင်ရှင်တဲ့မကြခင်လာမယ်အာမင်ဒီကိုလာတာဝိညာဉ်ကြီးကတခုတည်းမဲ့တခြားလမ်းတစ်ဖျားဖွင့်ပေးတယ် तू ယုံကြည်ခြင်းရသွားတယ်เนาะ तू ဖျားတဲ့ကံစကားပြောတယ်ညီမဆိုင်60မြန်မာဒီအမေရိကမှာဖွင့်ခိုင်းမယ်အာမင်တကယ်တော့60ဆိုတာနည်းသေးတယ်เนาะနောက်600 6000ဖြစ်လာနော်နောက်မက်ဒိုနယ်တွေတွေ့တယ်လို့ပဲမြန်မာဆိုင်ရင်တွေ့လာမယ်နော်ကိုယ်မျိုးရဲ့မြန်မာဆိုင်ရင်တွေ့လာမယ်ဟာဆိုတော့အဲ့ဒါဝိညာဉ်ကြီးရမှာကျွန်တော်တို့ကဝိညာဉ်ကြီးရပွင့်ကျန်တာတွေအကုန်ပွင့်တော့ပြီးတော့ဝိညာဉ်ခေါင်းဆောင်တင်းအောင်ဆရာတွေအမှုတော်ဆောင်တွေကျွန်တော်တို့ကယုံကြည်မှုလေတည်ရည်ကြီးတယ်ကျွန်တော်တို့ကအရင်တော့ကျွန်တော်တို့ဘာပဲခံယူလာလို့ငါတို့ဝိညာဉ်ကြီးကကျန်တာငါတို့စိတ်ဝင်စားအောင်ဘာပဲလာပြောတကယ်တော့မှန်ကန်တဲ့ information တွေမှန်ကန်တဲ့အချက်လက်တွေကဘယ်သူမှပဲရှိခဲ့သလားပါစတာရှိမှပဲရှိတယ်ကျွန်တော်လူတွေကလူပေါင်းများစွာထောင်နဲ့တောင်းနဲ့ချီကဆူတောင်းခံတယောက်ကဆရာဆိုင်ဖွင့်ထားတယ်ဆူတောင်းပေးပါနောက်တစ်ယောက်ကဆရာနော်တစ်ဆိုင်ဖွင့်ထားတယ်ဆူတောင်းပေးပါဆရာဘာလောက်ထားတယ်ဆရာအင်ချမ်းမြေဆရာဒီမှာမြေကွက်ရောင်းမယ်အားလုံးကကျွန်တော်ရှင်မှာ information ရှိAmazon တောင်များသေးတယ်တယောက်ကယုံကြည်သူတယောက်ကဆူတောင်းပေးနော်ဆရာစံလုပ်ငန်းလုပ်တယ် export နိုင်ငံတကာပို့တယ်တနေ့ကလူတယောက်ကဆရာတရားဟောတာနောက်ပြီးတော့ကျွန်တော်တဲ့မြန်မာပြည်ကစံနိုင်ငံတကာပို့ဖို့အဲ့ဒါတဲ့ကျွန်တော်ထဲမှာဖျားနိုးဆိုတယ်အဲ့ဒါဘယ်လိုလုပ်မှမသိဘူးမင်းနိုးဆိုမှုရရင်ရပြီဘယ်လိုလုပ်မှငါသိတယ်မြန်မာပြည်ကနေဘယ်သူတွေပို့လဲငါသိတယ်ဘယ်သူတွေကစိတ်ချလာစီဝတ်ထိုင်ပြလိုက်သူအောင်လို့ဆရာရဲ့ကျွန်တော်ရှာရင်လာပေါင်းများစွာကြာပြီးတော့မတမာသူနဲ့တွေ့တယ်မလေးလာယုံကြည်သူချင်းချင်းဘယ်သူကမတည့်ရက်လဲအလေကနေ anointed မတည့်ရက် तू ကမနဲ့မှာပဲဆရာအဲ့ဒါလှုပ်ချင်တော့ညနေဆိုကျွန်တော် information အကုန်ပို့ပေးလိုက် तू ဘာဖြစ်လဲဆိုကျွန်တော် business သမားတွေတောင်ဆရာမြင်သေးတယ်ဟုတ်လား anointing ပြောပါဦး anointing ကြောက်တယ်မှာကျွန်တော်အမေရိကမှာလည်းမကြခင်မှာအသင်းတော်မှာနော်ဝိညာဉ်ခေါင်းဆောင်တွေမတ်တက်ရက်တဲ့စီးပွားရေးတွေအများကြီးပေါ်လာလိမ့်မယ်
အာမင်ဟုတ်ကိုအမျိုးဆိုရင်သူ့ဆိုင်ကိုကျွန်တော်ဆူတောင်းပြီးတော့ဘာပြောလဲဆိုဆရာတဲ့ဒီဆိုင်ကရောင်းသမျှအမြတ် 3% ဆရာကိုပေးမယ်တဲ့သူကျွန်တော်နေ့တိုင်းဆူတောင်းခံစရာမလိုကျွန်တော်နေ့တိုင်းဆူတောင်းပေးတယ်ဘာလို့ဆိုကျွန်တော် 3% ရမှာကျွန်တော်နေ့တိုင်းဆရာဆူတောင်းပေးတော့ကြီးကြစရာမလိုကျွန်တော်မိုးလင်းတာနဲ့ကိုတော့ 3% ကိုအမျိုး 3% တော့ကိုတော့အဲ့ဒါကိုတော့မေးလို့မရဘူးနော်ကိုတော့ရှုံးရင်ကျွန်တော်ကိုတော့နှစ်ယောက်လုံးရှုံးမှာလကားနေသိခါကြတယ်အဲ့ဒါကျွန်တော်ခဏပြောတယ်မလေးရှားမှာကျွန်တော် business သမားတယောက်နဲ့စီးပွားရေးသွားလုပ်တော့စီးပွားရေး meeting သွားထိုင်တကယ်တော့ကျွန်တော်က business နဲ့စိတ်ဝင်စားပါဘူးသူတို့ဂျန်ကုန်ကတငယ်ချင်းရဲ့မလေးရှား business သမားနှစ်ယောက်ကိုတဲ့ပေးတာပဲဒါပေမဲ့အဲ့ဒီမလေးရှား business man ပြောတာကျွန်တော်မျက်လုံးပွင့်သွားတယ်ကျွန်တော်တို့ကတဲ့ဖျားနိုင်ငံတော်အတွက်မဟုတ်ရင်ဖျားလူတွေကောင်းချီးမရရင်ဘာစီးပွားရေးမှမလုပ်ဘူးတဲ့တကယ်တော့ကျွန်တော်တို့ကအဲ့ဒီတွေ့ပြီးတဲ့ဒီမှာကျွန်တော်တို့ရဲ့အမြင့်ဆုံးယူပါရုံကသူတို့ကြွေးတာစားမယ်ဒါပဲဒါတော့ပဲအမဘဲကင်တွေရောဘာတွေရောညာတွေရောကြွေးတော့သူတို့စီးပွားရေးတွေ့တာကျွန်တော်စိတ်ကိုမဝင်စားအဲ့ဘဲကင်ဝဲချောင်းနေတာဘဲကင်ဆွဲဖို့ပဲချောင်းနေတာနော်အဲ့ဘဲကင်ကတော်တော်ကောင်းတဲ့ဘဲကင်ဈေးကြီးတဲ့ဘဲကင်ဆိုတော့ကျွန်တော်တို့ကသူတို့စီးပွားရေးတွေဘာစိတ်ဝင်စားကျွန်တော်တို့ဟိုမှာဘဲကင်စားမယ်ဟိုမှာဟိုအကင်ဒီအကင်စားမယ်ဒါတော့အဲ့လူရဲ့မေးတဲ့မေးခွန်းကဘဲကင်စိတ်ဝင်စားတော့သူတို့စီးပွားရေးအရန်စိတ်ဝင်စားလာတယ်တော့ဘယ်လဲဆိုတော့နံပါတ်1တဲ့သူနဲ့စီးပွားရေးမလုပ်ခင်မှာနံပါတ်1တဲ့ခင်ဗျာသစ္စာရှိစေဘလို့ထဲတဲ့သူဖြစ်ရမယ်ဖျားနိုင်ငံတော်မှာသစ္စာမရှိတဲ့သူတဲ့ကျွန်တော်ဘယ်တော့မှအလုပ်မလုပ်ဘူးလေဖျားငွေတောင်ခိုးရဲရင်ကျွန်တော်ဟာလည်းခိုးမှာပဲတဲ့အာမင်အဲ့တော့နံပါတ်1ကဘာလဲဆိုတော့ဒီလုပ်ငန်းလုပ်ရင်တဲ့ကျွန်တော်ဘက်ကနေပြီးတော့ပါစတာဆာရာကိုဒီလုပ်ငန်းလုပ်တဲ့၍ 2% အမြတ်ပေးမယ်မင်းကဟိုဘက်ကနေပြီးတော့ဒီလုပ်ငန်းလုပ်တဲ့၍အမြတ်ကိုပါစတာဇော် 2% ပေးရမယ်သူတို့ရဲ့ 2% တစ်နှစ်ကိုလေမီလီယံနဲ့ချီတယ်စဉ်းစားကြည့်ဘဲကင်စိတ်ဝင်စားတော့ဟို 2% စိတ်ဝင်စားသူတို့ကအမှုတော်ဆောင်တွေကိုအလူငွေပေးတဲ့အခါမှာစာအိတ်ပဲမပေးချင်သူတို့တဘဝလုံးပြောင်းသွားပြီးတော့တကယ်ကိုကောင်းချီးရတဲ့အထိဒီလုပ်ငန်းလုပ်တဲ့၍သူတို့ကိုအကျိုးမြတ်ခံစားစေချင်တယ်အဲ့ဒါကြောင့်မလေးရှားစင်ကာပူကလုပ်ငန်းရှင်တွေကယုံကြည်သူတွေကကောင်းချီးရတယ်နော်ထိတ်ဆုံးရောက်တယ်နော်တကယ်ဖျားအသုံးပြုတာနော်ကြည့်အမေရိကမှာလည်းရှိပါတယ် chief lit တို့ဘာလို့ဆိုအဲ့ဒါယုံကြည်သူတွေကြည့်တနင်္ဂနွေပိတ်ပြစ်တနင်္ဂနွေနေ့ကိုပိတ်ပြစ်တယ်ဘလောက်ပတ်ဆိုင်ရပိတ်ပြစ်ဒီဘက်ခေတ်မှာဒီလိုမျိုးယုံကြည်ခြင်းမျိုးမလွယ်ဘူးနော်ဒါပေမဲ့သူတို့ကောင်းချီးရတယ်အာမင်ဒီကြောင့်အဲ့ဒီမှာကျွန်တော်အမြင်ပွင့်ကြောက်ယုံကြည်သူတွေကဘာဖြစ်ဖို့လိုလဲဆိုတော့နောက်ဆုံးသောကာလမှာကြောက်သုံးလုံးတင်တဲ့ကြိုးကအလွယ်တကူမပြတ်ဘူးလေနော်အဲ့တော့နှစ်ဦးနှစ်ဖက်ပဲစီးပွားမလုံးနဲ့ဘိတ်တိတ်တဲ့အမှုတော်ဆောင်နော်ဝိညာဉ်ခေါင်းဆောင်နဲ့ပါသုံးလုံးတင်တဲ့ကြိုးလို့နော်အဲ့တော့စီးပွားရေးလုပ်ရင်ဝိညာဉ်ခေါင်းဆောင်အလဲမှာထားသူကနှစ်ဖက်လုံးဆူတောင်းပေးဖို့လိုတယ်ပြီးတော့ရတဲ့အကျိုးအမြတ်ကိုလည်းဝိညာဉ်ခေါင်းဆောင်ရဲ့မိသားစု support လုပ်ဖို့လိုတယ်နားရှိတော်သူမိတွေကကြားပါစေအာမင်အဲ့တော့ဟိုနေ့ကပဲအခုဘုဘတစ်ဖက်ကလုပ်ငန်းလုပ်တဲ့လူကနီးလမ်းမရှိဆရာရဲတဲ့အဲ့ဒါ project ကြီးကအကြီးကြီးပဲဒါပေမဲ့ကုညီမဲ့သူမရှိတယ်သူပြောတဲ့ခါဒီဘက်မှာကျွန်တော်မိတ်ဆွေတယောက်ကအဲ့ဒါလုံးနော်သူကလည်းဆူတောင်းကန်တဲ့ဆရာရဲတဲ့အဲ့လိုရက်နေတာကြာပြီးတဲ့ဆူတောင်းမိပါအောင်တဲ့ဆရာတဲ့ကျွန်တော်အမှုတော်မြတ်မှာပါကျင်တာတဲ့ဒီဘက်ကလည်းဟာဆရာရဲတဲ့အဲ့ဒါနီးလမ်းမရှိကျွန်တော်ကနှစ်ယောက်လုံးကကျွန်တော်မှာဆူတောင်းခံတယ်ကျွန်တော်သိတယ်လေနှစ်ယောက်လုံးဖုန်းခေါ် group call ခေါ်လိုက်တယ်မင်းတလို့ချင်တယ်မလားမင်းတလို့ချင်တယ်မလားနှစ်ယောက်လုံးကွက်တိအဲ့တော့အပြင်လောကကြီးမှာစီးပွားရေးလုပ်ရင်သူက win win theory လို့ခေါ်တယ်မင်းလည်းမြတ်မယ်ငါလည်းမြတ်မယ်ဖျားနိုင်ငံကျတော့ win win မဟုတ် 3W win 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 မင်းလည်းမြတ်မယ်ငါလည်းမြတ်မယ်ဖျားနိုင်ငံတော်မှာလည်းအမြတ်ရမယ်ဟာလေလုယာလက်ကုပ်တီပါဒီဖျားကျောက်စီးပွားရေးလုပ်ရင်အဲ့လိုစဉ်းစားငါနောက်ဆုံးသောကာလမှာစားယုံတောက်ယုံတက်ပဲငါစီးပွားရေးမလုပ်တော့အာမင်ငါမိသားစုအစဉ်ပြေယုံလောက်ပဲငါစီးပွားရေးမလုပ်တော့ကျောက်ကျွန်တော်ဒီကိုလာတဲ့လမ်းမှာပဲဖျားအံဝန်းစရာကြီးလမ်းမှာမေလာမှာဖျားအဲ့ဒါလမ်းဖွင့်ပေးလိုက်တယ်လမ်းဖွင့်ပေးလိုက်ဥပြီးတော့မနေ့ကဆိုရင်ဖျားဗာလမ်းဖွင့်ပေးလို့ကျွန်တော်သားရဲ့ကျောင်းနဲ့ပတ်သက်ပြီး I20
နော်ចောင်းတက်ဖို့မလေးရှားဒီကိုလာပြီးတော့ចောင်းတက်ဖို့အတွက် I20 နော်မရနိုင်ဘူးအဲ့ဒါအမျိုးမျိုးပတ်စံလဲသွင်းပြီးဟိုဟာရစ်ဒီဟာရစ်ဟိုလိုရစ်အကြီးကျယ်အခုမေ10ရက်ဆိုသူကအင်တာဗျူးဖြေရတော့မှာအခုတည်း I20 မရနေ့ကဘလောက်အန်ဝစရာကောင်းလဲဆိုတော့ဒီကိုလာပြီးတော့ကျွန်တော်တို့ဒီမှာနေ့လည်စာနော် Texas Roadhouse မှာသွားစားပြီးတော့နေ့လည်စာစားပြီးအိမ်လဲပြန်တော့လမ်းမှာမက်ဆေ့ဝင်လာလဲကြည့်လိုက်ပေါ့လပေါင်းများစွာအကြိမ်ကြိမ်အရစ်ခံထားတဲ့ I20 ကကျွန်တော်မေးရရောက်လာတာ click ဆိုရောက်လာဒီနေရာဖျားသခင်နှစ်ပေါင်းများစွာပိတ်တဲ့တကားတွေဖွင့်ပေးမယ့်နေရာဖြစ်တယ်အသင်းတော်ဘုရားဖွင့်ပေးပါစေမိသားစုတွေကိုဘုရားဖွင့်ပေးပါစေယုံကြည်သူတွေကိုဘုရားဖွင့်ပေးပါစေလုပ်ငန်းမှာဘုရားဖွင့်ပေးပါစေလက်ကုပ်တီးပါအဒီဘုရားဟာလေလုယာအာမင်ကျွန်တော်တို့ကလာမှာဘုရားသခင်ကကျွန်တော်ပြောမယ့်ညီကောင်မတွေဒီ business anointing နဲ့ဘုရားခေါ်သွားတယ်နားလည်ဖို့ဘုရားကောင်းချီးပေးပါစေကျွန်တော်လည်း business anointing နဲ့ဘုရားခေါ်သွားတာဟိုအကြံနေပေးတယ်ဟိုကျွန်တော် business man fellowship လုပ်ထားတယ်စီးပွားရေးသမားတွေနဲ့ကျွန်တော် meeting ထိုင်နေသူတို့ idea စုပဲတောင်းအရင်တော့လို့စုတောင်းပေးတာပဲမဟုတ်တော့ကျွန်တော်အကြံပေးတယ်စုတောင်းပေးတာပဲမဟုတ်ဘူးဘုရားသခင် prophet ပြီးတော့စုတောင်းပေးတာမဟုတ်ကျွန်တော်တို့ရဲ့ဘိတ်သိမ့်နဲ့သူတို့ covenant လုပ်သူတို့နဲ့အတူတူဒီစီးပွားရေးနဲ့ပတ်သက်တဲ့ဘုရားဖွင့်ပြတဲ့အရာတွေနော်ဒီစီးပွားရေးနဲ့ပတ်သက်တဲ့ဘုရားသခင်နိုးစော်တဲ့အရာတွေစီးပွားရေးနဲ့ပတ်သက်တဲ့ဘုရားသခင်လမ်းဖွင့်ပေးတဲ့အရာတွေကျွန်တော်လုပ်တယ်ဟိုတတိယပဲစံလုပ်ငန်းနဲ့ပတ်သက်တဲ့ meeting ကျွန်တော်လုပ်တော့အဲ့စံလုပ်ငန်းလုပ်တဲ့လူကဆရာဒီလုပ်ငန်းဖြစ်တာနဲ့ကျွန်တော်အကျိုးမြတ်ရဲ့ 5% ဆရာကိုပေးမယ်ဟာဆရာဇော်လင်းအောင်ချမ်းသာပြီးချမ်းသာပဲဘာဖြစ်လို့လဲညီကောင်မတွေကျွန်တော်အခု90%ဘုရားကိုပေးတာဒီကောင်းချီးရလဲကျွန်တော်ပြောမယ်ညီကောင်မအခုကျွန်တော်မကြခင်မှာ60% ဖို့သွားတော့မှာပိုရရင်ယုံကြည်သူတွေကျွန်တော်ပြောမယ်ပိုရရင်ပိုသုံးဖို့ပိုရရင်ပိုပေးဖို့အာမင်အခုဒီမနက်ပဲတနာရီတွင်းမှာကျွန်တော်300လောက်ရှာလိုက်တယ်ပြောရအောင်မန္တလေးကကျွန်တော်သာသနာပြုတာဝန်ခံဆရာတဲ့ကျွန်တော်မန္တလေးမှာမကြခင် Miracle Maker အတင်းတော့စတော့မှာအဲ့ဒါတလအဆောက်ငါးက350တလအဆောက်ငါးက350အဲ့ဒါတစ်နှစ်ချုပ်ရမယ်တဲ့ပွဲစားခပါအပါဖို့650ပေးရမယ်တဲ့ဟုတ်လားလို့အဲ့ဒါကျွန်တော်2ယောက်3ယောက်လောက်ကို vision share လုပ်တာအခု3650ပေးရမယ်အဲ့ဒါပါဝင်ပါဆိုတော့တခြားလူမဟုတ်ပါဘူးကျွန်တော်ဝိညာဉ်သားသမီးဆရာဂျောရှုအာတို့ဆရာမဆာရာတို့အခုမှမန္တလေးမှာငားတော့မယ်ဘာညာဆိုတော့ကျွန်တော်တို့လင်မယားနှစ်ယောက်လည်းထည့်တယ်သူတို့လည်းထည့်တာနဲ့ဒီမနက်တင်300လောက်ရသွားတယ်တနာရီတွင်းမှာ300တို့1000လောက်ရှာဆိုနဲတာမဟုတ်အောင်လို့ဆရာဘိတ်သိက်ကညီကောင်မောင်မမှတ်တာကြောက်ထရရည်ထွက်စီရဆိုတာဘိတ်သိက်နားရှိတော်သူမိတွေကကြားပါစေကြောက်ထဲကရည်ထွက်စီဆိုတာဘိတ်သိက်ဒီချိန်မှာရည်ထွက်ဖို့မလိုကျွန်တော်အမေရိကန်မှာရည်သားပေါ်တာဒီချိန်မှာကျွန်တော်ထွက်ဖို့လိုတာဒေါ်လာထွက်ဖို့လိုတယ်ဘုရားသခင်ကကြောက်ထဲကဒေါ်လာထွက်စေမယ်ငါးပတ်ဆက်ထဲကဒေါ်လာထွက်စေမယ်အခက်ခဲတွေကဒေါ်လာတွေထွက်စေမယ် financial provision ရောက်လာမယ်မှတ်ထားညီကောင်မောင်တွေ provision ဆိုတဲ့ထောက်ပံ့ခြင်းအမြဲတမ်းအဲ့အရှိမလေး vision ရှိတယ် vision ရှိမှပဲအနောက်မှာ provision ဖြစ်လာတာပြဿနာကျွန်တော်က vision မရှိဘူးဒီခေတ်ကြီးမှာတချို့ကဘာပြောလဲဆိုတော့ဟာဆရာဘယ်လိုဖြစ်နိုင်မှာလဲမဟုတ်ဘူးညီကောင်မောင်ကျွန်တော်တို့ကလေအခုခေတ်ပြက်ကြီးထဲမှာဘုရားသခင်ကလုံးဝခက်ခဲတဲ့ကာလမှာဘုရားကောင်းချီးပေးတာကျွန်တော်ရန်ကုန်အသင်းတော်ဆိုရင်ဖះเจ้าငါးခပဲတခြားမပါဘူးเนาะစက်ပစည်းတွေ LED တွေဘာတွေညာတွေမပေါ့ဖះเจ้าငါးခပဲတစ်လောက်300ရှိတယ်ဖះเจ้าငါးခဒေါ်လာ1000ကျော်ဒီချိန်မြန်မာပြည်မှာနိုင်ငံရင်းကောင်းတာမဟုတ်ဘူးเนาะနိုင်ငံရင်းကောင်းတော့မငားနိုင်ဒါပေမဲ့အခုကျွန်တော်တို့ဟိုတယ်တစ်ခုရဲ့တစ်ထပ်လုံးလူ1200လောက်ဆက်နေဟာယူငားပလိုက်တတိရှိပဲမှတ်ထားကျွန်တော်တို့ဘက်ကနေပြီးတော့ယုံရင်ကျွန်တော်တို့ကိုးကွယ်တဲ့ဖခင်လဲယုံကြည်တာထက်ပိုလုပ်ပေးတဲ့ဖခင်ယုံကြည်တည်ညီနဲ့ကောင်းကြီးပေးတဲ့ဖခင်အဆက်ကွဲရင်ကျွန်တော်တို့ကွဲမှာမဟုတ်ဖခင်သခင်ကွဲမှာကျွန်တော်တို့ကတော့တတိရှိချပြီပဲဝတ်စရာဖခင်လေဒီနောက်ဆုံးသောကာလမှာယုံကြည်တည်နဲ့အညီအလုပ်လုပ်တဲ့ဖခင်ဒါကျွန်တော်ရဲ့ကြံပိုက်နော်မဿဲခန်းကြီး8အငယ်73လိုက်ဆိုပါယုံကြည်သည်နှင့်အညီ
တဲ့နိုင်ဖြစ်စေလူတွေရဲ့ဝင်ငွေမညီတာဟာဘယ်ပေါ်မှာမညီတာလဲသိလားယုံကြည်ခြင်းအပေါ်မှာမညီလို့ကျွန်တော်ဝင်ငွေနဲ့တင့်ဝင်ငွေဘာပေါ်မှာကွာသွားလဲဆိုအရေးချင်းပေါ်မှာကွာသွားတာမဟုတ်အရေးချင်းဆိုတင်ကျွန်တော်ထအများကြီးတာကျွန်တော်တန်တဲ့ချောင်းအောင်ဖြောင်းအောင်မရိုက်တော့အိမ်မှာတန်ရိုက်ရင်ကျွန်တော်မိမရိုက်တာကျွန်တော်မရိုက်မီးလုံးလဲရင် तू လဲတယ်ကျွန်တော်မလဲဘူးနော်အလုတ်ချမ်းအလုံး तू လုတ်တယ်ကျွန်တော်ကအလုတ်ချမ်းအလုံးမလုတ်တော့ဘူးနော်အဲ့တော့အရေးချင်း0နော်အရေးချင်း0ဒါပေမဲ့ဖယားသခင်ကကောင်းကြီးပေးအရေးချင်းရှိသည်နဲ့အညီကောင်းကြီးပေးတာမဟုတ်ယုံကြည်သည်နဲ့အညီကောင်းကြီးပေးတာယုံနေကျွန်တော်ကဖယားအခုလဲဝင်ငွေတွေတိုးလိုက်ဖယားသခင်ပြောဟိုကတော့ဒီလောက်နဲ့မရသေးဘူးကိုတော့ကျွန်တော်ရဲ့လမ်းတွေကိုတော့ဖွင့်ပေးပါတကားတွေဖွင့်ပေးပါအရင်တော့လည်းပြောခဲ့တယ်ကိုတော့ကိုပိုင်လေရင်ဝယ်မှာနော်ကိုပိုင်နော်ကိုတော့ကျွန်တော်အိမ်ဝယ်မှာနိုင်ငံတကာမှာအိမ်တွေဝယ်မှာနော်ကျွန်တော်အချမ်းပါဆုံးအရင်တော့ယုံကြည်ခြင်းနဲ့ပြောခဲ့တာမျက်စိထဲမှာမြင်ကိုမမြင်ရဘူးအဲ့ဒါမြန်မာပြည်မှာပြောခဲ့တာအခုကျွန်တော်ဝယ်လိုက်တဲ့အိမ်ကကက်ရက်မှာ private လေရင်ခွင့်ရှိတယ်နေ့တိုင်းလေရင်နေစင်းတာမြင်နေရလေရင်ဝယ်ဖို့ပဲလိုတော့တယ်လေရင်ခွင့်လည်းရှိပြီအိမ်ကလည်းလေရင်ခွင့်သားမှာရောက်နေပြီမကြခင်မှာလေရင်ဝယ်ဖို့ပဲလိုတယ်ပြီးတော့မြန်မာပြည်မှာဆိုရင်လေရင်ဝယ်လို့မရအောင်နော်မရဘူးအခုလေရင်ဝယ်လို့ရတဲ့နိုင်ငံရောက်လာတယ်ဟာလေလုယာနေ့တိုင်းကျွန်တော်ရဲ့အနောက်ကဘက်ရက်မှာကြည့်ပြီးတော့လေရင်ဆင်းတာမြင်ရတာကျွန်တော်အိမ်ရဲ့ကက်ရက်ပဲလေရင်ခွင့်ရဟဲ့လားနေ့တိုင်းကြည့်ပြီးတော့တော်တော်နီးလာပြီပဲဟာလေလုယာဖခင်ကဘာနဲ့လုပ်ပေးတာယုံကြည်သည်နဲ့အညီလေရင်ဝယ်မယ်လို့ပြောတဲ့ချိန်မှာကြားပြည်နယ်မှာပြောတာလေရင်မပြောနဲ့စိုက်ကြတော့မပိုင်ဘူးသူများခဏငါးရပြီးတဲ့စပိန်တစ်စီးပဲရှိတယ်အဲ့စပိန်တော့မှဂူရတယ်လို့လိန်နေတာဒါပေမဲ့အဝန်းစီကယုံကြည်ခြင်းနဲ့ဝင်ခံတဲ့ယုံနဲ့ငါကိုးကွယ်တဲ့ဖခင်ဟာဘာမဆိုတတ်နိုင်တဲ့ယုံနဲ့အတိုင်းပြောတယ်ယုံနဲ့အတိုင်းအာမင်လူတွေတော့အပြင်ကတ်ခံတဲ့ဒီပြောတာအခုတချို့ကဘာပြောလဲဆိုတော့ဟာတဲ့အရင်တော့ဆရာဇော်လင်းအောင်ကြီးကျယ်ပြောရထင်တာတဲ့တကယ်ကြီးကျယ်နေဖြစ်လာတာပဲတဲ့ကျွန်တော်ပြောရလေကြီးကျယ်ဖြစ်မဲ့လူကတော့ကြီးကျယ်တော့ပြောရမှာပဲလို့အာမင်ပြောတော့မပြောရုပ်ဆိုဖြစ်ဖို့ကနည်းနည်းဝေးသွားပြီအဲ့တော့လူတွေကဘာပြောလဲဟာဆရာရဲတဲ့အဲ့လိုမှန်းသိအဲ့ကတည်းကကျွန်တော်လိုက်ပြောပါတယ်တဲ့20လောက်နောက်ကြာဟိုညီကောင်မတော်တွေကျွန်တော်ကရှောက်ပြောတာမဟုတ်ယုံကြည်ခြင်းနဲ့ပြောတာကြောက်မတာလူတယောက်ကရှောက်ပြောတာလားယုံကြည်ခြင်းနဲ့ပြောတာလားသူ့ရဲ့ life ကိုကြည့်သူ့ရဲ့ life မှာယုံကြည်ခြင်းနဲ့ပြောရင်အဲ့ဒါဖြစ်ကိုဖြစ်လာတယ်ရှောက်ပြောတဲ့ဟာတွေကမဖြစ်လာဘူးယုံကြည်ခြင်းနဲ့ပြောတဲ့အရာတွေကဖြစ်ကိုဖြစ်လာတယ်လက်ကောက်ဒီပါအဲ့ဒီဖယားအဲ့တော့မနေ့ကကျွန်တော်ယုံကြည်ခြင်းရဲ့ယဉ်သူနော်ဆက်ပြောတယ်အဲ့ဒါဒီမနေ့မှာဆက်ပြောရင်အဆင်ပြေလားအာဗြဟံက the man of faith အဲ့ဒီလိုယုံကြည်ခြင်းဖခင်တယောက်ဖြစ်လာဖို့အတွက်လွယ်ကူကူဖြစ်လာတာမဟုတ်ကျွန်တော်တို့ကယုံကြည်တယ်ငါယုံဖခင်ကိုယုံတချို့ကဘယ်လိုယုံလို့သေအောင်ယုံတဲ့အဖွဲ့ရှိတယ်သေအောင်တော့မယုံနဲ့ကောင်းကြီးရအောင်ပဲယုံငါဖခင်ကိုသေအောင်ယုံတယ်ငါဖခင်ကိုနော်တခါတည်းဂျပန်ကစ်ထဲကယုံတဲ့အဖွဲ့လည်းရှိတယ်နော်ငါဖခင်ကိုဇုံမဲ့ပြီးဒါပေမဲ့ယုံကြည်တဲ့အခါမှာကျွန်တော်တို့တိုက်ပွဲတွေရှိတယ်ယုံကြည်ခြင်းမှာယဉ်သူတွေရှိတယ်ယုံကြည်ခြင်းမှာရင်ဆိုင်ရတဲ့တိုက်ပွဲတွေရှိတယ်ယုံကြည်ခြင်းဖခင်ဆိုတဲ့ဘွဲကိုယုံကြည်ခြင်း the man of faith ဆိုတဲ့ယုံကြည်ခြင်းလူဆိုတဲ့ဘွဲကိုအလကားရခဲ့တာမဟုတ်နေရင်ထိုင်ရင်ရခဲ့တာသူကိုယ်တိုင်ဘာလုပ်ရလဲသူကိုယ်တိုင်တိုက်ပွဲဝင်ရတယ်တော့တင်းနဲ့တိုက်ပွဲဝင်ပါစေနံပါတ်1ကျွန်တော်တိုက်ရမှာပါလေ spirit of delay မတာဖျားလေနေတာမကြိုက်ကျွန်တော်တို့ကကြိုက်လားအင်တာနက်တောင်မှမြန်မအစားတောက်မှလည်းအမေရိကဆိုပိုတောင်ဆိုသေးတယ်နော် fast food မြန်မအခုတခါတည်း online မှာ DoorDash ကတကားဝါရောက်မှကြိုက်တာဟုတ်တယ်မလားစမ်းစွာဒိန်းတကားဟာရန်တော့ကြအဲ့ဒါမျိုးဖြစ်ချက်အယမ်းမြန်တဲ့ခေတ်ကိုသွားနေတော့ဖယားသခင်ရဲ့သဘောတဘာဝလဲမှတ်ထားညီကောင်တို့ဖယားအယမ်းမြန်တာကြိုက်ယောဟန်ခန်းကြီး9မှာကောင်းကင်တမန်အချိန်ရောက်ရေလာလှုပ်ဘယ်သူပဲကောင်းကြည့်ရလဲ
မြန်ဝင်တဲ့သူကကောင်းကြီးရတယ်ခုံချရင်ကောင်းမလားမခုံချရင်ကောင်းမလားစဉ်းစားတယ်လို့ကြံခဲ့ရောအဲ့ဒီလူတွေကနော်တခါတဲ့ old school တဲ့သွားလိုက်တာသူတို့ကစဉ်းစားတာတကယ်လှုပ်တာလားနောက်တာလားပြောင်းမာလားမစဉ်းစားရေလှုပ်တာနဲ့ဘာလို့ရလဲဝုန်းဆိုဝင်ရတာအဲ့ဒီပထမဦးဆုံးဝင်တဲ့ကောင်းကင်တမန်လေကွာကျမ်းမာခြင်းပေးရင်ဘာဖြစ်နော်ဝင်သမျှအားလုံးဆိုလဲကြားကောင်းမဟုတ်ကောင်းကင်တမန်ရှင်းတယ်ဖခင်ရဲ့ကောင်းကင်တမန်นี่ဖခင်ရဲ့အစီပါးတွေကဘာလို့ပဲသဘောကျလဲဆိုတော့မြန်တာကိုပဲသဘောကျတယ်နားရှိတော်သူမျိုးတွေကကြားပါစေအရန်တွေဝေစဉ်းစားတော့ဒုတိယလူတော်ဖခင်စိတ်ဝင်စားအောင် first one ပထမလူပဲပြောပထမလူပဲအဲ့တော့အရန်ဒီခေတ်လာမှာအရန်မစဉ်းစားနဲ့နော်နှစ်ခါသုံးခါသွားပြီးတော့ဈေးသွားမကင်နဲ့နော်အေလိယာကြီးဟိုပညက်တရားခေတ်မှာသူဖခင်ကိုဈေးကင်ယေဇဗေလကသူ့တတ်မယ်လို့ပြောတော့သူကထွက်ပြေးနေဖခင်တခင်ကဘာပြောလဲဆိုတော့လေကိုတော်တဲ့ကျွန်တော်သိခြင်းတယ်တဲ့ဓမ္မရာဆိုရင်တတိယဆောင်အခန်းကြီး16မှာအဖတ်တော့ကျွန်တော်အကြောင်းမပြကြားဘူးတယ်မလားဓမ္မရာဆိုရင်တတိယဆောင်အခန်းကြီး16မှာ तू ကယေဇဗေလကတတ်မယ်ဆို तू ထွက်ပြေးနေလမ်းမှာဖခင်တခင်ကျွန်တော်သိခြင်းတယ်တဲ့ကျွန်တော်ကလေအဲ့ကျွန်တော်ဖတ်ပြီးရည်ခြင်းတယ်ကျွန်တော်ဒါဖခင်ဆိုရင်ဒီလိုပြောမှာအေလိယသိခြင်းနဲ့ဆိုပြေးเสียလို့လားဘုံပြောပါသိခြင်းနဲ့ဆိုသိခြင်းနဲ့လို့သူတောင်းရင် तू ပြေးเสียလို့လားယေဇဗေလကဘာလုပ်ချင်တာလဲ तू ကဘာဖြစ်ချင်တာလဲကွက်တီပဲတော့တွေ့လိုက်လေ in the ကွက်တီဆိုအဲ့ဒါပဲလေယေဇဗေလရဲ့မင်းကလည်းတတ်ချင်တယ်ငါလည်းသိချင်တယ်ကွက်တီပဲကတတ်ကွာဆိုဇလန့်ပြီးနေသိချင်တယ်လည်းပြောသေးတယ်ထွက်ပြေးသေးတယ်ဒီခရိယာနေနဲ့တူတယ်နော်အေလိယလည်းသိချင်လိုက်တာသိချင်လိုက်တနပ်အရှိမချိုက်ခဲ့သိချင်တယ်သိကွာဆိုဟာတဲ့အခုမဟုတ်သေးဘူးတဲ့နော်ပါစကလွယ်ပြောတာဖယားသခင်ကိုကြည်ကြလို့ရမယ်ဆိုလာကြည်ကြတယ်လွယ်ကိုရောတဲ့သိချင်တယ်တဲ့ကျွန်တော်တယောက်ပဲကြံတော့တယ်အဲ့မှာဖယားသခင်ပြောတဲ့စကားအရန်ကောင်းတယ်အေလိယာတဲ့မင်းတယောက်တည်းမဟုတ်ဘူးတဲ့ဘာလအရှိမဒူးမထောက်တဲ့လူ9000ရှိတယ်အေလိယာထင်တာ तू က the last one ပေါ့तू ကတယောက်တည်းပဲ तू က special one ပေါ့ तू မရှိဖယားနိုင်ငံတော့ဘာဖြစ်သွားမလဲပေါ့ဖယားကိုသွားဈေးကင်တာဖယားပြောတယ်မဟုတ်ဘူးအေလိယာတဲ့မင်းကကျေးဇူးတော်ကြောင့်လှုပ်ခွင့်ရတာတဲ့မင်းအနောက်မှာမင်းလိုပဲလုံမဲ့လူဘယ်လောက်ရှိလဲအဲ့ဒါတော့ပြည့်ညက်တရားကာလနော်တမဟောင်းကျမ်းမှာပဲအခုကျေးဇူးတော်ကာလမှာစက္ကန့်နေတဲ့လူကမီလီယံနဲ့ချီရှိတယ်ကိုမလုံရင်လုံမဲ့သူမီလီယံနဲ့ချီရှိတယ်ဟာလေလုယာကိုမလုံရင်အဲ့ဒီအခွင့်အရေးယူမဲ့သူကဘယ်လောက်ရှိသလားမီလီယံနဲ့ချီရှိအခုကျွန်တော်တို့ဖျားတဲ့ခင်ယေရှုပြုပြီးနောက်မှာဝိညာဉ်သားသမီးတွေအများကြီးပေါ့နော်ဆရာဂျော့ရှ်တို့ဆရာမဆာရာတို့နောက်မှာဆရာနော်ဆန်တို့နောက်မှာအများကြီးပဲကျွန်တော်ရဲ့နောက်မှာ miracle generation နေတာမဟုတ်ကျွန်တော်ဝိညာဉ်ခေါင်းဆောင်အနေနဲ့တိုင်ပင်ဆူတောင်းခံကျွန်တော်အကြံဉာဏ်ပေးကျွန်တော်တို့ရဲ့ကြောင်းစင်းတွေကအခုယာနဲ့ထောင်နဲ့ချီရှိတယ်မြန်မာပြည်မှာခက်ဆွာဖွဲ့တွေအလုံးအဲကျွန်တော်လူတွေယူတယ်ဟိုလိုက်မှာတော့အရက်ရှိအောင်လှုပ်တာနဲ့ငွေပွားအောင်လှုပ်တာနဲ့ဟိုတပည့်တယောက်ဆိုရင်ဖုန်းအားအောင်တိုးအောင်လှုပ်လိုက်သေးတယ်သူက miracle လို့အဲ့ဒါကျွန်တော်ဖွဲ့ယူရဲကောအဲ့ဒီလူတွေနည်းနည်းခိုင်ကြတယ်သူတို့တော့အခုကမှရေကနေစပီးမဟုတ်ရေကနေကော်ဖီတွေပါလှုပ်နေလို့ဟာနော်ချာတာတော့ယုံကြည်ခြင်းကအရင်အစစ်မြင့်သွားပြီသူတို့ကစပီးရေမကြိုက်ဘူးကော်ဖီပဲကြိုက်တယ်ဆိုတော့ဒီလူတွေဖွဲ့နေကျွန်တော်ကနေရတာအဲ့တော့ကိုအရင်စက္ကန့်ရတယ်နော်အချိန်မရွေးဒီနေရာနဲ့ကိုဖယ်သွားနိုင်တယ်ကိုနောက်မှာဘာမဆိုလုံးမယ်ဆိုတဲ့အဖွဲ့တွေအများကြီးပဲအေလိယလို့ကိုတော့ကျွန်တော်တယောက်တည်းပဲကျွန်တော်ဘာမှမလုံးနဲ့ဟိုမှာနောက်မှာစက္ကန့်နေတဲ့ဖွဲ့ရရှိတယ်ချားမယ်ဆိုတဲ့ဖွဲ့ရကျွန်တော်ကရေ40ပဲရှောင်းတာအများဆုံးရှောင်းတာ50ပဲရှောင်းတာမကျွန်တော်ဝိညာဉ်သားဆရာဂျော့ဆိုရင်6လရှောင်းရက်ပေါင်း180ဟာကိုတော့မြေခုံးတွေလှုပ်ကုန်တယ်တခါတည်းနော်ကိုကဟုတ်ပြီကိုရ50လောက်ရှောင်းတော့ဟုတ်လားဟိုမှာကိုလူတွေကကိုမှ6လတွေရောနော်3လတွေရောရှောင်းတဲ့ဖွဲ့တွေအများကြီးစက္ကန့်တဲ့ဖွဲ့တွေအများကြီးအဲ့တခုခုဘုရားသခင်ပြောရင်သူကဟာကိုတော့ဟုတ်ပါမလားတွေပဲမမေးရဘူးမိုးတိတ်ချင်းရွှေ့သွားရင်ကိုကနေတိုင်းနေမောရှေလို့ဒီဘက်ကမ်းမှာကြံခဲ့အောင်မတော့ကြဒီခေတ်ကြီးအဲ့လိုခေတ်ကြီးနောက်မျိုးဆက်တွေကအလင်းအမြန်နဲ့သွားတဲ့ခေတ်ကြီး
ဆုံးဖြတ်ချက်ပူပြတ်သွားတဲ့ခေတ်ကြီးအာမင်ဒါကြောင့်ဖခင်တခင်ကကျွန်တော်တို့ကဈေးမကင်ရဒီအချိန်မှာဘသူတွေကဖျားကောင်းကြီးပေးတာအလင်းအမြန်ခံစားဒီ spirit of delay ကိုကျွန်တော်တို့နိုင်ဖို့လုပ်တယ်အဲ့တော့ရေလာလှုပ်တာနဲ့ ready ဘယ်အချိန်လုံးမလဲဆိုတာလည်းမသိနေ့လားညလားလည်းရွေးခွင့်မရှိကညအိပ်ပျော်နေလှုပ်ရင်ဘယ်လိုလုပ်မိုးချုပ်နေပြီတော်ပြီငါဒီညတော့မစင်းတော့ဆိုသွားပြီလွတ်သွားနမိတ်လက္ခဏာလွတ်သွားပြီအဲ့တော့မနက်ပဲလှုပ်ညပဲလှုပ်နေ့လည်းပဲလှုပ်ကဲစောင်းတွင်းလှုပ်ရင်ဘယ်လိုလုပ်နော်ဘယ်ဒီ Israel စောင်းကတော်တော်အေးတာနော် Buffalo စောင်းလောက်ကိုအေးတာနော် Buffalo စောင်းတော်တော်အေးတာ Israel ကျွန်တော်တို့စောင်းတွင်းမှာ Israel ရောက်သွားတာတော်တော်အေးတာမခံနိုင်ဘူးနော်မလေးဓပုံရိုက်ဖို့တော့မလွယ်ဘူးအကားထဲမှာအရင်အနှွေးတက်ယူပြီးတော့1 2 3ဆိုပြေးပြီးရိုက်မြန်ရခါပြန်ပြေးပြန်ဝင်ရဓပုံရိုက်ဖို့တော့မှ Israel မှာလည်းတော့ဓပုံကလည်းရိုက်ချင်သေးတယ်လေနော်အဲ့တော့တခါတလေတရားဟောချက်တွေမှာရိုက်ချင်တော့မြန်ပြောတာတုံနေပြီးပြောပြီးပြန်ဝင်ရတာအဲ့လိုမျိုးဆိုအဲ့ဒီအချိန်မှာလာလှုပ်ရင်ကိုတော့အေးလွန်းနေအကြောင်းပြချက် reason မရှိဘူးကောင်းကင်မှာလာလှုပ်ရင်ခုံဝင်မယ်တကယ်လို့ကောင်းကင်မှာလှုပ်တာမဟုတ်ဘဲနဲ့တယောက်ကလက်ကမြင်းဘယ်လိုလုပ်မလဲနော်တယောက်ကလက်သွားဘရုံခလေးတယောက်ကသက်ဆော့ရေလောက်ပြီးဝုန်းဆိုပြီးမှမဟုတ်ဘူးပြင်တယောက်ကလက်ကမြင်းညောလာတာကမြင်းညောထားတာတွေပါလေဒီရေးမကြည့်အရေးကြီးတာခုံဝင်မှုအရေးကြီးတယ်ကြောက်နောက်ဆုံးသောကာလမှာဒီမှာရှိတဲ့ညီကောင်မတော်တွေအရေးကြီးတဲ့သတင်းစကားကျွန်တော်ပြောမယ်နှစ်ခါဖះပြောလိုက်နှစ်ခါမစင်စားနဲ့ဖះဆုတောင်းမှာပြောရင်ချက်ချင်းဆုတောင်းဖះပေးကမ်းမှာပြောချက်ချင်းပေးဖះဒီအမောင့်ပေးပါပြောရင်အဲ့ဒီအမောင့်တိုင်းပေးဘယ်တော့မှမလျှော့နဲ့ဖះလည်းတင်းကိုပေးရင်ချက်ချင်းပေးလိမ့်မယ်တတ်သေးပေးလိမ့်မယ်နမိတ်လက္ခဏာပေးလိမ့်မယ်ထူးခြားစေလိမ့်မယ်ပြောပါအဲ့ဒါငါပဲအာမင်စာလံ104အငယ်3နဲ့4ကိုဖတ်ရအောင်စာလံခန်းကြီး104အငယ်3နဲ့4ကိုဖတ်ရအောင်ဟုတ်ပြီအရှိမထူထားပြီးတယ်အားလုံးတို့ကဖတ်ရအောင်တစ်နှစ်3နေတော်မူရာအထက်ခန်းမြစ်ကိုရေ၌တည်တော်မူထသောမိုးတိမ်ယထာကိုစီး၍လေအတောင်တို့ဖြင့်ကြွဟောဘုရားသခင်ကဘလို့ဘုရားမျိုးလဲဆိုမိုးတိမ်ယထာကိုစီးတယ်တဲ့ပြီးတဲ့အခါမှာလေအတောင်တို့ဖြင့်ကြွသွားတော့ဘုရားသခင်ရဲ့စီးရဲ့ speak ကဘလောက်မြန်လဲဆိုမိုးတိမ်ယထာတဲ့ freeze အဲ့လိုမြန်တာတို့ကအတောင်ကလည်းဘလို့အတောင်လဲလေလိုရဲတဲ့ဘယ်ရောက်ပဲအဲ့လောက်ထိမြန်တယ်တဲ့ဘုရားအဲ့လိုဖျားတဲ့ဖတ်စဖတ်ရအောင်မိမိတမန်တို့ကိုလေကဲ့သို့၎င်းမိမိအစေပါတို့ကိုမီးလျံကဲ့သို့၎င်းဖြစ်တော်မူထသောဖျားသခင်ကသူ့ရဲ့တမန်တွေသူ့ရဲ့အစေပါတွေကိုဘလို့ဖြစ်စေလဲဆိုလေလိုဖြစ်စေတယ်မီးလိုဖြစ်စေတယ် supernatural speed သူကိုယ်တိုင်လည်းမြန်တယ်သူ့လူတွေကိုလည်းဘာဖြစ်စေချင်လဲမြန်စေချင်တယ်ဒီနေ့မှကြည်ညတယ်မီလီယံကဲ့သို့ဖြစ်ပါစေလေကဲ့သို့ဖြစ်ပါစေတဘာဝလွန်အရှိန်ရပါစေအဲ့လေအရှိန်ရလိုက်အားလုံးချိုးပစ်တာနော်တစ်ပင်နဲ့အားလုံးကိုချိုးပစ်တာအကုန်လုံးအိမ်နဲ့အကုန်လုံးမပစ်တာလေက power ပါလာပြီဆိုအကုန်မသွားတာကြောက်တင်ကအားလုံးကိုခြေဖြတ်နိုင်တဲ့လေကဲ့သို့၎င်းအားလုံးကိုလောင်ကျွမ်းနိုင်တဲ့မီလီယံကဲ့သို့၎င်းဖြစ်ပါစေပြောအဲ့ဒါငါပဲဒီချက်ပြောအဲ့ဒါငါပဲဒီနေရာမှာကြီးညာတယ်အဲ့ဒီအဘိသိက်ဖျားကပေးပါစေလေကဲ့သို့လင်းမြန်ခြင်းပေးပါစေမီးကဲ့သို့လင်းမြန်ခြင်းဖြစ်ပါစေယေရှုနာမ၌ကောင်းချီးပေးပါ၏အာမင်ကြောက်ဒုတိယအချက်ကျွန်တော်ရင်ဆိုင်ရတာပါလဲဆိုတော့ spirit of fear ကြောက်ရွံ့ခြင်းဝိညာဉ်နဲ့ရင်ဆိုင်ရတာဖះကြောက်တဲ့သဘောကိုပေးတာမဟုတ်အမနေ့ကမလာတဲ့သူတွေအတွက်လည်းပြန်ကြားလို့ရအောင်ကျွန်တော်နည်းနည်းပြန်တွေးပေးတာယုံကြည်ခြင်းနဲ့အသက်ရှင်တဲ့သူတယောက်ဖြစ်လာပြီဆိုရင်ယုံကြည်ခြင်းနဲ့တွာလာတဲ့သူတယောက်ဖြစ်လာပြီဆိုရင်
အမြဲတမ်းကျွန်တော်တို့အထက်မှာကျွန်တော်တို့ကဘာနဲ့တိုက်ရလဲဆိုတော့ကျွန်တော်တို့အထက်ကကြောက်ရွံ့ခြင်းနဲ့ကျွန်တော်တို့တိုက်ရတယ်ဆမကြီး Joyce Meyer ဘာပြောလဲဆိုတော့ကျွန်တော်တို့ရဲ့နံပါတ်1ရန်သူဟာစာတန်မဟုတ်ဘူးတဲ့ဆရာမတော်ကျွန်တော်တို့ရဲ့အရေးကြီးဆုံးနံပါတ်1ရန်သူဟာစာတန်မဟုတ်ဘူးတဲ့ကျွန်တော်တို့ရဲ့နံပါတ်1ရန်သူဟာကျွန်တော်တို့ရဲ့ emotion ကျွန်တော်တို့ရဲ့ခံစားချက်ကျွန်တော်တို့အထဲမှာအဲ့ဒီ feeling အဲ့ဒီခံစားချက်ကိုကျွန်တော်တို့မနိုင်ရင်မှတ်တာစာတန်အခွင့်ရတော့ကျွန်တော်တို့မှာ emotional တွေမှာအဲ့ spirit of fear တိတ်ကြောက်ဖို့ကောင်းတာအရင်ကြောက်ဖို့ကောင်းအဲ့ဒီ spirit of fear ရောက်လာရင်မနေ့ကကျွန်တော်ပြောတယ်သူ့အနောက်မှာတပြိုရင်းသူခေါ်လာတာနော်ကြောက်ရွံ့ခြင်းကိုတကားဖွင့်ပေးမိအနောက်မှာအများကြီးခေါ်လာတော့တာအာဗြဟံဘာလို့လိန်တာလဲကြောက်လို့လိန်တာကျွန်တော်ကြောက်တဲ့အခါမှာ तू ကအနောက်ကလိန်လေခြင်းမှာ तू ခွင့်ပြုရတယ်နော်ရှိတဲ့အဲ့ကြောက်တဲ့အခါမှာလိန်လေခြင်းအဖြစ်အဲကူတူက तू ဘာလို့လိုက်တော့ကဘာဦးစနစ်ဖက်ကြည့်တဲ့က तू လက်ဆောင်တွေအဲ့မိန်းမကြောင့်လက်ဆောင်တွေအများကြီးပေးလိုက်တယ်ကျွန်ယောက်ျားကျွန်မိန်းမပစီဥစ္စာရွှေငွေအားလုံးပေးလိုက်တယ်အဲ့ဒီတည်းမှာကျွန်ယောက်ျားကျွန်မိန်းမတွေမှာဘယ်သူပါလာလဲသိလားဟာဂရာဆိုတဲ့မိန်းမပါလာကျမတို့နော်ကြောက်လို့လိန်တယ်လိန်တဲ့အတွက်အခရတယ်လက်ဆောင်ရတယ်အဲ့လက်ဆောင်ကကောင်းတဲ့အရာယူလာတဲ့လက်ဆောင်မဟုတ်အဲ့ဒီလက်ဆောင်ကအနာဂတ်မှာအကြီးအကျယ်ဒုက္ခပေးမဲ့လက်ဆောင်ကြောက်လိန်လို့ရတဲ့အခရတိုင်းဝမ်းမသာနဲ့ညာလို့ရတဲ့အခရတိုင်းဝမ်းမသာနဲ့မဖြောင်းမပဲလှုပ်လိုက်တဲ့အလုပ်တစ်ခုအတွက်ရတဲ့အရာအတွက်ဝမ်းမသာနဲ့ကျွန်တော်ပြောမယ်တခြားမတော့အမေရိကမှာကောင်းကြီးရခြင်းအမြဲတမ်းဖြောင်းမှာဟာလေလုယာအခွန်တေချာဆောင် test တေချာဆောင်ဖျားဖြောင်းမတဲ့သူတို့အမြဲတမ်းကောင်းချီးပေးတယ်ဖျားဖြစ်တယ်တေချာအခွန်ဆောင်အခွန်မရှောင်နဲ့ကျွန်တော်ကစစ်အုပ်ချုပ်ရေးကနေပြီးတော့နိုင်ငံတော်ပြောင်းပြီးတော့နော်အရက်သားအစိုးရဖြစ်လာတဲ့အခါကျွန်တော်အမှုတော်ဆောင်တွေကိုကျွန်တော်မှားတယ်နော်အခုနိုင်ငံပြောင်းသွားပြီအရင်တုန်းကခေတ်တုန်းကအပေါ်ကလည်းလှုပ်ချင်တာလို့အောက်ကလည်းလှုပ်ချင်တာလို့အရေးမကြီးဘူးနော်အပေါ်ကလည်းသူ့ဇက်သူကအောက်ကလည်းဇက်ကအရေးမကြီးဘူးခေတ်ပြောင်းသွားအဲ့ပြောင်းတဲ့အခါမှာကိုဘာလိုက်ပြောင်းမို့လို့ခေတ်မပြောင်းခင်တော့ဝစ်တော့ဆိုင်ကယ်ကားစီးတာပြဿနာမရှိဘူးအပေါ်ကလည်းဝစ်တော့အောက်ကလည်းဝစ်တော့ပြဿနာမရှိဘူးဒါပေမဲ့အခုပြောင်းသွားပြီအုတ်ချုံမှုပြောင်းသွားပြီအပေါ်ကဝစ်တော့မဟုတ်တော့ရင်မင်းတို့လည်းဝစ်တော့စီလို့မရတော့ကိုဘာ righteousness ဖြစ်ဖို့လို့ကိုဘာတိချာအခွန်ဆောင်ကိုဘာတိချာဖြောင်းမကိုဘာ license ရှိဖို့ကိုဘာဥပဒေကိုလိုက်နာဖို့လို့အာမင်အပေါ်ကပေါက်တက်ကဲဆိုကိုပေါက်တက်ကဲလို့ပြဿနာမရှိဘူးသူတို့နှစ်ယောက်ကညီကိုတွေပဲဒါပေမဲ့အခုဒီနိုင်မှာရောက်လာတဲ့အခါမှာကျွန်တော်ဘာဖြစ်ဖို့လို့လဲဆိုရန်တတိထားဖို့ဟုတ်တယ်အခွန်မဆောင်လိုက်လို့ပတ်စံနည်းနည်းထွက်လာလိမ့်မယ်တခြားမတော့အဲ့ဒီပတ်စံကောင်းကြီးမဖြစ်တော့နားရှိတော်သူမိဒီကကြားပါစေအကြောင်းကောင်းကြီးရတဲ့ဖြောင့်မတ်တော်သူအနေနဲ့မတ်တရက်ချင်မိတ်ဆွေဘဝမှာဟာဂရမပါလာစေခြင်းဘူးဆိုရင်ဟာဂရမိတ်ဆွေရဲ့ဘဝထဲမှာမဝင်လာစေခြင်းဘူးဆိုရင်ဘာလုပ်ဖို့လိုလဲသင်ဟာမဟုတ်တဲ့အရာကရတဲ့ငွေကြေးဖယားမကြိုက်တဲ့နေရာကရတဲ့ငွေကြေးမဖြောင့်မတ်တဲ့နေရာကရတဲ့ငွေကြေးကိုစိတ်မဝင်စားဖို့လိုနားရှိတော်သူမိဒီကကြားပါစေဖတ်ကြည့်အောင်ကပ္ပဦးကျမ်းဖတ်ကြည့်အောင်ကပ္ပဦးကျမ်းအခန်းကြီး16အငယ်1ကနေပြီးတော့1နှစ်ကိုဖတ်ရအောင်အရင်ဆုံးဖတ်ရအောင်ဒီမှာကြည့်ပြီးထိုးပြီးပါကပ္ပဦး16အငယ်1နှစ်ကိုအရင်ကြည့်အောင်ဟုတ်ပြီအာဗြဟိမယာစာရဲ၌သားပွားခြင်းမရှိသဖြင့်အဲဂုတုပြည်ဟာဂရအမည်ရှိသောကျွန်မတယောက်ရှိသည်ဖြစ်ဟာဂရကဘာပြည်သူလဲ
အဲဂုတုပြည်သူဘယ်ကပါလာတာလဲလိန်ပြီးတော့ရတဲ့အခါနေပါလာတာကြည့်နော်အရေးကြီးရတာကိုဒေးဗစ်ခဏလာပါဦးကိုဒေးဗစ်တော်လေးလာအောင်နော်ကိုဒေးဗစ်ဟုတ်ပြီနော်လာနောက်ကိုရဲ့မျိုးလဲတစ်ချက်လာကျေးဇူးပြုပြီးတော့နော်ဒါကျွန်တော်သရုပ်ပြအဲ့တော့ဘလောက်ကြောက်ဖို့ကလက်တွဲတာဘလောက်ကြောက်ဖို့ကောင်းတယ်လဲဆိုရင် तू က spirit တစ်ခုကရောက်လာရင် तू အနောက်မှာသူ့ရဲ့ spirit တွေ तू ခေါ်လာတာမဿဲစနစ်မှာယေရှုကဥပမာပေးတယ်နတ်ဆိုးတကောင်မောင်းထုတ်ရင်တဲ့အဲ့နတ်ဆိုးကရှောက်လေပြီးပြန်လာပြီးအိမ်ကိုလာကြည့်တယ်တကယ်လို့အိမ်မှာဘာမှမလုပ်ထားဘဲနဲ့ဒီတိုင်းအလွတ်ကြီးထားတာမြင်ရင်တဲ့သူ့တက်တာပြည့်ဆိုတဲ့ခုနှစ်ကောင်ခေါ်လာတယ်တဲ့ခရိယန်နေတာ unity မဖြစ်တာနတ်ဆိုးတွေက unity ဖြစ်တယ်နော်အချင်းအဲ့တော့ तू ကလာရင်တယောက်တည်းမလာဘူး तू အနောက်မှာသူ့ရဲ့မိတ်ဆွေတွေပါ तू ကဘာလဲတတိတတိုင်းခေါ်လာကျင်တော့အဲ့တော့အာဗြဟံကြောက်တယ်ကြောက်လို့ तू ကကြောက်ရွံ့ခြင်းကိုနေရာပေးတဲ့အခါမှာအဲ့ကြောက်ရွံ့ခြင်းအနောက်မှာဘာပါလဲဆိုတာလိန်လေခြင်းပါလာဘာပါလာလဲအဲ့လိန်လေခြင်းအနောက်မှာဘာပါလာလဲဟာဂရပါလာလိန်လေခြင်းရတဲ့အခါဟာဂရပါလာဟာဂရဆိုတဲ့နာမည်ရဲ့အဓိပ္ပာယ်ပါလဲဆိုတော့ကြောခိုင်းခြင်းနဲ့နော်ကြောခိုင်းခြင်းနဲ့စွန့်ပစ်ခြင်းနဲ့ပြီးတော့လူစိမ်းနဲ့ stranger လူစိမ်းနဲ့ဧည့်သည်တဲ့ဟိုအဓိပ္ပာယ်လို့ရကျွန်တော်အဲ့တော့ဒီလိန်လေခြင်း तू ကကြောက်ရွံ့နေအဲ့ကြောက်ရွံ့ခြင်းကိုအခွင့်ပေးတယ်အဲ့ကြောက်ရွံ့ခြင်းနောက်မှာလိန်လေခြင်းပါတယ်အဲ့လိန်လေခြင်းနော် spirit of life ပါတယ်အဲ့လိန်လေခြင်းရဲ့အနောက်မှာဘာပါလာလဲဆိုလူစိမ်းပါလာတယ်အဲ့ဒီလူစိမ်းကဘာပါလာလဲဆိုတော့မှားယွင်းတဲ့ ungodly belief တွေကိုတည်လာတာနှုတ်ကပတ်တော်နဲ့မညီတဲ့အတွေးခေါ်တွေနှုတ်ကပတ်တော်နဲ့မညီတဲ့ idea တွေကိုတည်လာဟာဂရဘာကိုပုံဆောင်လဲဆိုတော့နှုတ်ကပတ်တော်နဲ့မညီတဲ့ stranger idea တွေဖယားမနစ်သက်တဲ့အတွေးခေါ်တွေကိုပုံဆောင်တဲ့ဟာဂရရှင်းလားမသိဘူးအဲ့ဒါကိုဘာလို့ခေါ်လဲဆိုတော့ ungodly belief လို့ခေါ်တယ်အဲ့ဒီ ungodly belief ကဒီတိုင်းလာတာမဟုတ်အဲ့တော့ကြည်တနေ့ကျတော့ဆာရာသူ့ဖိုက်ကိုတီးကြည့်တော့ဖိုက်မပူလာဘူးထမင်းဆိုင်တော့မဖောင်းလာဘူးသူကဟာဖိုက်မပူလာတော့သူလည်းစိတ်ညစ်တာပေါ့အဲ့တော့သူဘယ်သူ့ကြည့်လဲဆိုဟာဂရကိုကြည့်ပြီးသူအတွေးတွေတစ်မျိုးဝင်လာတာဟာတဲ့ငါဖိုက်မပူမဲ့တူတော့သူ့ပူခိုင်းလိုက်ရင်ကောင်းမှာတဲ့တကယ်တော့ဟာဂရအိမ်မှာမရှိဒီအတွေးတွေးစရာမရှိဘူးကျွန်တော်ဟာဂရကအိမ်မှာရှိနေတော့ဘာလို့ပဲမြင်လာလဲဆိုတော့သူ့ကိုယ်သူကြည့်ရယုံကြည်ခြင်းနဲ့ငါရှိမှာကိုဝင်ရှိလာမယ်ငါရှိမှာဘုရားသခင်အမှုပြုမယ်ဂတိတော်ကငါရှိမှာဖြစ်တယ်လို့မတွေးဘဲနဲ့သူဟာဂရကိုပဲကြည်လာ and godly belief တွေဝင်လာဟာဂရဆိုရင်ဘယ်လိုဖြစ်မလဲဟာဂရဆိုရင်ဖြစ်နိုင်တယ်ဟာဂရနဲ့ဆိုရင်ဟုတ်မှာဟာဂရနဲ့ဆိုပြည့်စုံဟာဂရကြီးပဲဖြစ်လာတော့နောက်ဆုံးသူအဲ့ဒီအတွေးခေါ်ယူသူက control မလုပ်နိုင်နဲ့ဘာလို့ဆိုအာဗြဟံဖွင့်ပြောလိုက်အာဗြဟံနဲ့မင်းငါနဲ့တော့မဖြစ်နိုင်ဘူးလေဒါငါတို့ဘုရားသခင်ရဲ့ဂတိတော်ဟာဂရနဲ့ဆိုဖြစ်နိုင်မှာကြည့်ဟာသူတို့ idea မျိုးကယောက်ျားတွေကိုပြောရင်နှစ်ခါတော့မငြင်းဘူးရောမလားအဲ့ဒီမှာဖြစ်နိုင် happy birthday တောင်ဆိုလာအောင်မတခါဒါတွေကအမျိုးသားတွေကတော့သိငင်းမှာတခြားဟာတွေသာညင်းမှာအစည်းအဝေးထိုင်ရမှာဒီကိစ္စတော့အစည်းအဝေးထိုင်ကြမလို့ဘယ်သူဝင်လာလို့လဲတိလားဟာဂရဝင်လာလို့အဲ့တော့ဟာဂရဘာကိုပုံဆောင်လဲတိလား and godly belief တွေကိုပုံဆောင်တယ်ဟုတ်ကျေးဇူးတင်လက်ခုပ်တီးပေးပါကျေးဇူးတင်နေညီလေးခင်ဗျအာဗြဟံတိုက်တဲ့တိုက်ပွဲထဲမှာတတိယတိုက်ပွဲကဘာတိုက်ပွဲလဲဆိုတော့ ungodly belief နဲ့တိုက်ရတာနှုတ်ကပတ်တော်နဲ့မညီတဲ့အတွေးခေါ်တွေနဲ့တိုက်ရတာကျွန်တော်တို့အားလုံးစီမှာလေကျွန်တော်တို့တတိမထားမိပေမဲ့နှုတ်ကပတ်တော်နဲ့မညီတဲ့အတွေးခေါ်တွေလူတိုင်းမှာရှိလားရှိတယ်ကျွန်တော်ငယ်ငယ်တုန်းကဆိုရင်ကျွန်တော်မိဘတွေကအယမ်းစိတ်ဆိုးတာရှိတယ်ကျွန်တော်အမေအဖေညဘက်လက်သေးညင်အယမ်းစိတ်ဆိုးတာကြုံဘူးတယ်မလားချုပ်မိဘလူကြီးပြီးမြန်မာပြည်ကမိဘတွေနေသိလိမ့်မယ်
ကျွန်တော်ကိုလက်သေးကိုအားတဲ့အချိန်ညက်တာအမေကမင်းလက်သေးညပါမညက်မသိလားဘာဖြစ်လို့လဲမေလက်သေးညပါညက်ရင်အကျွေးထူတယ်ဟဲ့ What နားမလဲအကျွေးထူတာလက်သေးညက်လို့မဟုတ်အကျွေးယူလို့ထူတာလက်သေးညပါမညက်လည်းမထူလားမလေးအမေရိကမှာထူမှထူလက်သေးဘယ်သူမှညပါမညက်ဘူးလက်သေးဟိုမှာစိုက်မှာတော့ညက်တာအဲ့ဒါလည်းထူတာပဲဟုတ်တယ်မလားဒါဆိုရင်လက်သေးညက်ချင်းမညက်ချင်းညပါမနဲ့ပဲနဲ့စိုက်လားမဆိုင်ဘူးအမေကျွန်တော်အထက်ထဲမှာဘူးဘေးတွေကပါလာတယ်ပါလာတယ်ပါရှိတာ and godly belief ရှိတယ်မြတ်ခုံးလှုပ်ရင်အမျိုးတွေကတယောက်သိမယ်ဟုတ်တယ်မလားဦးလေးလားအတော်လားဒါမှမဟုတ်ရင်ဘယ်ဘက်မြတ်ခုံးဆိုရင်ငါဒီနေ့ကားတိုက်မလားမသိဘူးရှိလားအဲ့လိုရှိတယ်မလားရှိတယ်ဟဲ့နှခမ်းလှုပ်တယ်ဆိုရင်ပါဟဲ့ငါဒီနှခမ်းတရက်မိခင်တယောက်ကကျွန်တော်ဖုန်းဆက်ပြီးဆူတောင်းခံတယ်ဆရာတဲ့ကျွန်မကိုဆူတောင်းပြီးပါဘာဖြစ်ကျွန်မမျက်ခုံးတွေလှုပ်တယ်တဲ့အဲ့ဒါဘာဖြစ်မလဲမသိဘူးဆရာဆူတောင်းမယ်ဟဲ့လှုပ်တာကောင်းတာဗောလို့ဟဲ့ဆရာဘလို့ကောင်းတာလဲမလှုပ်ရင်မှမကောင်းတာလှုပ်ရင်ကောင်းတယ်လို့လေတချမ်းပြတ်သွားရင်မလှုပ်တော့ဘူးလေအဲ့ဒါသူမကောင်းလှုပ်တယ်ဆိုတာကောင်းလို့လှုပ်တာတကယ်တော့မှတ်ထားညီကောင်မတို့တွေပြဿနာဖြစ်တယ်ဆိုတာမျက်ခုံးလှုပ်ခြင်းမလှုပ်ခြင်းနဲ့မဆိုင်ဘူးကျွန်တော်တို့ရဲ့ ungodly belief နဲ့ပဲဆိုင်တယ်မျက်ခုံးလှုပ်ရင်သေမယ်လို့ယုံရင်သေလိမ့်မယ်တကယ်တော့မျက်ခုံးလို့သေတာမဟုတ်ယုံလို့သေတာအဲ့လိုသေတဲ့အခါမှာကိုကအမလေးတက်တိခံချက်တော့ရသွားသေးတယ်ပြီးခဲ့တဲ့လလေတယောက်လှုပ်တာတယောက်သေတယ်သူအဲ့ဒါတော့မှသူမြောက်ပြန် share လိုက်သေးတယ်တိလာတယ်မင်းလည်းလှုပ်ရင်သတိထားတယ်ငါပြီးခဲ့တဲ့လတစ်ခါလှုပ်တစ်ခါသေပဲတဲ့ရှိလားရှိတယ်အများကြီးရှိတယ်စက်ကူဖြဲရင်ဘာဖြစ်မလဲဟုတ်လားအမျိုးရှိတယ်စက်ကူဖြဲတိုင်းသာဘဝအစင်မပြေဘူးဆိုရင်စက်ကူစက်ယုံရလူတွေဘယ်လိုလုပ်မလဲဟုတ်တယ်တချေလို့စက်ကူတွေ green ဖြဲနေရတာလေအဲ့ဒီလူတွေဘဝတွေးရဲစရာတော့မရှိတော့အဲ့တော့ကျွန်တော်တို့ဘဝတခါတလေကျွန်တော်တို့ဘာလို့ကောင်းကြီးမရတယ်လဲဆိုဟာဂရတွေကျွန်တော်တို့ဘဝရဲ့ဟာဂရတွေရှိတယ်ချင်းနေဆိုလဲတော့ချင်းရဲ့သူထုံးစံရှိတယ်တဲ့ကျွတ်ချင်းတောင်မှနေဘူးတဲ့သူတွေကတော့သိလိမ့်မယ်မနေဘူးတဲ့လူကမသိဘူးတစ်ခေါက်ချင်းစီရတယောက်ပြောတာသဘောကျတော့ချင်းတွေရဲ့ခံယူချက်ကဘာလဲဆိုတော့တရွာနဲ့တရွာသူတို့ကတော့ရောင်းဝယ်ဖောက်ကားမှုလုပ်တာလေပလိုင်းနေနဲ့လွယ်ပြီး3ရက်လောက်အဲ့ဒီအသီးရွက်တွေသားငါးတွေတဲပြီးသွား3ရက်လမ်းလျှောက်ပြီးတယ်ဟိုမှာရွာမြင်နေရပြီဝင်တော့မှခဏအဲ့တောင်ပေါ်ကကြွက်လေးတကောင်ဆင်းပြေးသွားတော့တယ်တောင်ပေါ်ကနေတောင်ကိုကြွက်တကောင်ဆင်းပြေးအဲ့ဒါလက်ကြီးမကောင်းတဲ့3ရက်လမ်းလျှောက်ပြီးကြွက်တကောင်ဖြတ်ပြေးတယ်ပြန်လှည့်သွားတယ်အယူအဆလူဒုက္ခပဲလို့3ရက်လမ်းလျှောက်ပြီးပြီအဲ့ဒီကြွက်လေးဖြတ်သွားတာနဲ့တခါတည်းပြန်လှည့်သွားဟိုမှာရွာရောက်တော့မယ်နာယူခွက်ဆိုရောက်ပြီဒါပေမဲ့အဲ့ဒီကြွက်တကောင်ကမြင်းကြောထတာကိုကပြန်လှည့်ရအဲ့ဒါ ungodly belief ဒါပေမဲ့တဲ့အရန်တော်တဲ့လေတဲ့ချင်းတွေရှိတယ်တဲ့မင်းကချင်းလောကမှာလဲတော်တဲ့တိုင်းဆရာကြီးတွေရှိတယ်သူတို့ကဘာလို့အဲ့ကြွက်ကိုပြန်ရှာပြီးတော့တောင်ပေါ်ပြန်မောင်းတင်နေတာနော် तू ကတောင်အပေါ်ကနေအောက်ကိုစီးရင်သာမကောင်းတာလေတောင်အောက်ကနေအပေါ်တက်ရင်လက်ကြီးကောင်းတယ်တဲ့အဲ့ဒီကြွက်ကိုပြန်ရှာပြီးပြန်ပြေးဆိုဟိုကြွက်ကအပေါ်တော့လက်ကြီးကောင်းတယ်ပြန်သွားတယ်ကချီအိမ်မှာပိုးကပြန်ရင်ဘာဖြစ်တယ်အိမ်ပြောင်အော်ရင်ဘာဖြစ်တယ်ကျေးဇူးတော်ပဲအမေရိကမှာအိမ်မြောင်နေပိုးကတည်းမရှိလို့ဆိုင်လားကျွန်တော်ရဲ့ကောင်းကြီးမင်္ဂလာဟာပိုးခတ်တွေအိမ်မြောင်တွေနဲ့မဆိုင်ဘူးကျွန်တော်ရဲ့ကောင်းကြီးမင်္ဂလာမျက်ခုံးလှုပ်ခြင်းမလှုပ်ခြင်းနဲ့ပဲကျွန်တော်ရဲ့ကောင်းကြီးမင်္ဂလာယေရှုနဲ့ပဲဆိုင်တယ်ဟာလေလုယာမျက်ခုံးလှုပ်ရင်လည်းငါကောင်းကြီးရမယ်နှကမ်းလှုပ်ရင်လည်းငါကောင်းကြီးရမယ်အာမင်အိမ်မက်ဆိုမတ်ရင်လည်းကောင်းကြီးရမယ်ကျွန်တော်ခဏပြောတယ်ကျွန်တော်ဝိညာဉ်ဖခင်ဆိုဆရာမုံတောင်းဆိုရင်တရက်သူနဲ့ကျွန်တော်စင်ကူမအတူတူအိတ်တော့သူမနဲ့ထလာပြီးတော့ဟာကျေးဇူးတော်ပဲတဲ့ဒီမနဲ့ပတ်ဆက်ဝင်မယ်တဲ့ဟာကျွန်တော်ရမ်းစိတ်ဝင်စားတာဆရာဘာဖြစ်လို့လဲဆိုအိမ်မက်တယ်တဲ့ဟာဆရာဘာအိမ်မက်တယ်ခွေးကြိုက်ခံရမယ်အိမ်မက်တယ်ကျွန်တော်ဘလို့မှညံမမီဘူးခွေးကြိုက်ခံရတာနဲ့ပတ်ဆက်ဝင်တာဘာမှမဆိုင်ဘူးလေ
ကျွန်တော်စဉ်းစားတယ်ကျွန်တော်ဒါအဲ့လိုအိမ်မက်ငါဒါအိမ်မက်ဆိုဒီနေ့ဘယ်မှမသွားရင်ကောင်းမယ်လို့အစာရှောင်စုတောင်းမယ်လို့ခံစားမှာ तू ကရေချိုးကန်းနဲ့ဝင်သွားပြီး तू ကဟာတဲ့ဒီနေ့ပတ်စံဝင်မယ်ကျေးဇူးတော်ပဲဆိုရေချိုးကန်းနဲ့ဝင်ကျွန်တော်စဉ်းစားတယ်စဉ်းစားလို့အဖြေမရအဲ့နဲ့ तू အိမ်သားတွေကထွက်လာတော့ကျွန်တော်မေးတယ်ဆရာရဲ့ဆရာတပည့်ထဲမှာညံ့နေဆိုလဲညံ့နေပေါ့ဆရာရဲ့ကျွန်တော်ညံမမီဘူးကျွန်တော်ကျေးဇူးပြုပြီးရှင်းပြပါဆရာအိမ်မက်တာခွေးကြိုက်ခံရတာဆရာဘလို့ပတ်စံဝင်မယ်ပြောတာလေဆိုဆရာမွန်တောင်းပါပဲလေကိုစော်လင်းအောင်လဲစဉ်းစားကြည့်လေတဲ့ခွေးကြိုက်ခံဆိုအ ਨੇ ဆုံးတော့ယော်ကြီးရမှာပေါ့တဲ့အဲ့ဒါလုံးတာပဲအဲ့ကတော့အဲ့ဒါကျွန်တော်သူ့ပြီးတယ်ဆရာအဲ့ဆိုအိမ်မက်ရင်ဆရာဘလို့အနက်ပြန်လဲကျွန်တော်ကတဲ့ဘာပဲမက်ပတ်စံဝင်မယ်ဒါပဲတဲ့ဟာလေလုယာအရေးကြီးတာဘာမှလည်းအရေးမကြီးဘလို့အနက်ဖွင့်လဲဆိုတာအရေးကြီးတယ်အာမင်ညဘလို့အိမ်မက်ခင်ဗျာကောင်းချီးရမယ်ဘာကြောင့်လဲခရစ်တော်အားဖြင့်ကောင်းချီးရမယ်အိမ်မက်ကသင်ကိုမချင်းချောက်နိုင်ဘူးကျွန်တော်သဘောကျတယ်အိမ်မက်ကလေဒိုင်လခန်းကြီးလေးကိုဖတ်ကြည့်တော့ကျွန်တော်ရန်သဘောကျတယ်နေဘုတ်ကနေစာမင်းကအိမ်မက်မှတ်ပြီးတော့နော်အကြီးကျယ်တုံလှုပ်ပြီးတော့ तू ကနော်အကြီးကျယ်တုံလှုပ်ပြီးထလာဒိုင်လခန်းကြီးလေးမှာအိမ်အောင်ကောင်းကိုဖတ်ကြည့်မဖတ်ကြည့်လည်းမတတ်နိုင်ဘူးပေါ့နော်အိမ်မက်ဆိုးမှတ်တာနေဘုတ်ကနေစာဘာမှလဲအိမ်မက်ဆိုးမှတ်တာအဒိုင်လောက် तू အဲ့အိမ်မက်ပြတော့ဒိုင်လအဲ့အိမ်မက်ဆိုးချက်ချင်း तू ဆုတောင်းတယ်ဘလို့ဆုတောင်းလဲဆိုဖျားသခင်တဲ့ဘယင်မင်းကြီးရဲ့စိုးတဲ့အိမ်မက်တွေကိုရန်သူတွေပေါ်ရောက်ပါစေတဲ့ဟာအန်ဟိုဆိုင်ဒိုင်လိုက်မဖိုင်နေကျွန်တော်သဘောပေါက်တော့ဟာအိမ်မက်တွေကပြောင်းလို့ရတာပဲကျွန်တော်အိမ်မက်ဆိုးမလိုက်ထလိုက်ပြောလိုက်ငါအိမ်မက်ဆိုးတဲ့အလုံးရန်သူတွေပေါ်ရောက်ပါစေလို့အာမင်ခမရောက်ရန်သူတို့သတ်မှတ်ထားရလို့ဒုက္ခပဲအဲ့တော့ကျွန်တော်အမှုတော်ဆောင်နေတော့ရန်ဘက်တော့မလုံးနဲ့ तू ကအိမ်မက်တွေ transfer လုပ်လိုက်ဒုက္ခရောက်အောင်မယ်နေရင်တိုင်းဘဝတွေပြတ်အောင်မယ်အိမ်မဆိုးမှရင်ကျွန်တော်ကောင်းကြည့်ရမယ်ဒုတိယချက်ငါအိမ်မဆိုးတွေအလုံးရန်သူတွေပေါ်ရောက်ပါစေလို့တိုင်းလားအဲ့လိုဆူတောင်းတာကိုတော်ရဲ့အိမ်မက်တွေအလုံးနဲ့ရန်သူတွေပေါ်ရောက်ပါစေတဲ့ဟာအံ့ဩစရာကြီးအိမ်မက်တွေက transfer လုပ်လို့ရသေးတယ်ကြည်စမ်းယုံကြည်ခြင်းသမားတွေကနော်ကျွန်တော်ခဏခဏပြောတယ်အိမ်မက်က transfer လည်းလုပ်လို့ရတယ်အိမ်မက်က hack လုပ်လည်းရတယ်ကျွန်တော်တို့အခု hacking system ရကွန်ပျူတာတွေဖုန်းတွေပဲ hack လို့ရမဟုတ်ဘူးအိမ်မက်လည်း hack လို့ရတယ်ဒိုင်လာခန်းကြီးနဲ့မှာနေဘုတ်ကနေစားအိမ်မက်တယ်မနေ့ချက်ထားတော့မမမိပညာရှိတွေအကုန်ခေါ်တယ်ငါမတ်တဲ့ညာအိမ်မက်ပြောတာဟာဘယ်သူပြောနိုင်မှာလဲအိမ်မက်အနက်ဆိုရင်လည်း follow ရသေးတယ်အိမ်မက်လည်းပြောရမယ်အနက်လည်းပြောရမယ်ဆိုတော့အားလုံးကဒုက္ခရောက်အခါတည်းအိမ်မက်မှတ်ပြီးမမှတ်မိတာရှိလားအဲ့ဒါအတိတ်ပဲမရှိတဲ့အိမ်မက်မဟုတ်ဘူးနော်ဖခင်သခင်ကလေအဲ့ဒီအခါကျရင်ဘာလို့ဖို့လဲဆိုဘိတ်သိရှိတဲ့သူတွေနဲ့ဆူတောင်းခံဖို့လို့ဒိုင်လာရောက်လာပြီးတော့တရက်ချိန်ပေးပါတဲ့မနေ့ပြန်ကြရင်ပြန်ပြောမယ်တဲ့နောက်နေ့ကျတော့ဒိုင်လာနေဘုတ်ကလေးပြောတဲ့အိမ်မက်အားလုံးပြန်ပြောပြအာမင်ဘာလို့လဲတဲ့ဒိုင်လာနေဘုတ်ကလေးမင်းရဲ့အိမ်မက်ကိုဝင်ဟတ်လိုက်တာမင်းညမတ်တဲ့အိမ်မက်ကိုဒိုင်လာအဲ့အိမ်မက်ထဲကိုဝင်ပြီးတော့ဝင်ဟတ်လိုက်တာဟာဝိညာဉ်လောကကြီးအံ့ဩစရာကြီးအိမ်မက်လည်းဟတ်လို့ရတယ်တကယ်ကျွန်တော်အမျိုးသမီးကကျွန်တော်တို့ကားနဲ့သွားနေနေသူကကျွန်တော်ပြောလဲဆိုမင်းညအိမ်မက်တဲ့အမျိုးသမီးတယောက်ကိုတဲ့လက်ဝတ်ရတနာတွေပေးခိုင်းဒါပေမဲ့အဲ့အမျိုးသမီးတယောက်ကိုတဲ့နာမည်တော့ဖျားပြောကျွန်တော်မမှတ်မိတော့ဘူးတဲ့ကျွန်တော်အဲ့အမျိုးသမီးနာမည်ပြပြတယ်အဲ့အမျိုးသမီးမလားသူလန့်သွားတယ်ဟာဆရာဘယ်လိုသိတာလဲကျွန်တော်ပြောတယ်မင်းငါဘေးနားမှာအိမ်နေတဲ့အတွက်လို့ငါမင်းရဲ့အိမ်မက်တွေကိုဟတ်လို့ရတယ်အဲ့ဒီသူ့အိမ်မက်တွေမှာ तू မမှတ်မိတဲ့နာမည်ကိုကျွန်တော်တစ်ခါတန်းပြောတာနောက်နေ့တော့မဆောက်အဲ့ဒီတစ်ခါတန်းပြောတာအဲ့ဒါဘာလဲဆိုတော့ဝိညာဉ်လောကရဲ့ထူးဆန်းနေရတယ်နော်အဲ့တော့ကျွန်တော်တို့ကဘာသိဖို့ညီကောင်မတို့ဘာသိဖို့လို့လဲဆိုတော့ကျွန်တော်တို့ဘဝဟာဂရာကိုလက်မခံဖို့လို့စီးပွားရေးအောင်မြင်မှုငါဖယားမကြိုက်တဲ့ဟာငါလုံမယ်ဆိုရဲဟာအဲ့အတွေးခေါ်ဝင်လာစီတာဟာဂရာ spirit of hagar လို့ခေါ်တယ် तू ကကျွန်တော်တို့ဘဝကိုဆွဲချဖို့အတွက်အဲ့တော့စာရာအဲ့အမျိုးသမီးကိုကြည်ရင်နဲ့အတွေးခေါ်မားတွေဝင်လာဒီအမျိုးသမီးနဲ့ဆိုကောင်းမှာပဲဒီအမျိုးသမီးနဲ့ဆိုရင်တင့်တော်မှာဒီအမျိုးသမီးနဲ့ဆိုခလေးရမှာဒီအမျိုးသမီးနဲ့ဆိုရင်အောင်မြင်ဒီအမျိုးသမီးနဲ့ဆိုရင်ဆိုတဲ့အဲ့ဒီအတွေးခေါ်တွေကအာဗြဟံနဲ့စာရာကိုဆွဲချသွား25နှစ်ခလေးစောက်ရတဲ့အထဲမှာတေရကြောက်ပါတယ်လို့ဒုတိယချက်ဟာဂရာကြောက်လည်းပါတယ်ဟိုဒလေးဖြစ်သွားတယ်ကျွန်တော်ဘုရားသခင်ကနေတာမဟုတ်ဘူးနော်ညီကောင်မတို့မားတွေကျွန်တော်တို့ကနှေးအောင်လုပ်ပလိုက်တာ
နားရှိတော်သူမိဒီကကြားပါစေကြောက်ဒီနေ့ကျွန်တော်တို့ကဘာကိုတိုက်ပွဲဝင်ရမလဲ spirit of Hagar ကိုတိုက်ပွဲဝင်ရမယ်နှုတ်ကပတ်တော်နဲ့မညီတဲ့အတွေးခေါ်တွေငါစီကထွက်သွားလို့အမိန့်ပေးရမယ်ဟာလေလုယာပြောပါဦးနှုတ်ကပတ်တော်နဲ့မညီတဲ့အတွေးခေါ်များနှုတ်ကပတ်တော်နဲ့မညီတဲ့အပြုတ်မှုများနှုတ်ကပတ်တော်နဲ့မညီတဲ့ခံယူချက်များငါစီကနေယေရှုနာမ၌ထွက်သွားလက်ကုပ်တီးပါဦးဖယောဟာလေလုယာဟာလေလုယာဟာလေလုယာအာမင်နှုတ်ကပတ်တော်နဲ့မညီရတဲ့ပတ်စံတပြားမှမယူနဲ့နှုတ်ကပတ်တော်နဲ့မညီတဲ့လုပ်ငန်းတွေမလုပ်နဲ့တရားကျွန်တော်လူတယောက်ကလာတိုက်မယ်နဲ့ဆရာတဲ့အဲ့လုပ်ငန်းနဲ့တိန့်ထောင်ချီမြတ်မှာတဲ့အဲ့ဒါလုပ်ရမလားဆုတော်မတောင်းပေးသေးဘူးသူ့ကြောင့်တခါတည်းပြောတယ်မလုပ်နဲ့လို့ပတ်စံတိန့်ထောင်ချီရမယ်ဆိုပေမဲ့လို့နှုတ်ကပတ်တော်နဲ့မညီဘူးဟာဆရာတဲ့ဥပဒေခွင့်ပြုရင်ဖယားနှုတ်ပတ်တော်ခွင့်မပြုဘူးအာမင်တချို့ကသူတို့လာတာဥပဒေဟေးကျွန်တော်ပြောမယ်နိုင်ငံတွေရဲ့ဥပဒေတချို့မှလေမှတ်ထားညီကောင်မတွေအားနည်းချက်တွေရှိတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ဥပဒေကနိုင်ငံရဲ့ဥပဒေမဟုတ်ဘူးနှုတ်ကပတ်တော်ကကျွန်တော်တို့ရဲ့ဥပဒေဟာလေလုယာဖယားကောင်းကြီးလိုချင်ရင်နိုင်ငံရဲ့ဥပဒေကိုပဲကြည့်လို့မရဘူးဖယားရဲ့နှုတ်ကပတ်တော်ရဲ့ဥပဒေကိုလည်းကြည့်ရမယ်ဘာလို့ဖယားပဲကကျွန်တော်တို့ကအမေရိကန်နိုင်ငံသားပဲမဟုတ်ကျွန်တော်တို့ကကောင်းကင်နိုင်ငံသားကျွန်တော်တို့အမေရိကန်နိုင်ငံဥပဒေထက်ဖယားရဲ့နှုတ်ကပတ်တော်ဥပဒေကပိုအရေးကြီးတယ်နားလည်ဖို့ဖယားကောင်းကြီးပြပါစေအဲ့သူကပြောတယ်ဆရာလေတဲ့ဒါတဲ့နိုင်ငံခွင့်ပြုတာသူကနိုင်ငံနဲ့ဥပဒေမတူဘူးနော်ဥပမာမြန်မာပြည်မှာကားမောင်းရင်လူကိုတိုက်တာနဲ့နွားကိုတိုက်တာဘယ်အမှုကြီးတော့လူကိုတိုက်တာအမှုကြီးတယ်မြန်မာပြည်မှာလေအဲ့တော့ကားမောင်းနေရင်နဲ့လူနဲ့နွားရွေးရတော့မယ်ဆိုမြန်မာပြည်မှာနွားပဲတိုက်လူမတိုက်လူတိုက်အမှုကရမ်းကြီးတယ်ရှင်းလို့မလွယ်ဘူးနော်ဒါပေမဲ့အဲ့ဒီမြန်မာပြည်အိန္ဒိယမှာလူနဲ့နွားတိုက်ရင်လူကိုတိုက်ရင်အမှုသေးတယ်နွားတိုက်အမှုကြီးတယ်ပေါ့နွားသူတို့ကိုးကွယ်တဲ့ဖယားလေဖယားကိုတိုက်တဲ့အမှုကအဲ့ဒါတော်တော်ကြီးတဲ့ကိစ္စကြောက်အိန္ဒိယရောက်ရင်လူနဲ့နွားရွေးလူပဲတိုက်နွားမတိုက်နဲ့ခင်ဗျနွားတိုက်ရင်ဘွားပြတ်ပြရလားအဲ့တော့လူတိုက်ရင်ပတ်စံတဲ့ပေးအခြေအဆင်ပြေတယ်ကြည့်ကြည့်နော်ဟိုဘက်နိုင်ငံနဲ့ဒီဘက်နိုင်ငံတော့ဥပဒေတူလားအဲ့တော့မြန်မာပြည်ကအတွေးခေါ်နဲ့အိန္ဒိယမှာကားတော်မမောင်းနဲ့ဒုက္ခရောက်သွားမယ်ဘာလို့လဲဆိုတော့ तू ကနွားနဲ့လူရဲ့တန်ဖိုးမတူနော်အဲ့လိုပဲညီကောင်မတွေကျွန်တော်တို့အပတ်တာမှာဒီနိုင်ငံကခွင့်ပြုပေမဲ့ဒီနိုင်ငံကရပါတယ်ကွာလို့ပြောပေမဲ့ဖယားသခင်ရပါတယ်ပြောသလားဆိုတာအရေးကြီးတယ်အဲ့တော့ကျွန်တော်ပြောတယ်ဆရာတဲ့ဥပဒေနဲ့ညီတယ်လေတဲ့ဥပဒေခွင့်ပြုတယ်ကျွန်တော်ပြောတယ်ဥပဒေခွင့်ပြုပေမဲ့ဖယားခွင့်မပြုဘူးတကယ်လို့မင်းဒီလုပ်ငန်းအောင်မြင်သွားရင်တော့အဲ့လုပ်ငန်းကြောင့်မင်းတကားဖွင့်လိုက်တဲ့အတွက်အနောက်မှာအဲ့လုပ်ငန်းနဲ့ဆိုင်တဲ့အမင်္ဂလာအကုန်ဝင်လာလိမ့်မယ်အာဗြဟံကြောက်လို့လိန်တဲ့အခါမှာအခရလာရတာဗောလက်ဆောင်တွေရတာစပယ်ရှယ်ရတာစပယ်ရှယ်ရတာဒါပေမဲ့အဲ့ဒီလက်ဆောင်ထဲမှာသူတို့မိသားစုနှစ်ပေါင်းများစွာမျက်ရည်ကျစေတယ်အဲ့ဒီမှာပဲမဟုတ်ပါဘူးအခုနှစ်ပေါင်းထောင်နဲ့ချီပြီ4000လောက်ရှိပြီအခုအစ္စရေးတွေကိုတိုက်နေတာအဲ့ဒီဟာဂရာကိုယူမိတဲ့အခါနှစ်4000လောက်ပြဿနာမပြီးဘူးမတရားတဲ့လက်ဆောင်ယူမိတာကြည်အခုကြီးကျယ်ပြဿနာတက်တာအဲ့ဒီပြဿနာရဲ့အခါပဲကျွန်တော်တို့ကဖယားမကြိုက်တဲ့စီးပွားရေးဖယားမကြိုက်နှုတ်ကပတ်တော်နဲ့မညီတဲ့ဟာကိုတကားဖွင့်လိုက်ပြီဆိုရင်အနောက်မှာပါလာမယ့်ဟာကိုတီးဖို့လို့နားရှိတော်သူမိတွေကကြားပါစေအဲ့တော့ကျွန်တော်တို့ကကြွယ်ဝမယ်လို့ပြောတဲ့အခါမှာလောကနီလန်းနဲ့ကြွယ်ဝမှာမဟုတ်ဖယားပေးတဲ့ကောင်းကြီးနဲ့ကြွယ်ဝမှာဟာလေလုယာဖယားနီလန်းနဲ့ကြွယ်ဝမှာအာမင်နားရှိတော်သူမိတွေကကြားပါစေအဲ့တော့ဟာဂရာရဲ့ဝိညာဉ်ဝင်လိုက်ဟာဂရာဝိညာဉ်တဘောကပါလဲသိလားဖတ်ကြည့်ရအောင်အခန်းကြီး16ဆက်ဖတ်ရအောင်နော်
အငယ်3 4 5ကိုဖတ်ရအောင်3 4 5ကိုဖတ်ရအောင်4ထိဖတ်ရအောင်4ထိစပါမယ်အာဗြဟံဒီလေဟာဂရတန်တို့ဝင်၍ဟာဂရဒီဘရိတ်တွေဟာဂရဒီမိမိတွင်ဘရိတ်တွေဆွဲနေကြောင်းကိုသိမြင်လေမိမိသခင်မကိုမထီမဲ့မြင်ပြုလေ၏အဲ့တော့လူတစ်ယောက်ကဟာဂရဝိညာဉ်တိုက်ခိုက်ခံရတယ်လူတစ်ယောက်မှာဟာဂရဝိညာဉ်ရှိတယ်ဆိုတဲ့အဓိပ္ပာယ်ပါလေသိလားရိုးလေးပဲအောင်မြင်မအောင်မြင်ခင်နဲ့အောင်မြင်ပြီး totally different ဖြစ်သွားတာမအောင်မြင်ခင်တော့မျက်နာတစ်မျိုးအောင်လဲအောင်မြင်ရောမျက်နာတစ်မျိုးမအောင်မြင်ခင်ပြောတဲ့စကားနဲ့အောင်မြင်ပြီးပြောတဲ့စကားအဲ့ဒါဟာဂရဝိညာဉ်မှာကျွန်တော်တို့အမေရိကမရောက်ခင်တော့ပြောခဲ့တဲ့စကားနဲ့အမေရိကရောက်ပြီးအိမ်ပိုင်တဲ့ကပြောတဲ့စကားတူသေးလားအေးအဲ့ဒါဟာဂရဝိညာဉ်ဖယားကိုစရကစားစက်ကတ်တာနဲ့ဖယားကိုရပြီးအခုကောင်းကြီးရတဲ့အခါအရင်တော့ကအလုံးမရှိအကိုင်းမရှိဟာအခက်ခဲတွေကြုံတဲ့အခါကိုတော့ကျွန်တော်သုံးမှာကျွန်တော်ကောင်းကြီးပြီးဘလို့လုပ်အကြီးကြီးစက်ကတ်ခဲ့တယ်ဟာဂရလိုပဲစာရာခိုင်းသမျှအားလုံးအကောင်းဆုံးစာရာဟာဂရအလကားပေးတာမို့သူ့ကြုံမတဲ့မှာအတိုးတက်ဆုံးအနာခံဆုံးအကျိုးစားဆုံးအကောင်းဆုံးမို့လို့ပေးတာသူ့စကားနားမထောင်ဘယ်သူကသူ့ယောက်ျားကိုပေးမှာလဲသူပြောရင်သေဆိုသေရှင်ဆိုရှင်အသက်ကုန်စက်ကက်ခဲလို့ပေးတာဒါပေမဲ့တကယ်လဲကလေးလဲရတယ်လဲသိရောအချိုးကနင်းရိုက်ရှင်စရာကောင်းတဲ့အချိုးမျိုးအဲ့ဒါဘာတူလဲလို့သိချင်အိမ်ပြန်ရောက်ရင်မှန်ကြည့်လိုက်ကွက်ကွင်းပေါ်လာမယ်ဒီနေ့ခရိယန်နေနော်အလုံးမရှိခင်တော့စက္ကန့်မှုနဲ့အလုံးရှိတဲ့စက္ကန့်မှုမတူတော့အလုံးတစ်ခုရှိတော့မျက်နာနဲ့နှစ်ခုရှိတဲ့မျက်နာမတူတော့အလုံးမရှိခင်တော့ဖျားเจ้าလာတာနဲ့အလုံးရှိပြီးတော့ဖျားเจ้าလာတာမျက်နာစက္ကန့်မှုမတူတော့ထပ်ပြီးဘုရားကောင်းကြီးပေးလို့မရတော့ဒီယုံကြည်သူတွေကဟာဂရဝိညာဉ်တိုက်ခိုက်တယ်ကျွန်တော်လူတော်များအောင်မြင်ဘူးတယ်အမို့တော်ဆောင်ကားစားလေအရာစက္ကနှိမ့်ချတဲ့ညီလေးတွေညီမလေးတွေဘုရားနည်းနည်းလေးတုံးပြီးတော့နည်းနည်း online မှာလူသိများတယ်လူတွေဘာညာဖြစ်တာနဲ့အချိုးတွေကလေဘုရားမပြောနဲ့ကိုယ်တော်ရိုက်ချင်တယ်ဒီကမောင်မလေးဖျားသားသမီးဆိုတာမနေ့ယနေ့နောင်ကာလမပြောင်းလဲရပါမအောင်မြင်ခင်တော့လည်းဒီလိုဆက်ဆံနေစက်ကတ်တယ်ဆိုအောင်မြင်ပြီးလည်းအဲ့တိုင်းစက်ကတ်ရမယ်မအောင်မြင်ခင်တော့နှိမ့်ချရင်လည်းအောင်မြင်ပြီးလည်းအဲ့တိုင်းနှိမ့်ချရမယ်မအောင်မြင်ခင်တော့တက်ကြွသလိုအောင်မြင်ပြီးလည်းတက်ကြွဖို့လိုတယ်ဟာလေလုယာအတူတူဖြစ်နေရမယ်ဆိုဘုရားကောင်းကြီးပေးလို့မရဘူးဘာမှမဟုတ်သေးအလုပ်လေးအဆင်ပြေတယ်လည်းဖျောင်းမလာခြင်းတော့ဝင်ငွေလေးကောင်းတာနဲ့တော့မှအလုပ်ထဲမှာစူပါဗိုက်ဇာလောက်ပဲရှိသေးတာသူကသူဖျားများထင်သွားလားမသိဘူးပုံမှန်ပေးမှလည်းပေးနိုင်တာနဲ့ဆန်လို့မရတော့ဒီကောင်မတော်အကြောင်းပြချက်တွေတော့အများကြီးဒါပေမဲ့ဟာဂရဝိညာဉ်ကျွန်တော်တို့ control လုပ်လာရင်လေကျွန်တော်တို့ကမရခင်နဲ့ရပြီး totally different ဖြစ်တော့ကျွန်တော်လည်းကြုံရတယ်စားတဲ့တစ်ခါလေကြာကျွန်တော်တို့ဘာလုပ်စင်လဲအရင်တုန်းကပုံစံမျိုးမဟုတ်အောင်ကျွန်တော်တို့လုပ်ချင်တယ်ဟာမင်းအရင်တုန်းကမင်းအောင်မြင်နေမင်းကောင်းချီမင်းဘာလို့အရင်တုန်းကလုပ်တာလဲမင်းကဘာလို့စနိတ်ချသေးတယ်မင်းဘာလို့စက္ကန့်နေမင်းဘာလို့ဆုတောင်းနေသေးတယ်မင်းဆုတောင်းစရာဘုရားကောင်းကြီးပေးနေတာပဲဟဲ့ဟာအရင်တုန်းကဆုတောင်းမယ်အခုဆုမတောင်းအောင်လုပ်တယ်အရင်တုန်းကနှိမ့်ချပြီအခုမနှိမ့်ချအရင်တုန်းကဆက်ဆံရေးကောင်းပြီအခုဆက်ဆံရေးကျဲတောင်းအောင်လုပ်တယ်ကျွန်တော်အပိုစတယ်ဇော်လင်းအောင် page က2သိန်းကျော်ရှိတယ်အပိုစတယ်ဇော်
နေ့တိုင်းစာတွေယာနဲ့ထောင်နဲ့ချီရေးတယ်အဲ့ဒီစာအားလုံးကျွန်တော်ပြန်တာကျွန်တော်တပည့်တွေမပြန်အရင်တော့အလုပ်ကျွန်တော်တော့အလုပ်ကဘာမှအလုပ်မြန်တာအလုပ်ပြောမယ်ဆိုနဲတာမဟုတ်ကျွန်တော်ကျောင်းစမ်းတဲ့ကျောင်း10ကျောင်းဦးဆောင်ရတာကျွန်တော်အောက်မှာအမှုတော်ဆောင်နေ့တိုင်းမီတင်ရှိဟိုလမ်းလာတော့လမ်းမှာတလမ်းလုံးစကားဖုန်းပြောလာတာဟိုဒီမနေ့ဆိုလဲမနေ့တစ်မနေ့လုံးအဲ့ရထားနဲ့ဖုန်းပြောရတယ်ဆူတောင်းဆက်ကပ်ပြင်းနဲ့ဖုန်းပြောဟိုတကဘာလုံးကဟလာဟိုအတင်းတော်ကညီကွဲကိစ္စဒီအတင်းတော်ကငှားမဲကိစ္စဟိုအတင်းတော်ကအမှုတော်ဆောင်ဟိုကိဘောင်းမြောက်များစွာကျွန်တော် decision ချပေးရတကယ်ကျတော့အဲ့စာတွေပြန်ဖို့ဖုန်းခေါ်ရင်ကင်ဖို့အရန်ခတ်သွားတယ်ကျွန်တော်တို့ဒီအဖျားတဲ့ကကျွန်တော်ဘာပြောလဲဆိုတော့ဇော်လင်းအောင်နဲ့ငါသားတဲ့ငါတော်မှငါ့ကိုခေါ်လို့ငါထူးမယ်ပြောတာမင်းကခေါ်ရင်မထူးအောင်ငါထက်ကြီးလာတာတဲ့ဟာကျွန်တော်တော့ဘာဝါရုပ်တယ်ငါတော်မှစင်းရသားခေါ်လဲထူးတယ်ချမ်းသာတဲ့သူခေါ်လဲထူးတယ်ငါတော်ငါ့ကိုခေါ်လို့ငါပြောတာငါ့ကိုခေါ်လို့ငါတပည့်ထူးမယ်လို့မပြောဘူးတဲ့ငါ့ကိုခေါ်ငါထူးမယ်တဲ့အာမင်အဲ့တော့မင်းကငါထက်ကြီးတာလားတဲ့မင်းကခေါ်လို့တော့မထူးတော့ဘူးဆိုတော့ကြောက်ကျွန်တော်ကလေကျမ်းစာတင်တရားဟောဆုတောင်းဆက်ကပ်တဲ့အချိန်ကလွဲပြီးဆိုရင်အရေးမကြီးတဲ့အချိန်တိုင်းမှာကျွန်တော်ဖုန်းကိုင်ဘာလူတက်ကဖုန်းခေါ်တယ်ဆိုတာပြင်းလို့ခေါ်တာမဟုတ်ပြင်းလို့ခေါ်တဲ့ဖွဲ့တော့ကျွန်တော်မပြောပတ်စံကုန်ခံပြီးဖုန်းခေါ်တယ်ဆိုရင်သူ့မှာလိုအပ်ချက်ရှိလို့သူတကယ်အားကိုးလို့သူတကယ်ဆုတောင်းခံခြင်းလို့ကျို့အလုံးမရှိပဲမိုးလင်းနေရဆရာစားပြီးပြီလားဘိုင်းနဲ့စားလဲဝတ်သားဘလောက်ဘန်တုံးစားအဲ့ဒီအဖွဲတွေတော့ဘလောက်လိုက်ရတဲ့ခါလဲရှုပ်လို့မိုးလင်းတာနဲ့မိုးတော်မလင်းသေးဘူးထမင်းစားပြီးအော်အေးစားပြီးပြီဖြေတော့အဲ့ဒါကိုဘာနဲ့စားလဲဆိုစားပြီးတော့အမဲသားနဲ့ဘယ်နှတုံးစားလဲတဲ့တို့သေးတယ်အဲ့ဘယ်နှတုံးစားလဲထပ်ပြင်ဘယ်နှလုံးစားလဲမေးဦးမယ်အခုဘိုက်စားလားဆိုတာပါဟာအဲ့ဒါတော့မဖြေဘူးအဲ့ဒါတွေကတော့ဘလောက်လိုက်တယ်တကယ်ဘဝမှာအရေးကြီးတယ်ကျွန်တော်ဇနီးမောင်နဲ့2ယောက်စလုံးကျွန်တော်တို့ကိုယ်တိုင်ဖုန်းကိုင်ဘာလို့ဆိုတော့ကျွန်တော်တို့မအောင်မြင်ခင်နဲ့အောင်မြင်ပြီးအတူတူပဲဖြစ်ချင်တယ်အာမင်ဟာလေလုယာမအောင်မြင်ခင်အချိုးနဲ့အောင်မြင်ပြီးတဲ့အချိုးအတူတူပဲဖြစ်ချင်တယ်ပိုနှိမ့်ချတာပဲဖြစ်ချင်တယ်ပိုစက်ကတ်တာပဲဖြစ်ချင်တယ်ပိုဖျားကိုယူသွတ်တာပဲဖြစ်ချင်တယ်ပိုပြီးဖျားဘက်မှာအားကြီးတာပဲဖြစ်ချင်တယ်မအောင်မြင်ခင်တော့ရက်40ပဲရှောင်းတော့အောင်မြင်ပြီးတော့ရက်50ရှောင်းပိုစက်ကတ်တာပဲကျွန်တော်လိုချင်တယ်မအောင်မြင်ခင်တော့မှစောစောနေ့တိုင်းမထနိုင်အောင်မြင်ပြီးတော့ပိုစောစောထားပိုစက်ကဘာလို့ကျွန်တော်ဘဝဟာဂရဝိညာဉ်ရဲ့ control လောက်တာမခံနိုင်ဘူးသူတော်များပြဿနာအဲ့ဒါတခါမြို့တစ်မြို့မှာမြို့သမီးတယောက်ဆုတောင်းအရန်အားကြီးတယ်ဖျောင်းလာလဲထိတ်ဆုံးမှထိုင်နေအရန်တက်ကြွတယ်ကာခေါ်ဖျောင်းယူသွတ်အဲ့ဒါဖျားတဲ့ခင်မြန်မာပြည်မှာသူ့ကောင်းကြီးပေးတယ်ကားတစ်စီးပေးတယ်ဒါပေမဲ့ကားလိုက်စင်ကားမဟုတ်ဝစ်တောက်ကားတစ်စီးပေးတော့အဲ့ဒီဝစ်တောက်ကားလေးရတာတော့မှလေ तू ကဖျားเจ้าလာရင်နောက်ကြအချို့နော်အန်ဝန်းစရာကြီးကားမရှိတော့ဖျားလာတာစောတယ်ကားလည်းရှိရောနောက်ကြအိမ်မရှိတော့ဖျားလာတာစောတယ်အိမ်လည်းရှိရောဖျားနောက်ကြသူနောက်ကြပြီးဖျားเจ้าလာရင်ဘရောမအရှိမမထိုင်အနောက်မှာထိုင်ဘာလို့လဲဆိုတော့သူ့ကောက်သူစိတ်မချကိုးတာကိုးကွယ်တာဖျားကိုစိတ်ထဲမှာမမြင်ကားပဲစိတ်ထဲမှာမြင်အပန်ကြိုင်ထွက်ကြည့်ရသူ့ကားနာမှာခလေးတွေဆိုရင်သွားချစ်ရထင်မယ်ဘာညာဆိုအကုန်မောင်းထုတ်စွတောင်းရင်လည်းတစ်ချိန်လုံးသူ့စိတ်ထဲမှာကားတရားကြတော့အစိုးရဝစ်တောက်တွေသိမ့်မယ်ဆိုတော့သူ့ကားကြီးပါတော့အစိုးရသိမ့်သွားမရခင်နဲ့ရပြီးကြွာသွားလားဘာဖျားသခင်ပြန်သိမ့်နေနေရောက်လာအဲ့ဒီကားနဲ့သိမ့်ကိုသူကထိတ်ဆုံးပြန်ရောက်လာအရင်လိုပြန်អော်လာကျင်းတော့ခိုင်ကျွန်တော်တို့ကလေဘာမှကောင်းချီးမရခင်တော့အတင်းတော့မကကုံချီးမွားလက်တွေမြောက်အိုးဖျားအဲ့ဒါနဲ့သူ့ကိုချီးမွားတဲ့သူကိုဖျားချီးမြောက်တဲ့သူကဟာလက်တွေမှာဟန်ချိန်းတွေလက်စွပ်တွေကြတော့လီးသွားတော့လက်မမြောက်တော့အရင်တော့ဆွဲကြိုးမရှိတော့ခုံတိုင်းတယ်ဆွဲကြိုးလည်းရှိရောမခုံနိုင်တော့ဆွဲကြိုးကနှစ်ပိတ်တာလောက်ဆွဲတာပြီဟိုမှာအဲ့လိုမဖြစ်ရမှတ်ထားကောင်းကြီးမရှိတော့တက်ကြွရင်ကောင်းကြီးရှိရင်လည်းပို့တက်ကြွဖို့လိုတယ်မအောင်မြင်ခင်တော့ဖျားဘက်မှာယူသွရင်အောင်မြင်ပြီးလည်းပို့ယူသွဖို့လိုတယ်မအောင်မြင်ခင်တော့ဖျားဘက်မှာစာငတ်ရင်အောင်မြင်ပြီးလည်းပို့စာငတ်ဖို့လိုတယ်အဲ့ဒါဆိုဖျားပို့ကောင်းကြီးပေးမှာ
ဒီနေ့ဟာဂရတွေဖဲကြောင့်မှအများကြီးပဲအသင်းတော်တွေမှာအများကြီးပဲဒီမှာရှိတယ်လို့ကျွန်တော်မပြောပါဘူးဒီမှာလောဆယ်ကျွန်တော်ရှိနေတယ်ဆိုတော့မရှိဘူးအဲ့ဒီဟာဂရဝိညာဉ်မောင်းထုတ်ထားတာကျောင်းယုံကြည်သူကနည်းနည်းလေးကောင်းချီးပေးတာနဲ့နည်းနည်းလေးအချိုးပြောင်းသွားတာနည်းနည်းလေးယာဒူးပေးကြည့်တာနဲ့အချိုးပြောင်းသွားတယ်အသင်းတော်မှာတဏှာရတာနဲ့မရခင်တော့ယုံမျိုးမဟုတ်တော့ငါအိမ်သာတန်ရှင်းလို့ဆရာလားအရင်တော့အိမ်သာတန်ရှင်းလို့သူ့ခန့်လိုက်တာအိမ်သာတန်ရှင်းမလို့ကျင်တော့တပြက်စီမလဲကျင်တော့ဘာဖြစ်တယ်လဲယာဒူးမရခင်တော့လှဲတယ်ဆိုရပြီးပိုးတောင်လှဲတင်တယ်ဟာလေလုယာမရခင်တော့အိမ်သာဆေးတွေကိုရပြီးပိုးတောင်ဆေးအဲ့ဒါဆိုရင်ခမ ्या ကိုလူတွေဟာယာဒူးရတဲ့တော့မှနှိမ်ချပါလားဆိုတွေ့လာလိုက်မယ်အာမင်ဒါပဲအလုံးသိပါတယ်ကျွန်တော်တို့အတင်းတော်အများကြီးမြန်မာပြည်မှာကျွန်တော်ပြောတယ်မြန်မာပြည်နဲ့မလေးရှားအဲ့မှာရှိတဲ့ထိုင်းမှာကျွန်တော်အတင်းတော်တွေကျွန်တော်ပတ်ပြီးရှောက်သွားဒီမှာလည်းအတင်းတော်9ပါးလောက်ရှိတယ်အမေရိကမှာအဲ့အတင်းတော်တွေပတ်ပြီးလိုက်တရားဟောရင်တောင်မှဒီတဘွားလုံးကျွန်တော်ငတ်မဲ့လမ်းမရှိတော့သွားနေတိုင်းမှာအဲ့တဲ့အားလုံးအကောင်းဆုံးကျွေးတယ်အကောင်းဆုံး left kick ပေးတယ်အကောင်းဆုံးเนาะဖိတ်ချင်တဲ့နေရာအများကြီးအမေရိကမှာကျွန်တော်တို့ cancer မှာအတင်းတော်စားတယ်ကျွန်တော်ဇနီးမောင်နဲ့အောက်ခြေသိမ်းကုန်ပြန်လို့ကြောက်မလေးရှားစင်ကာပူမှာမြန်မာပြည်မှာကျွန်တော်လှုပ်ရှားမလို့တော့လှုပ်ရှားမလို့တော့အေးစေးပဲကျွန်တော်တို့တွိုင်းပြပြတယ်လေနောက်တချို့ကအမေရိကမှာတွေ့တဲ့လူတွေကဟာမလေးရှားမှာနေပြီးတော့ဆရာတို့ကမလေးရှားတော့ကတ်လို့တော့မရဟုတ်တယ်ကျွန်တော်ဘေးနားမှာ body cut နဲ့ကတ်လို့တော့တခြားပြောနေကျွန်တော်တောင်းတော့ချီချင်တာချီလို့မရဘူးလေကျွန်တော်တောင်းတော့ body cut နဲ့ထားတာမလေးရှားမှာကတ်လို့မရဘူးအမေရိကမှာကျွန်တော်အတင်းတော့ပြန်စားတော့0ကနေပြန်စားတော့ကျွန်တော်တို့ကိုယ်တိုင်ပြစီလဲတယ်ပြီးခဲ့ပါကျွန်တော်တို့ကိုယ်တိုင်အတင်းတော့မှမြဲရိတ်တယ်ဘာဖြစ်သေးလဲရှက်စရာမှမကောင်းတာဒါပါလေဖယားနိုင်ငံတော်မှာအရင်တော့ကလည်းဘာမဆိုလုံးမယ်လို့စက်ကတ်ထားတယ်အောင်မြင်လဲလောအောင်ပါပဲဖယားနိုင်ငံတော်ကဘာမဆိုလုံးမယ်အာမင်ဟိုကမလုပ်ချင်ဘူးတရားမလုပ်ချင်ဘူးပြောင်းကျွန်တော်ကဘာမို့လို့လဲကျွန်တော်စဒီမလို့စက်ကတ်အစဆုံးကုန်ပြန်လုပ်တယ်အစဆုံးကျွန်တော်တို့ပြန်စီစဉ်တယ်အစဆုံးပြန်စက်ကတ်တယ်ကျွန်တော်အစဆုံးပြန်ဦးဆောင်တယ်ဒါတော့အောင်မြင်နေငါအစင်တန်းနဲ့ငါဘိတ်သိမ့်နဲ့ငါရဲ့အခြေအနေနဲ့ငါဒါလုပ်เสียလားငါထွာတော့မလုပ်နိုင်ဆိုတာမရှိဘူးဟုတ်ဆိုကျွန်တော်ဒီထက်အောင်မြင်ခြင်းတယ်ဒီထက် international ကိုဘုရားပို့သုံးတာလိုချင်တယ်လောက်အောင်ပါဟာလေလုယာသင်ဘဝကိုဟာဂရဝိညာဉ်မထိန်ချုပ်ပါစေနဲ့ပြောငါဘဝကိုဟာဂရဝိညာဉ်မထိန်ချုပ်ဘူးဟာဂရဝိညာဉ်မထိန်ချုပ်ဘူးငါဘဝကိုဟာဂရဝိညာဉ်နေရမရဘူးယေရှုနာမ၌အာမင်ဒီတဲ့တော့မှာဟာဂရဝိညာဉ်တွေနေရမရှိဘူးအခုကမလုပ်ချင်ဘူးတဲ့ worship leader ဖြစ်သွားတဲ့ငါတပြည့်စီမနေချင်မဆိုင်ဘူးညကို worship leader ဖြစ်လေပို့လုပ်ရမယ်အသင်းတော်ဥက္ကဋ္ဌဖြစ်လေပို့လုပ်ရမယ်အသင်းတော်မှာအတွေးမှုဖြစ်လေပို့လုပ်ရမယ်အသင်းတော်မှာယာရုတစ်ခုခုရတယ်ဆိုတာကမာနကြီးသွားဖို့ဘာမှမလုပ်ဖို့အဲ့ဒါငါပို့လုပ်ဖို့ဘုရားငါ့ကိုခေါ်တယ်ငါအရင်ကမလုပ်ဘူးတာတွေတော့ငါပို့လုပ်မယ်အာမင်ကျွန်တော်အသင်းတော်ဘာသာတော့အဲ့အသင်းတော်ကလူကြီးတယောက်ကကျွန်တော်ပြောတယ်ဆရာရဲ့တဲ့ဒီတော့မှတခြားဘူးမှမလုပ်ကျွန်တော်ပဲလုပ်နေရတယ်အရင်တော့လည်းကျွန်တော်တို့ပဲလုပ်ကျွန်တော်တို့လုပ်တဲ့ဆိုလူတွေကတခြားမလုပ်ကျွန်တော်တို့ပဲလုပ်ရအဲ့သူကျွန်တော်ပြောတယ်ညီကိုလို့ကျေးဇူးတော်ပဲမင်းတို့ပဲလုပ်ခွင့်ရတာကျေးဇူးတော်ဘောလို့ကောင်းကြီးရလဲမင်းတို့ပဲရမှာဘောလို့ဘုရားချီးမြှောက်လဲနင်းတို့ပဲချီးမြှောက်မှာဘောလို့ကျေးဇူးတော်ပဲအဲ့ဒီလူတွေမမြင်တဲ့ကိုမြင်တဲ့ကျေးဇူးတော်ချီးမွမ်းပြီးလှုပ်ဆမ်းပါလို့ဟာလေလုယာလှုပ်ခွင့်ရတာကျေးဇူးတော်ကျွန်တော်မလေးရှားမှာဆိုရင်တပြက်စီးလဲဖို့မပြောနဲ့ပကံတောင်မှအရှိမလာချပကံတောင်ဆေးစရာအခုကျွန်တော်လှုပ်ခွင့်ရတာကျေးဇူးတော်အခုကျွန်တော်အမေရိကမှာနေဖို့ဆိုကျွန်တော်ဇနီးမောင်တယ်အိမ်မှာအကုန်ကျွန်တော်လုပ်ရအိမ်ရသိမ်းရတယ်တပြက်စီးမြန်မာပြည်မှာတခါမလုပ်ဘူးနော်တခါတည်းဖုံဆုပ်ရတယ်အိမ်ကအကြီးကြီးဆိုတော့အဝိရှောကိုယ်မြန်မာပြည်မှာဆိုစိတ်ကူးတော့မြင်ဘူးဒီအလုပ်တွေခရီးသွားမယ်လို့ပြောတယ်အထုပ်က ready ဖြစ်ပြီကျွန်တော်အထုပ်ကျွန်တော်တခါမတည့်ဘူးဒီမှာအကုန်ကွအောင်လုပ်ရတယ်ဒါပေမဲ့ကျွန်တော်ဆုံးဖြတ်ထားပြီးပြီဖခင်နိုင်ငံတော်ဒါတွေလုပ်ရတာဘာဖြစ်သေးလဲငါလုပ်မယ်ကျေးဇူးတော်ကြောင့်လုပ်ခွင့်ရတာဖခင်ပေးတဲ့ယူပါယုံကြောင့်လုပ်ခွင့်ရတာဟာလေလုယာပို့အောင်မြင်ရင်ပို့လုပ်မယ်လို့ဆုံးဖြတ်ရမယ်အာမင်ထရီယောက်ဆောင်ဖခင်ကောင်းကြီးပေးပါစေပြောပို့အောင်မြင်ငါပို့လုပ်မယ်ဖခင်ပို့ချီးမြှောက်ရင်ငါပို့စက္ကန့်မယ်
အဲ့ဟာဂရဆိုတာတခြားမပြောနဲ့ကောင်းကြီးမရသေးဘူးဘိုက်လေးပဲပူသေးတာအချိုးကဖြောင်းသွားဘိုက်ပူတာနဲ့သခင်မခေါ်ရင်မလာခြင်းတော့ဟေးလာပါအောင်ပြမကြားကြအောင်ဆောင်ငါဘိုက်ထဲမှာဘာရှိရနင်းသီးလို့လားအချိုးကကြောက်ကျွန်တော်တို့ယုံကြည်သူတွေဒါဒီမှာရှိရလို့ကျွန်တော်မပြောဘူးနော်ဒီအသင်းတော်ရဲ့ပြဿနာတွေကျွန်တော်မသိဘူးဒီမှာရှိရလူတိုင်းကိုကျွန်တော်ကဘာဖြစ်စေချင်တော့ကျွန်တော်တို့အားလုံးဒီထက်ပိုကောင်းချီးရစေချင်တာချမ်းသာတော့လူတယောက်အနာဂတ်မှာအောင်မြင်မလားမအောင်မြင်မလားဆိုတာလေနံပါတ်1သူဖျားသခင်ရဲ့အသင်းတော်မှာမအောင်မြင်ခင်မှာဘလို့ဆက်ကပ်လဲအောင်မြင်တဲ့အခါဘလို့ဆက်ကပ်လဲအဲ့ဒါပဲကြည့်လိုက်မအောင်မြင်ခင်မှာအသင်းတော်မှာအချိန်အများကြီးပေးတယ်ဘာမဆိုလုပ်တယ်တက်ကြွအောင်မြင်ပြီးတော့ဖျားเจ้าလာယုံမဲ့ဝစ်ကြည်တန်းကြည်လာတဲ့သူတွေအနာဂတ်မရှိတော့ကျွန်တော်မလေးရှားတော့အရာအောင်တာလေကျွန်တော်မြန်မာလူမျိုး refugee ဒုက္ခသည်တွေအတွက်ညဘက်7 နာရီ10 နာရီဖျားရှိခိုးတော့လေအဲ့ဒီကားလိုက်မောင်းပေးတဲ့သူတွေအဲ့မလေးရှားကစီးပွားရေးသမားတွေကားမောင်းပေးတာကျွန်တော်ထင်တာအဲ့လူတွေကဒီလိုလူမဟုတ်ဘူးအဲ့ဒါအဲ့နိုင်ငံကိုယ်ပိုင်လုပ်ငန်းတွေညတကောင်မှာမြန်မာဒုက္ခသည်တွေကိုအကျိုးဖို့ကားမောင်းပေးတယ်သူတို့အတင်းတော့မှချိန်ရတယ်ဘယ်သူစက်ကတ်ချင်လဲမြန်မာလူမျိုးတွေညဘက်သွားလာမှာကားမောင်းမဲ့လူတွေအများကြီးလာစက်ကတ်ရှောက်လွာတွေတင်ကြအဲ့ဒါအားလုံးကစီးပွားရေးလုပ်ငန်းရှင်တွေကြည့်နော်ဘာလို့လဲ driver လာလုပ်တယ်အခမဲ့ driver ညအေးရေးပြက်ခံမနေ့ပြန်အလုပ်ဆင်းရမယ်အေးရေးပြက်ခံပြီး driver လုပ်တယ်ဟောဖျားနိုင်ငံတော်မှာလုတ်ခွင့်ရတာကိုကျေနပ်တယ်ဖျားနိုင်ငံတော်မှာလုတ်ခွင့်ရတာကျေးဇူးတော်ကြောင့်သဘောပေါက်တယ်အဲ့တော့သူတို့ပူအောင်မြင်တယ်ကျွန်တော်ကဘာမှမဟုတ်နည်းနည်းလေးကောင်းကြီးရတယ်မအားတော့ဖျားသခင်အောင်လုပ်ပေးတဲ့အချိန်ရောက်လာလိမ့်မယ်အလုပ်တွေပြုတ်စီးပွားတွေကြာစိတ်ဓာတ်တွေကြာတစ်ချိန်လို့ဖျားเจ้าမှာအားလားဆိုအားတယ်ဆရာရဲ့တပတ်လုံးဖျားเจ้าလုပ်ပါလားဆိုတော့ဖျားကြီးတယ်အဲ့ဒါအလုပ်ပြုတ်တဲ့အချိန်နော်ဒါကြောင့်နံပါတ်3 spirit ကဘာလဲဆို Hagara spirit အဲ့ဒီ Hagara spirit ကျွန်တော်တို့တိုက်ခိုက်ပြီဆိုကျွန်တော်တို့ကဘာဖြစ်တာလဲအောင်မြင်လာတာနဲ့အချိုးပြောင်းတော့တာအဲ့ဒါဖျားရဲ့သဘောမဟုတ် Hagara ရဲ့စိတ်သဘောနားလည်မလားမြင်မလားဒီနေ့တင်းတို့ဘဝတွေကထွက်သွားပါစေတင်းတို့မိသားစုတွေကထွက်သွားပါစေတင်းတို့ရဲ့အိမ်တော်ကထွက်သွားပါစေတင်းတို့ရဲ့စီးပွားရေးကထွက်သွားပါစေတင်းတို့အသင်းတော်ကထွက်သွားပါစေဟာလေလုယာဟာလေလုယာအဲ့လိုပြောတော့ခိုင်ကျွန်တော်ကဘယ်လိုခံစားလဲဆရာရဲ့ကျွန်တော်တို့ကလှုပ်လေသူများမလို့ကျွန်တော်တို့ပဲအဲ့လူကဟိုလိုလက်ညှိုးထိုးစရာလူတော့အများကြီးရှိကျွန်တော်ခဏပြောတယ်ဒါဝိဒ်ကလေဂေါလိယက်ကိုရင်ဆိုင်ဖို့အတွက်ဘာလုပ်လဲသိလားဓမ္မရာဆိုရင်ပထမဆုံးအခန်းကြီး18အငယ်40မှာဂေါလိယက်ကိုရင်ဆိုင်ဖို့ကြောက်ခဲ9တုံးကိုနေရာတိုင်းအလိုက်မကောက်ဖတ်ကြည့်အောင်ဓမ္မရာဆိုရင်ပထမဆုံးအခန်းကြီး18အငယ်40ဖတ်ကြည့်အောင်ကျေးဇူးပြုထိုးပေးပါဓမ္မရာဆိုရင်ပထမဆုံးအခန်းကြီး18အငယ်40ဟုတ်ပြီဖတ်မယ်ဟုတ်ပြီချိုးသောကြောက်ငါးလုံးကိုဘယ်တည်းရွေးတာလဲချောင်းထဲကရေစီးနေတဲ့ချောင်းထဲကနေပြီးတော့ချောတဲ့ကြောက်ခဲငါးလုံးရွေးတယ်သူကမှတ်တာကျမ်းစာထဲမှာရှိတဲ့အလုံး prophet တွေအရန်ကျွန်တော်တို့ကဖတ်တဲ့သတိထားဥပမာဒါဝိဒ်ကဂေါလိယက်နဲ့မရင်ဆိုင်ခင်မှာဝက်ဝွန်နဲ့ရှင်သိန်းနဲ့ရင်ဆိုင်ခဲ့ရတယ်ဟုတ်လားဟုတ်တယ်ဝွန်နဲ့ရှင်သိန်းနဲ့ရင်ဆိုင်ပြီးတော့သူဂေါလိယက်နဲ့ရင်ဆိုင်အဲ့ဒါ prophet တွေဣသရေလတွေကဒါဝိဒ်ကဝွန်နဲ့ရှင်သိန်းကိုအောင်မြင်တယ်လို့ပဲဣသရေလတွေကသူတို့နိုင်ငံတည်ထောင်မှုတဲ့ဒီနှစ်ခုနဲ့တိုက်ရတယ်ရှင်သိတ်ကအင်္ဂလန်ကိုပုံဆောင်တယ်1919မှာဣသရေလပါလက်စတိုင်းအဲ့ဒေသအင်္ဂလန်ရဲ့လက်အောက်ခံရောက်သွားတယ်အဲ့တော့1948မှာအင်္ဂလန်ကနေသူတို့လွတ်မြောက်သွားတယ်
အဲ့သူတို့ရဲ့ချင်းသိအခုမကြခင်မှာရုရှားနဲ့စစ်ပွဲဖြစ်လိမ့်မယ်ရုရှားဝန်ကိုပုံဆောင်တယ်နောက်တတိယအချိန်တိုက်ပွဲကဂေါလိယက်ကအမဂဒုန်စစ်ပွဲကြည့်ပြီးခဲ့တဲ့ကာလမှာဖြစ်ခဲ့တဲ့ဟာတွေကအနာဂတ်မှာဖြစ်လာမယ်အရေးဒါဝိဒ်ကဝန်နဲ့ချင်းသိကိုအောင်မြင်တယ်လို့ဣသရေလအင်္ဂလန်နဲ့ရုရှားကိုအောင်မြင်ခဲ့ရတယ်အောင်မြင်မှာကျွန်တော်တိုက်ပွဲတွေကလေကျွန်တော်တို့အတွက်ပဲအရေးမကြီးတာမဟုတ်ဘူးနော်ကျွန်တော်တို့ရဲ့ generation တွေအတွက်အရေးကြီးတယ်တင့်သားအတွက်အရေးကြီးတယ်တင့်သားသမီးမြစ်တွေအတွက်အရေးကြီးတယ်တင့်ရဲ့အနာဂတ်အတွက်အရေးကြီးတယ်သင်အောင်မြင်ရင်မှတ်ထားသင်ရဲ့ generation တစ်ခုလုံးအောင်မြင်မယ်ပြောပါငါအောင်မြင်ရင် generation အလုံးအောင်မြင်မယ်အာမင်သင်လက်ထက်မှာအောင်မြင်အောင်တိုက်ငါသားလက်ထက်မှာလို့မပြောနဲ့သူတို့လက်ထက်ကျရင်တန်စတိုက်ရတော့ကိုလက်ထက်မှာတိုက်အောင်မြင်အောင်တိုက်အဲ့တော့ဒါဝိဒ်ကဘာလို့လဲချောင်းထဲမှာရေစီးနေတဲ့ချောင်းထဲမှာချောတဲ့ကြောက်ခဲလိုက်ရှာတယ်ဂေါလိယက်ကိုပြစ်ဖို့တွေးကြရကြောက်တယ်မသုံးဘူးနော်ရေစီးနေတဲ့ချောင်းအဲ့တော့ရေစီးနေတဲ့ချောင်းဆိုတာဘာအိပဲလဲဆိုတန်ရှင်းသောဝိညာဉ်တော်စီးဆင်းနေတဲ့ဝိညာဉ်တော်အလုံးလုံးနေတဲ့အသင်းတော်ကိုပြောတာအာမင်ရေမရှိတဲ့ချောင်းမဟုတ်ဘူးရေစီးနေတဲ့ချောင်းကျွန်တော်စက္ကတဲ့အခါမှာဘာမှစက္ကမလဲဝိညာဉ်တော်အလုံးလုံးနေတဲ့အသင်းတော်မှာစက္ကရမယ်အဲ့တော့ရေစီးတဲ့ချောင်းမှာစက္ကရင်ဘာဖြစ်တယ်သိလားရေစီးနဲ့အဲ့ကြောက်တုံးတွေကပါသွားပြီးတော့ဟိုဘက်ကြောက်တုံးနဲ့သွားတိုက်ဒီဘက်ကြောက်တုံးနဲ့သွားတိုက်ဟိုမှာပဲ့ဒီမှာပဲ့ဟိုမှာရွဲ့ဟိုမှာလိမ့်ချောလာသွားအာမင်ဒီတိုင်းနေရင်လည်းချောလာတာမဟုတ်ဘူးဟိုကြောက်တုံးနဲ့တိုက်ဒီကြောက်တုံးနဲ့တိုက်ရင်းနဲ့ तू တိုက်စားပါများတော့ तू လုံးချောပြီးတော့အဲ့ဒီကြောက်တုံးကအမာဆုံးကဘာမှာအမာဆုံးပဲကြောက်ရေစီးတဲ့အသင်းတော်မှာစက္ကတဲ့ကအသင်းကဘာပြဿနာမှမရှိတာမဟုတ်အခါတလေစက်ကရင်းနဲ့ဟိုလူနဲ့ပတိုက်မိတယ်ဒိန်းရှိလားရှိတယ်ဒါပေမဲ့အဲ့ဒါကိုစိတ်နာစိတ်ကောက်ဖို့မဟုတ်အော်ငါ့ကိုဖေဟာတင်ပေးတယ်ငါပိုချောလာမယ်ငါပိုတမ်းမလာမယ်ငါပိုချစ်လက်လာမယ်ငါပိုပြီးအသုံးဝင်လာမယ်နောက်တစ်ခါလိမ့်နေဟိုမှာတိုက်ပြန်ပြီဒီမှာတိုက်ပြန်ပြီဟိုမှာတိုက်ပြန်တိုက်ရင်နဲ့သူတို့တော့မသိဘူးသင်ရဲ့နှလုံးသားကောင်းနဲ့ခံယူရင်သင်ပိုချောလာလိမ့်မယ်ဘာအတွက်အဲ့ဒီရေစီးတဲ့ချောင်းထဲမှာအတိုက်စားခံတာလဲမကြခင်မှာဂေါလိယက်ကိုရှင်းဖို့အတွက်ဒါဝိဒ်ကအဲ့ချောင်းထဲမှာလာရှာတယ်ချောင်းဘေးမှာရှိတဲ့ကြောက်တုံးစိတ်ဝင်စား10နှစ်လည်းဒီတိုင်းပဲနှစ်နဲ့10လည်းမတုံမလို့အစင်မဲ့တည်းဇီးအောင်တောင်းနေလို့ပဲဒီတိုင်းပဲပုံလည်းမပြောင်းပုံစတိုင်လည်းမပြောင်းနေရာလည်းမပြောင်းတစ်လုံးမပြောင်းချောင်းထဲကကြောက်ကတော့ဟိုကနေလွေ့သွားပြီလိမ့်သွားပြီဟိုဟာနဲ့တိုက်ဒီဟာနဲ့တိုက်ဟိုတစ်မြင်နဲ့တိုက်ဟိုကြောက်ဆောင်နဲ့တိုက်ဟိုဟာနဲ့တိုက်ရင်နှစ်ပေါင်းများစွာတိုက်စားခံရင်လည်းသူကပိုချောလာတယ်ဒါဝိဒ်ကသိတယ်ဒီကြောက်ကတခါတည်းပြည့်ရင်ဂေါလိယက်လဲမှာကြောက်ဖျားအနာဂတ်မှာကောင်းကြီးပေးဖျားအသုံးပြုမှာဘယ်သူတွေကိုရှာမလဲအဲ့ချောင်းထဲမှာအတိုက်စားခံနေတယ်ဘသူနဲ့ထိငါပိုစက်ကမယ်ငါဘသူနဲ့တိုက်ငါပိုစက်ကဒီချောင်းထဲကနေငါမထွက်သွားဘူးငါဒီချောင်းထဲမှာဆက်နေမယ်ဆက်ပါဝင်မယ်အာမင်ချို့အရင်ကတော့နေရာများခင်တော့အဲ့လိုစိတ်ရှိတယ်နေရာလေးရပြောငါ့ကိုလာထိကြမီးပွင့်သွားမယ်ငါ့ကိုထိကြည့်နော်ဘာမှတ်နေလဲတလားလောက်ဖဲကြောင်မတက်ပဲငါနေပလိုက်မှာသူ့ကိုထိလို့မရတော့ဘုံပေါက်ကွဲတော့မယ်ဘုံလိုပဲဘယ်သူမှမထိရဲတလောကလုံးပေါက်တော့မှာဟုတ်အဲ့လိုမဖြစ်ရအဲ့ဒါအသင်းတော်တွေကဘာဖြစ်လို့မချီထွားလဲဆိုတော့အဲ့လိုပေါက်ကွဲတော့မယ်ဘုံတွေများနေလို့တရားဟောဆရာဖျောင်းသွားရင်တော့မှိုင်းဘုံတွေကိုရှာဘယ်ဘုံပေါက်တော့တရားဟောရင်တော့မှဝေးပြီးတော့ဟောရတယ်ဟောထွက်လိုက်တဲ့ထပေါက်တော့မှာရှေ့တန်းစစ်မြင့်နဲ့မှာတရားဟောတယ်လို့ပဲဟိုဘက်ဒီဘက်မလဲကြီးရောက်တဲ့ပဲဟိုလူပေါက်တော့မှဒီလူပေါက်အဲ့လိုဖြစ်ရကဘာမလေးတရားဟောဖို့အခက်ခဲဆုံးနေမြေကကိုယ့်အသင်းတော်မှာကိုဟောတာပဲဟုတ်တယ်မလားဆရာကိုယ့်အသင်းတော်မှာကိုကဘာမှာအခက်ဆုံးပဲတခြားနေရာမှာသွားဟောရင်လေဒီတရားဟောချက်ဟောတယ်လူတွေအားလုံးကောင်းကြည့်ကိုယ့်အသင်းတော်မှာကိုယ့်ကြည့်တဲ့ပုံစံတရားသူကြည့်တဲ့ရှိရောက်တယ်လို့ပဲတကယ်ပြောတာကျွန်တော်ကကိုယ်တိုင်နှစ်ပေါင်းများစွာတင်းဥစားလို့ကျွန်တော်29နှစ်ရှိအမှုတော်ဆောင်16နှစ်သားရဲ့စာအမှုတော်ဆောင်
အခုလာမယ့်ဒီဇင်ဘာ9ရက်နေ့ဆို29နှစ်ရှိပြီအန်တိုရာမိုအန်ကိုမရှိတော့တရက်တောင်ကြီးမှာအမှုတော်ဆောင်တော့ကျွန်တော်ကတရားဟောဖို့တရက်သေးချာတရက်ကိုစတာဒီလုပ်တယ်တရားဟောဖို့အခုဒီကိုလာဖို့ဆိုတော့တရက်တီးတက်စတာဒီလုပ်တယ်တနေ့ကုန်စတာဒီလုပ်တယ်ဆုတောင်းဘုရားတခင်ရှိပါဆုတောင်းပြီးတော့ကျမ်းစာဖတ်တယ်စာအုပ်ဖတ်တယ်ဘုရားဖော်ပြတဲ့ဟာတွေချရေးတယ်ကျွန်တော်အထဲထဲမှာအရင်ရှိတယ်ဘက်ဖလိုသွားတော့ကလည်းဒီတရားဟောချက်ဘက်ဖလိုမှာမဟုတ်အထဲအဖြစ်ပြက်တွေတသက်ခံချက်တူရင်တူမယ်အတင်းတော်တဘာကိုသွားဖို့အတွက်ကျွန်တော်တေချာပြည့်နေအဲ့ဒီကိုပြောမဲ့သတင်းစကားအတွက်တေချာဆုတောင်းအခုဒီတရားဟောချက်ကြိုက်တဲ့ YouTube မှာရှာမရှိကြိုက်တဲ့ YouTube မှာရှာကျွန်တော်တို့ကပြီးခဲ့တရားဟောချက်ကိုဟိုတင်းတော်မှာပြန်ဟောဒီတင်းတော်မှာပြန်ဟောတာမပြောနဲ့ကိုယ့်အတင်းတော်မှာတော့နှစ်ပေါင်းများတရားဟောတာဘယ်တော့မှနှစ်ခါမဟောဘူးတရားဟောချက်ကိုဒါဘုရားသခင်ပြောခိုင်းလို့အဖြစ်ပြက်တူတာတော့ရှိရင်ရှိမယ်ဒါပေမဲ့ဘယ်တော့မှအဲ့ဒီ frame တစ်ခုလုံးဘုရားပြောခိုင်းတဲ့ဟာတကူမတူနော်အဲ့တော့တရက်ကျွန်တော်တောင်ကြီးမှာနေတော့တရက်ဆူတောင်းနေတရားဟောဖို့တပြင်ဆင်တာပေါ့တောင်ကြီးမှာတော့စနေနေ့ကကျွန်တော်အားဆုံးနေ့ဘုရားနဲ့အချိန်တနေ့ကုန်ချိန်ယူတာချိန်ယူပြီးတော့စနေနေ့ဆန်ဒေးအတွက်ဆူတောင်းတော့ဘုရားကကျွန်တော်တရားဟောဖို့တရားဟောချက်တဲ့ဖို့ဖွင့်ပြမတင်းအောင်ဆရာဆိုတော့သူများအတင်းတော်မှာဆိုကျွန်တော်ချပြီမတင်းအောင်ဆရာတော့တည်ဒီတရားဟောချက်ဟောတာနဲ့မိသားစုနှစ်စုနဲ့တွားညီဟာကိုတော့ဒီဟာဟောရင်မတခြားလူဟောရင်တော့အတင်းသားတွေကသူတို့မသိလို့ prophet ညံနဲ့ဟောတယ်တော်လိုက်တယ်လို့ပြင်းမှာမသိအောင်ဆရာဟောရင်တော့စောင်းဟောတယ်လို့မြင်မှာဟုတ်တယ်မလားတခြားလူသာပြောရင်အမလေးမျက်ရည်တွေနဲ့ချီရထွက်ပြီးစက္ကန့်မှာဆရာအရန်တော်တာပဲမကိုသိအောင်ဆရာဆိုတော့ငါအကြောင်းသိလို့ငါ့ကိုဒဲဆော်တာလို့ထင်ရှိတယ်တခြားမပြောနဲ့ဆရာမုံတောင်တော်မှတစ်ခေါက်တော့ပြောလဲဆိုတရက်တဲ့သူတရားဟောရင်နဲ့သူပြကြောင်ရန်ကုန်ဖူးကိုဆိုလူထောင်ချီလာတယ်လေသူတရက်တရားဟောရင်နဲ့ဆယ်ဘုတ်တို့ကြောင့်ဟောတာတဲ့တချို့ဆိုရင်နဲ့တေတောင်တေတော့မယ်အခုဆယ်ဘုတ်တို့မထည့်ဘူးလို့သူကဟောတာတဲ့ဖြစ်ချင်တော့အတင်းတော်လူကြီးတယောက်ကဖះเจ้าနောက်ကြပြီးအဲ့ဒီအချိန်မှဝင်လာတယ်တဲ့သူဝင်တဲ့အချိန်နဲ့ဆရာမုံတောင်ကတေတောင်တေတော့မယ်ဆယ်ဘုတ်တို့မထည့်ဘူးကွတ်တီတဲ့ဖြစ်ချင်တော့သူကလည်းဆယ်ဘုတ်တို့မထည့်ဘူးတဲ့နော်အဲ့နဲ့အဲ့တယောက်ကဆရာမုံတောင်ချီတောင်နေငါလာတာနဲ့ဆရာဒီစကားပြောဒီတော့ဆရာဒီတော့ကျွန်တော်ပလင်ဘွားတရားဟောတာလေဘသူကြောင့်ဘသူကျွန်တော်ဥဒ္ဒနာမရှိတော့ကျွန်တော်စက်ကတ်ထားပြီးသားကိုတော့ကြိုက်တာပြောဟိုနှုတ်ဆဲခါကြီးပါကြမလည်းပါတယ်ခါကြီးကြိုက်အကြီးကျအိုက်ပါကြီးဖွင့်လာတာအဲ့ဒါပါလဲပါကြမပါနော်ဆိုအဲ့ဆရာမုံတောင်ကမသိဘူးသူဟောလိုက်တယ်အဲ့တင်းတော်လူကြီးကတရက်တော့ဆရာမုံတောင်ဆရာတဲ့ထမင်းစားဖိတ်ပါလာခဲ့ပါထမင်းစားဖိတ်ဆိုဟာဆရာလည်းဝမ်းတာတင်းတော်လူကြီးထမင်းစားဖိတ်ဆိုဝမ်းမြောက်ဝမ်းတာနဲ့သွားတာဟိုလေရောက်ထမင်းစားနဲ့ဆရာတဲ့တရားဆောင်ဟောတာကောင်းသလားလို့ပြောတယ်တဲ့ဆရာလည်းတခါမှတရားဆောင်ဟောမှုလို့ဘယ်ကောင်းမလဲတဲ့သူကလည်းအကြီးကျယ်နော်သူများကိုပြောတယ်ထင်တာပေါ့လေနော်ဒါဘယ်ကောင်းမလဲတဲ့တရားဟောတာစောင်းဟောတာဘယ်ကောင်းဝိညာဉ်တော်ဖော်ပြတာဟောတယ်အဲ့တင်းတော်လူကြီးကသူဆရာဘာဖြစ်လို့ပြီးခဲ့တဲ့တလားစောင်းဟောတယ်လေလို့ပြောတယ်ဟာဆရာလည်းကြိုက်ထားတဲ့ကြသားကြီးပြန်ချအတင်းတော်လူကြီးကချစ်လို့ထမင်းစားဖိတ်တယ်တင်တာဘယ်ဟုတ်မလဲသတင်းစာရှင်းလင်းပွဲဖြစ်နေအဲ့ဆရာကျွန်တော်တခါမှမဟောဘူးနော်စောင်းဘလို့ဟောလဲဆိုပြီးခဲ့တဲ့တလားလေတဲ့ဆရာဆယ်ဘုတ်တဘုတ်ကြောင့်ဟောတာမှတ်မိလားအော်ဆယ်ဘုတ်တဘုတ်တော့ကျွန်တော်ဟောတယ်အဲ့ဒီချိန်မှာလေဆရာပြောတယ်သေတောင်သေတော့မယ်ဆယ်ဘုတ်တော့မပေးဘူးဆိုတာဆရာပြောတယ်မလားအေးအဲ့ဒါလည်းပြောမိတယ်အဲ့ဒါကျွန်တော်ဝင်လာတဲ့ချိန်မှာဆရာပြောလာတဲ့ဟာခမည်းဝင်လာသလားထွက်ပါလားကျွန်တော်မသိဘူးနော်အဲ့စကားတော့ကျွန်တော်ပြောမိတယ်အဲ့ဒါကျွန်တော်ပဲတဲ့အိုးဟုတ်လားခမည်းဆယ်ဘုတ်တော့မထည့်လည်းကျွန်တော်မသိဘူးနော်ပြောတော့အဲ့ဆရာစောင်းဟောတာတဲ့နေတိုင်းပြဿနာရှာကြတာရိုးရှာတာမို့ထမင်းစားဖိတ်ပြီးရှာတာတကယ်တော့စောင်းဟောတာမဟုတ်ပါဘူးနော်ဝိညာဉ်တော်ကသူ့လိုအပ်လို့အချိန်ကိုက်ပြဖော်ပြတာဟုတ်တယ်မလားအဲ့လိုဖော်ပြရင်နှုတ်ကပတ်တော်ကဘာနဲ့တူလဲဆိုတော့တန်လျက်တကာတက်ထက်တယ်ဘာနဲ့ထက်လဲအဲ့တော့အပေါ်မှာတရားဟောတဲ့အခါမှာသူတို့ဘာနဲ့ထိုးနေတာတန်လျက်နဲ့ထိုးနေတာလေအဲ့ဒါမနာဘူးဆိုရင်တော့အဲ့တန်လျက်ကအတူကော်ကြီးတာနှုတ်ကပတ်တော်စီနာတယ်အာမင်အဲ့တော့နာရင်သိဒါငါဘဝမှာလိုအပ်တဲ့ဟာတော့ခွဲစိတ်မှု operation လို့တာအဲ့ဒီအနာချက်သွားရင်ငါပိုကောင်းသွားမယ် hallelujah နှုတ်ကပတ်တော်ဆိုတာနာမထိမ
ဓာတ်နဲ့ထိုးပါတယ်ဆိုမှစသလိုဖြစ်တယ်ဆိုအဲ့ဒါဓာတ်အတုပဲအဲ့ဒါရုပ်ရှင်တွေကဓာတ်ပဲအဲ့တော့ကျွန်တော်ဝိညာဉ်တော်ပြောတယ်ကိုတော့ဒီတရားဟောချက်ဟောရင်မိသားစုနှစ်စုစိတ်နာမှာနော်အတင်းတော့ထွက်သွားမှာနော်လို့ကျွန်တော်ပြောတော့ဝိညာဉ်တော်ကဘာပြောလဲသိလားအိုးတဲ့မင်းကအဲ့ဒီမိသားစုတွေထွက်သွားမှာစိုးရိမ်နေပေါ့တဲ့ဒါဆိုရင်အဲ့ဒီမိသားစုတွေရှိနေပြီးတော့ငါထွက်သွားမှာမင်းလိုချင်သလားတဲ့အဲ့ဒီမိသားစုတွေကိုစိတ်နာမှာတော့မင်းကြောက်တယ်ဆိုငါစိတ်နာမှာရောမင်းမကြောက်ဘူးလားတဲ့ဒုက္ခပဲအဲ့ဒါတော့ဟုတ်တယ်လေအတင်းတော်ကြီးလူတွေများပြီးဝိညာဉ်တော်စိတ်နာတယ်ဆိုဘယ်လိုလုပ်မလဲဝိညာဉ်တော်ပြောခိုင်းတာမပြောရရင်ဘယ်လိုလုပ်မလဲကျွန်တော်ငိုတယ်အိမ်လေးကဟဲ့မတာတင်းအောင်ဆရာဆိုတာလေဒါတင်းအောင်ဆရာလည်းအတူတူပဲအတင်းတော်တို့ကိုအတင်းတော်မှာဘယ်သူမှမထွက်သွားစေချင်နော်ကိုလူထွက်ရင်ကောင်းမှာပဲလို့စိတ်ကူးရင်နဲ့တင်းအောင်ဆရာမရှိနော်လူတိုင်းကဖြစ်နိုင်ရင်ပို့တိုးပွားတာပဲသဘောကျတယ်ထွက်သွားပါဆိုတဲ့စိတ်ဘယ်သူမှမရှိဒါတကယ်ပြောတာဟုတ်တယ်မလားဆရာဒါတင်းအောင်ဆရာတိုင်းနှလုံးသားဒါကျွန်တော်ကိုယ်နဲ့နှစ်ပေါင်းမှငငယ်လေးကတင်းအောင်ဆရာလူတိုင်းပေါ်မှာဒီလိုစိတ်ရှိဘယ်သူမှစိတ်မနာစေချင်ဖြစ်နိုင်ရင်ဘယ်သူကိုမှမနာကျင်စေချင်တင်းအောင်ဆရာရဲ့နှလုံးသားဒါပဲဒါပေမဲ့ဝိညာဉ်တော်နဲ့ကြားမှာကျွန်တော်မတည့်ရပြီလေဖယားမပြောခိုင်းတာဖယားပြောခိုင်းတာမပြောပဲဖယားမပြောခိုင်းတာတွေပြောတယ်ဆိုကျွန်တော်ဖယားမသုံးတော့ရင်ဘယ်လိုလုပ်မလဲအသင်းတော်မှာဝိညာဉ်တော်မလှုပ်ရှားတော့ရင်ဘယ်လိုလုပ်မလဲအသင်းတော်မှာဝိညာဉ်တော်ရဲ့တကိုးနမိတ်လက်ခိုင်းမမြင်ဘယ်လိုလုပ်မလဲကျွန်တော်ငိုတယ်ကိုတော့ sorry ပါအဲ့ဒီကျွန်တော်ဆုံးဖြတ်တယ်ဖယားပြောခိုင်းတာကျွန်တော်ပြောမယ်ကျွန်တော်တနင်္ဂနွေနေ့ကျွန်တော်အသင်းတော်မှာပြောတယ်ဒီနေ့ကျွန်တော်တရားဟောတဲ့တရားဟောချက်ကလူတွေခွန်ရလားမရလားကျွန်တော်အာမမခံဘူးနော်ခွန်ရမလားမရလားကာမအာမခန္ဓာတစ်ခုရှိတယ်ဖယားပြောခိုင်းတာကျွန်တော်ပြောမယ်အာမင်လူတွေကြိုက်လားမကြိုက်လားကျွန်တော်အာမမခံဘူးဖယားပြောခိုင်းတာကျွန်တော်ပြောမယ်ဟာလေလုယာဖယားသခင်ကျွန်တော်ကိုဖွင့်ပြတာကျွန်တော်ပြောမယ်ကျွန်တော်ကိုဖယားပြောခိုင်းတဲ့ဟာအဲ့ဒါကျွန်တော်ရဲ့အာမခံချက်ဟေးကျွန်တော်မပြောနဲ့မကျွန်တော်တကယ်ချင်းဆရာကင်းပေါင်စင်ကာပူကတရက်သူကဂျိုးဆက်ပရင်ရဲ့ဖဲချောင်းသွားတယ်တဲ့ဂျိုးဆက်ပရင်ဆိုတာသိတယ်မလားစင်ကာပူရဲ့အောင်မြင်ဆုံးတင်းအောင်ဆရာအထိတ်ဆုံးမှာပထိုင်ပြီးသူတို့တင်းပါစတာဆိုထိတ်ဆုံးမှာနေရပြီးအဲ့ဂျိုးဆက်ပရင်ဖဲချောင်းရဲ့ထိတ်ဆုံးမှာပထိုင်ပြီးတော့အကြီးကျယ်အိပ်ပျော်သွားတယ်တဲ့ဂျိုးဆက်ပရင်တရားဟောတာဟာဘာတွေဟောလို့ဟောမှမသိဘူးလုံးခွန်မရဘူးတဲ့အတူပြန်လာတော့သူဘာခွန်ရလဲဆိုတော့အော်ဂျိုးဆက်ပရင်လည်းအပတ်တိုင်းမကောင်းဘူးပဲဆိုခွန်ရတယ်တဲ့ဂျိုးဆက်ပရင်လည်းအပတ်တိုင်းတရားဟောတာမကောင်းဘူးပဲဆိုခွန်ရကြောင့်ငါတခါတည်းတရားဟောတာလူတွေခွန်မြက်လဲဘာဖြစ်သေးလဲဆိုပြီးပြန်လာလူပြောတော့ကျွန်တော်လည်းရန်ကောင်းကြီးရတယ်ဟုတ်တာပဲလို့ဟုတ်တယ်မလားကပ္ပကျော်ပုဂ္ဂိုလ်တွေတော့တခါတည်းတရားဟောတာဘာဟောလို့ဟောမှမသိတဲ့ချိန်ရှိတယ်နော်တကယ်ပြောတာကျွန်တော် internet တွေ YouTube တွေမှာကျွန်တော်လည်းတခါတည်း live နဲ့တရားဟောချက်ကျွန်တော် stress ဆောင်းကြည့်တယ်နာမည်ကြီးဆရာလေကိုတလောကဆိုရင်နာမည်ကြီးဆရာတယောက်က private Zoom အစီအစဉ်မှာနော်နည်းနည်းတွေဖွင့်ပြချက်တွေဟောမယ်register လုပ်ပါဆိုဘယ်သူမှအပြစ်မချဘူးတဲ့နှုတ်ကပတ်တော်ဆိုဟာကျွန်တော်တို့လည်း register အမြန်လုပ်ပြီးတော့ဘာတွေအစ်စ်များဖွင့်ပြချက်ကြားမလဲဆိုနားတော့နာ YouTube ကဟာပဲပြန်ဟောရတာနားဒါပေမဲ့ပတ်စံနေအများကြီးပေးရဒါပေမဲ့တန်ပါတယ်ဟုတ်တယ်မလားဆရာမုံတောင်ပြောသလိုပေါ့ဆရာတရားဟောတော့တချို့ကပြောနေတယ်ဆရာတဲ့ဒီတရားဟောချက်ခဏခဏဟောတာရိုးနေပြီနော်လို့ပြောတော့ဆရာပြောတယ်ဆရာမုံတောင်ကအေးလေးတဲ့တရားဟောချက်ဆိုတာလန်တိတ်ကကွန်းရဆိုင်မှာဝယ်လို့မရတာတဲ့ငါလည်းရှိတာသိတာပဲဟောတာပဲတဲ့ဒီလိုခွန်မြဲတော့မတတ်နိုင်ဘူးတဲ့နော်ငါလည်းလိန်လေပြီးဟောက်ရှောက်ဟောလို့ရတာမှမဟုတ်တာတဲ့ငါသိတယ်လို့ငါဖွင့်ပြတယ်လို့ငါဟောတာပဲတဲ့အဲ့တော့ခွန်မြဲလည်းဒါပဲရှိတယ်တဲ့နော်ကျွန်တော်ကကြားမှာ၄နှစ်အမှုလို့ဆောင်တော့ကြားပဒေါင်နေနဲ့နေခဲ့တာသူတို့အရန်ယူသားတယ်နော်ဒီမှာလည်းကြားမိသားစုတွေရှိရဆိုကြားပဒေါင်မှာ၄နှစ်နေခဲ့တာတရက်ကြားပဒေါင်ရှိမှာထမင်းသွားစားတော့ကြက်ဥကြော်ရအထောင်းရဟင်းရတော့ချကျွေးတယ်ဟာကျွန်တော်လည်းစားဆရာစားလို့ကောင်းလားကောင်းတယ်အဲ့တော့ဘာပြောလဲဆိုမကောင်းလဲဒါပဲရှိတယ်တဲ့သူတို့ရဲ့ယူသားမှုပေါ့နော်ဒါကြောင့်ဒီကျွန်တော်ပြောပြချင်တယ်အရေးကြီးတာနော်ဖျားဖော်ပြရင်ဖော်ပြရဲတဲ့တင်းအောင်ဆရာဖြစ်ဖို့လိုတယ်အဲ့ဒီခါမှာလည်းကျွန်တော်တို့ကလည်းခံယူဖို့လိုတယ်ကျွန်တော်အဲ့ Sunday မှာကျွန်တော်တရားဟောတာအဲ့ဒီမိသားစုနှစ်စုခေါင်းကိုမထောင်ကျွန်တော်လည်းသိတယ်လေသူတို့လည်းသိတယ်လေအဲ့တော့ကျွန်တော်လည်းအကောင်းဆုံးမေတ္တာနဲ့ဟောလိုက်
ကျွန်တော်ထင်တဲ့အတိုင်းပဲလာနဲ့ချီဖျက်ချောင်းအောင်ပျောက်သွားတာဟဲ့လားတခါတလေဈေးထဲမှာတွေ့ရင်တော့အဝေးရတွေ့ရင်ရှောင်တော့တာဆရာဇော်လင်းအောင်ဆိုတာမြင်တော့မမြင်နာမည်လည်းမကြားကျင်တော့စိတ်မကောင်းပါဘူးနော်မဖြစ်စေချင်အဲ့လိုမျိုးနေ့တိုင်းဆူတောင်းပေးတယ်ဘုရားသခင်နော်ဘုရားပြောခိုင်းတာပြောတဲ့အတွက်ကျွန်တော်တာဝန်ကြီးတယ်ကျွန်တော်ဆူတောင်းမယ်တနေ့ကြော်ကြတော့အဲ့မိသားစုတွေပြန်ပေါ်လာတယ်ဒါပေမဲ့အရင်လိုမဟုတ်ဘူးအသက်တာပြောင်းနေပြီးပြန်ရောက်လာတယ်ပိုဆက်ကပ်ပြီးပြန်ရောက်လာတယ်လက်ကုပ်တီးဖျားကိုချီးမွမ်းရအောင်အာမင်တခါကျွန်တော်အသင်းတော်မှာဟာဂရဝိညာဉ်ကိုကျွန်တော်ကင်တွယ်ဖို့လိုတယ်မကင်တွယ်ပဲထားလိုက်တဲ့အခါမှာအဲ့ဒီဟာကကူးဆက်သွားတယ်ဘာဖြစ်သွားလဲကူးဆက်ကုန်ဟာဂရနေပြီးတော့ဣရှမေလမွေးလာတယ်ဣရှမေလလည်းဒီတိုင်းပဲဣရှမေလ spirit ကလူရိုင်းဖြစ်တယ်သူက rebellion spirit လို့ခေါ်တယ်ဟာဂရကိုစက်ခွင့်ပြုရင်အဲ့ဟာဂရဘာတွေတည်လာလဲဆိုတော့ပုံကန်တတ်တဲ့ဝိညာဉ်တွေတည်လာတယ်အဲ့နံပါတ်1က delay နံပါတ်2က spirit of fear နံပါတ်3ကဘာလဲဟာဂရနော်ဟာဂရဝိညာဉ်နံပါတ်4ကဘာလဲ rebellion spirit ဣရှမေလဖတ်ကြည့်အောင်နော်ဒါဒီကျွန်တော်ပြပြခြင်းနဲ့ရသေးလားခဏစမရနူဟောမှာဖြစ်တယ်နော်ကဘာဦး16 17ကနေ17ကိုဖတ်ရအောင်ဖတ်ရအောင်တင်းသည်ကိုဝင်ဆောင်သည်ဖြစ်၍သားယောက်ျားကိုဖွားမြင်လိမ့်မည်ထိုသားကိုဣရှလမေလအမည်ဖြင့်မဲ့ရမည်အကြောင်းမူကားထာဝရဘုရားသင်၏ဆင်းရဲဒုက္ခကိုကြားသိတော်မူပြီးသူသည်လူရိုင်းဖြစ်လိမ့်မည်လူအပေါင်းတို့ကိုရံပတ်ပြုလိမ့်မည်သူကိုလည်းလူအပေါင်းတို့သည်ရံပတ်ပြုကြလိမ့်မည်မိမိညီကိုပေါင်းတို့၏အပား၌နေရလိမ့်မည်၍၎င်းမွတ်ဆို၏ဣရှမေလကဘာလဲလူရိုင်းနဲ့ဘယ်သူကမွေးလာလဲဟာဂရနဲ့မွေးလာတာကြောက်ဟာဂရဝိညာဉ်ခွင့်ပေးလိုက်ရင်အဲ့ဒီဟာဂရဝိညာဉ်အသင်းတော်မှာရှိရင်ဟာဂရဝိညာဉ်မိသားစုမှာရှိရင်ဘာဖြစ်တာလဲသိလားဣရှမေလတွေမွေးလာတယ် spirit of rebellion ပုံကန်တတ်တဲ့သူတွေမွေးလာတယ်ရန်လုံးတတ်တဲ့သူတွေမွေးလာတယ်အသင်းတော်မှာတစ်ခါချိုးသောသူတွေရန်လုံးတတ်တယ်ရှိတယ်တစ်ခနဲဆိုဘုံတိုင်းကျဲတယ်တစ်ခနဲဆိုဒေါသဖြစ်တယ်တစ်ခနဲဆိုခါတဲ့နော်တော်ပြီမလုပ်တော့ဝုံတိုင်းထိုးမယ်ကြိတ်မယ်အဲ့ဒါ spirit of Ishmael ဝိညာဉ်တချို့အသင်းတော်တွေဆိုအသင်းတော်အစည်းအဝေးဆိုရင်ကြည့်လို့တော့မကောင်းအောင်လားအန်ဆန်ပွဲတော့အဲ့လိုမကြမ်းဘူးအသင်းတော်အစည်းအဝေးဆိုဘာလုပ်ချင်တာလဲဟေးချမလားဆိုတာကြီးပဲအကြီးအကျယ်စိန်ခေါ်ကြအဲ့ဒါ Ishmael ဝိညာဉ်ဘာကိုခွင့်ပြုမိလို့လဲသိလားဟာဂရကိုခွင့်ပြုမိလို့အဲ့ဟာဂရအထဲမှာ break တွေယူပြီးတော့အဲ့ဟာဂရမွေးထုတ်တော်တာက Ishmael တွေပဲအသင်းတော်မှာထိတ်ကနေဆိုရန်လုံးမယ်ထိတ်ကနေဆိုစူမယ်ထိတ်ကနေဆိုအော်မယ်ထိတ်ကနေဆိုအကြီးအကျယ်လူတယောက်နဲ့တယောက်စိန်ခေါ်တဲ့အပြစ်တင်တဲ့ဝေဖန်တဲ့ပုတ်ခတ်တဲ့အတင်းပြောတဲ့ဣရှမေလတွေမွေးလာကျွန်တော်တဘောကြတယ်ဆရာမုံတောင်းတစ်ခေါက်ပါပြောလဲဆိုတော့ကျွန်တော်ဝိညာဉ်ဖခင်เนาะကျွန်တော်ကတော့ဝိညာဉ်ဖခင်တွေရဲ့အကြောင်းအများကြီးပြောပါတယ်เนาะအခုတတိလည်းကျွန်တော်ဝိညာဉ်ဖခင်တွေကိုကျွန်တော်လေးစားတယ်ကျွန်တော်ယိုသေးတယ်ကျွန်တော်ချစ်တယ်အခုတတိလည်းကျွန်တော်သင်ပေးတော့မယ်မဲ့လူတော်တော်များများလေကျွန်တော်ပြောမှညီကောင်မတယ်တချို့ကအောင်မြင်လာရင်ဘာဖြစ်လဲသိလားဝိညာဉ်ဖခင်ရှိတယ်ခေါင်းဆောင်ရှိတယ်လက်မခံတော့အောင်မြင်လာရင်လေကဲဒီမှာရှိတဲ့ညီကောင်မအဖေမရှိပဲမွေးလိုက်လို့ရှိလားလောကမှာအဖေမရှိပဲမွေးလိုက်ယေရှုပဲရှိတယ်ဟုတ်တယ်မလားကျွန်တော်တို့အဖေကကျွန်တော်တို့တာဝန်မကြီးတာရှိကောင်းရှိမယ်မွေးပြီးပြစ်ထားတာဖြစ်ကောင်းဖြစ်မယ်ဒါပေမဲ့ကျွန်တော်တို့မှာဘာရှိလဲအဖေရှိတယ်အဲ့လိုပဲကျွန်တော်တို့ဝိညာဉ်ရေးရမှာလဲကျွန်တော်တို့ကိုပြုစုပေးတဲ့သူစိုက်ပျိုးပေးတဲ့သူတွင်တင်ပေးတဲ့သူရှိလားမရှိဘူးလားကဲတကြီးဟောပေးတဲ့သူမရှိဘူးလားဝိညာဉ်မှာဆွဲခေါ်တဲ့သူမရှိဘူးလားကျွန်တော်တို့ကိုရေလောင်းပေးတဲ့သူမရှိဘူးလားအေးအဲ့ဒါမရှိဘူးလို့ပြောတဲ့လူကကြောက်တုံးတတ်ပို့တုံးတယ်တချို့ကအောင်မြင်လာတဲ့အခါမှာဝိညာဉ်ခေါင်းဆောင်တွေကြောင့်မပြောတော့မှတ်တာ
လောကမှာတော့သင်စရာမြင်စရာကြားစရာဆိုတာရှိတယ်ဟုတ်တယ်မလားအေးဗမာလူမျိုးတွေဆိုရင်သူကအနန္တောအနန္တ၅ပါးထဲမှာဖျားနေတောင်တကိုင်းနေထားတာအဲ့ဆရာတွေကိုလေးစားတာဒါပေမဲ့ကျွန်တော်ခရိယန်တွေကဝိညာဉ်ခေါင်းဆောင်တွေသင်းအုပ်ဆရာတွေဖျားဘိတ်သိတဲ့သူတွေကို respect မထားအဲ့ဒါဘာလဲဆိုတော့ rebellion လုပ်တယ်အဲ့ဒါဣရှမေလဝိညာဉ်ကျွန်တော်အမြတ်တရားဟောရင်ကျွန်တော်ဝိညာဉ်ဖခင်ရှိကဘာသင်ခဲ့တယ်ကျွန်တော်ပြောလူတချို့ကမကြိုက်ဆရာကဘာဖြစ်လို့ပြောတာဟုတ်သူတို့ရှိကသင်ယူခဲ့လို့သင်ယူခဲ့တယ်ပြောတာလေရှက်ဆရာမှမဟုတ်တာအာမင်အဲ့တော့ကျွန်တော်အမြဲကျွန်တော်တရားဟောချက်မှာသူတို့ respect ပေးတယ်ဘာလို့ဆိုတော့တကယ်ဒီဘိတ်တိတ်တွေဒီစုကျေးဇူးတွေဒီလိုမျိုးမြင်တတ်ခြင်းတွေကသူတို့စီကလာတာအာမင်ကြောက်ဒီနေ့တော်တော်များများအောင်မြင်လာတဲ့အခါမှာငါမှဝိညာဉ်ဖခင်မရှိဘူးတွင်တင်ပေးမဲ့သူမရှိဘူးငါ့ကိုဘယ်သူမှလမ်းမပြဘူးငါဘယ်ခေါင်းဆောင်မှငါ့ကိုမပြုစုမဟုတ်မမြင်ကြွယ်ရမှာရှိကိုရှိတယ်အားကြတဲ့သူရှိတယ်ကိုတရားဟောချက်နားထောင်တဲ့သူရှိတယ်ကိုနောက်ဆုံးယေရှုပြုခဲ့တယ်တယောက်တော့ရှိတယ်အဲ့ဒါလေဣရှမေလစိတ်ဝိညာဉ်သဘောဖခင်ဒီနေ့မှာလွတ်မြောက်ခြင်းပေးပါစေကိုယ့်ရဲ့သင်းအောင်ဆရာတချို့ကကိုယ့်သင်းအောင်ဆရာတွေကိုမလေးစားအောင်ကျွန်တော်တို့ပြောမယ်စိတ်တော့မဆိုးကြနဲ့မလေးစားနိုင်ရင်အဲ့ဒီအသင်းတော့မဆက်ကတ်တာကောင်းတယ်ကိုလည်းကောင်းကြီးမဖြစ်သူလည်းကောင်းကြီးမဖြစ်ဟုတ်တယ်မလားအသက်ငယ်ကျွန်တော်တို့အသက်ငယ်ကျွန်တော်အသင်းတော်မှာကျွန်တော်တို့အသက်အကုန်ကြီးကြအသက်နဲ့လည်းမဆိုင်ဘူးအားနဲ့ချက်ရှိတာမရှိတာနဲ့လည်းမဆိုင်ဘူးဥမာတောလေယာခန်းကြီး7နှစ်မှာဆိုမိရီယန်ကမောရှေအမငယ်တုန်းကမောရှေကို तू ကအသက်ဘေးလို့ तू ကူညီခဲ့ဘူးတဲ့တနေ့ကျတော့မောရှေကခေါင်းဆောင်ဖြစ်ပြီး तू ကအောက်မှာဖြစ်တော့ तू လည်းမနေတတ်ဘူးနေမှာပေါ့တနေ့ကျတော့ဘာလို့လဲဆိုတော့မောရှေကတခြားမိမယူလဲယူတော့ तू ကဝေဖန်တော့မင်းခေါင်းဆောင်ကြီးတပြီဘာလို့သူများမိမယူတာတခြားမိမယူတာလဲတဘာမျိုးသမီးအကြီးအကျယ်ပြဿနာရှာအောင်ကြည့်တကယ်တော့ तू ရှာမယ်ဆိုလဲရှာလို့ရတယ် तू ကျေးဇူးရှိတယ်လေသူ့ရဲ့မောင်လေဒါပေမဲ့သူ့မောင်ဖြစ်ပေမဲ့ဖျားဘိတ်သိမ့်တဲ့သူဆိုတာမမေ့ဖို့လိုတယ်အာမင်အဲ့လိုသွားပြောလိုက်တာဖျားစိတ်ဆိုးပြီးတော့မိရီယံမှာဖြစ်သွားတယ်လားနှူသွားတယ်မိရီယံနှူသွားတယ်ကြည့်နော်ကျွန်တော်တို့ကဣရှမေလရဲ့စိတ်ဝိညာဉ်ကဘာသဘောလဲဆိုတော့ဝိညာဉ်ခေါင်းဆောင်တွေကိုမလေးစားတာတိုက်ခိုက်တာရန်လိုတာနော်ပုံကန်တာအဲ့ဒါဝိညာဉ်ရေးရမှာအရန်ကြောက်စရာကောင်းတယ်ဟာဂရကပယ်လာတဲ့စိတ်သဘောအဲ့တော့အာဗြဟံကနော်အဲ့ဒီဣရှမေလနဲ့ဟာဂရကိုဘာလုပ်ရလဲဟာဂရသူ့မိန်းမဟုတ်လားဣရှမေလသူ့သားဟုတ်လားဒါပေမဲ့သူအိမ်မှာထားလို့မရအောင်ကြည့်နော်အဲ့တော့ယုံကြည်ခြင်းဖခင်ကဘာလုပ်ရတယ်လဲအဲ့ဣရှမေလနဲ့ဟာဂရကိုအိမ်ကနေမောင်းထုတ်ရတယ်ကြောက်တင်တဲ့ဒီနေ့ပုံကန်တဲ့စိတ်ဝိညာဉ်တွေမောင်းထုတ်ပါခေါင်းဆောင်တွေကိုအပြစ်မြင်တဲ့စိတ်ဝိညာဉ်တွေမောင်းထုတ်ပါတိုက်ခိုက်ခြင်းတဲ့စိတ်ဝိညာဉ်တွေမောင်းထုတ်ပါအတင်းပြောတဲ့ဟာတွေမောင်းထုတ်ပါမကောင်းမြင်မကောင်းပြောတာတွေမောင်းထုတ်ပါဝေဖန်တိုက်ခိုက်ခြင်းတာတွေမောင်းထုတ်ပါအဲ့ဒါကယုံကြည်ခြင်းကိုကိုက်စားတတ်တဲ့အကောင်တွေဖြစ်တယ်ယုံကြည်ခြင်းကိုဆွဲချတတ်တဲ့အကောင်တွေဖြစ်တယ်ပြီးယုံကြည်ခြင်းကိုမောက်လန့်မဲ့အကောင်တွေဖြစ်တယ်နားလည်ဖို့ဘုရားကောင်းချီးပေးပါစေ။ तू ကဣရှမေလအမြဲတမ်းဒေါသထွက်တယ်။နောက်ဆုံးဣဇက်တော့မွေးနေ့လို့တာလဲ तू ဒေါသထွက်တယ်။တစ်ချိန်လုံးဝုန်းနိုင်ကျဲတဲ့အဖွဲ။နော်။ကြောက်ဆရာမုံတော်တစ်ခေါက်ပြောတာကြောင့်သဘောကျတယ်။ तू လည်းရင်တော့စိတ်ဆိုးတယ်တဲ့။စိတ်ဆိုးရင်တစ်ခါပြီးစပွဲတွေထု။အော်ဟလာဟာဒေါသဖြစ်တယ်တဲ့။တကယ်တော့ तू ဖျားယူပါုံပြတယ်။ तू စိတ်ဆိုးပြီးអော်လိုက်တဲ့အချိန်မှာအဲ့အခန်းထဲကနေပြီးတော့ကောင်းကင်တမန်နဲ့အကုန်ထွက်သွားတယ်ကောင်းကင်တမန်နဲ့အကုန်လုံးထွက်သွားတယ်အဲ့အခန်းထဲအစည်းအဝေးခန်းထဲမှာကောင်းကင်တမန်တွေမရှိတော့ဘူးအဲ့ဒါဝိညာဉ်တော်ကသူ့ကိုပြောတယ်တဲ့ဆရာမုံတောင်းတယ်မင်းဒေါသကိုနေရာပေးမလားငါရဲ့မျက်မှောက်တော်ကိုနေရာပေးမလားမေးတယ်ကျွန်တော်ပြောမြင်ကြပါမှာတခါလေလူဆိုတာဒေါသရှိတာပဲဟုတ်တယ်မလားစိတ်ဆိုးတာရှိတာပဲဟုတ်တယ်မလားဒါပေမဲ့နေရာပေးလို့မရဘူးအဲ့ဒါကိုအခွင့်ပေးလို့အဲ့ဒါကိုကျွန်တော်တို့ဘဝထဲမှာနံပါတ်1ထားလို့မရဘူးနားရှိတော်သူမိဒီကကြားပါစေဘာဆုံးရှုံးသွားမယ်သလားမျက်မှောက်တော်ဆုံးရှုံးသွားမယ်
ကြောင့်အိမ်နေမှာဒေါသကိုနေရာမပေးတဲ့သူတွေဖြစ်ပါစေအသင်းတော်မှာဒေါသကိုနေရာမပေးတဲ့သူတွေဖြစ်ပါစေကျွန်တော်တို့ရဲ့စီးပွားရေးမှာဒေါသကိုနေရာမပေးတဲ့သူတွေဖြစ်ပါစေကျွန်တော်တို့နေရာမှာတိုက်ခိုက်ရန်ဖြစ်တဲ့ဟာတွေကိုနေရာမပေးတဲ့သူတွေဖြစ်ပါစေလက်ကုပ်တီးဘုရားကိုချီးမွမ်းရအောင်နောက်ဆုံးတစ်ခုနံပါတ်5ဆုံးပြီကျေးဇူးတော်ပဲနောက်ဆုံးတစ်ခုကတော့လောတအာဗြဟံရဲ့ဘဝယုံကြည်ခြင်းဖခင်တယောက်အနေနဲ့သူရင်ဆိုင်ခဲ့ရတဲ့ spirit ထဲမှာလောတရဲ့ spirit လည်းပါတယ်အမှန်ကအဲ့တော့လောတဆိုတဲ့နာမည်ရဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့ဖုံးကွယ်ခြင်းဟန်ဆောင်ဖုံးကွယ်ခြင်းဖုံးထားခြင်းအဲ့တော့အဲ့ဒီ spirit ကဘာနဲ့ပဲသွားလဲဆိုတော့ယုံကြည်ခြင်းနဲ့မသွားဘူးအမြင်နဲ့ပဲသွားတယ်အဲ့ဒီ spirit မှာလည်းဘာရှိလဲဆိုတော့မအောင်မြင်ခင်နဲ့အောင်မြင်ပြီးပြောင်းတာရှိတယ်သူအာဗြဟံနောက်တော့ကောင်းကြီးမရခင်တော့တစ်မျိုးကောင်းကြီးရတော့ तू ကမတူတော့သူအောက်ကလူတွေရန်ဖြစ်တာအာဗြဟံကျွန်နဲ့သူ့ကျွန်ရန်ဖြစ်တာ तू ကနော်မာနရှိလာနောက်တော့ကအာဗြဟံကပြောတယ်ငါတို့ရန်မဖြစ်ဘူးတဲ့မကြည့်အာဗြဟံသဘောထားသိကောင်းတယ်နော်ရန်မဖြစ်ဘူးကျွန်မတာဘယ်သူနဲ့ရန်မဖြစ်နဲ့ဘယ်သူနဲ့မှရန်မဖြစ်နဲ့ပြောပါငါဘယ်သူနဲ့မှရန်မဖြစ်ဘူးဟာလေလုယာတင်းအောင်ဆန်လည်းရန်မဖြစ်နဲ့အိမ်တော်မှာလည်းခဏခဏရန်မဖြစ်နဲ့အိမ်တော်မှာလင်မယားနှစ်ယောက်ခဏခဏရန်ဖြစ်ရင်မှတ်တာကောင်းကြီးရပင်တော့မရတော့အခါတည်းရန်ဖြစ်ရင်ပကံများပြက်နေပါလိုင်းပို့ဆိုးတယ်နော်ဝိညာဉ်အသီးထဲမှာမပါတဲ့လက်သီးတွေပါရင်ပို့ဆိုးတယ်နော်အဲ့ဒါတွေကမိသားစုမှာကောင်းချီးမရအဲ့လိုអော်လိုက်တယ်စူလိုက်တယ်ချုပ်ယောက်ျားတွေရှိသေးတယ်အမေရိကမှာတော့မရှိပါဘူးရဲခေါ်မှာကြောက်လို့နေမှာပေါ့နော်အမေရိကမှာတော့ရဲခေါ်မှာပြောလို့မရအောင်မခေါ်ပဲကြိတ်ခံတဲ့သူလည်းရှိမှာပေါ့နော်မြန်မာပြည်မှာတော့အကြီးအကျယ်ချုပ်အိမ်အောင်တွေကလက်တွေပါတရုံစရာတွေအမှုတော်ဆောင်တွေကိုယ်တိုင်တချို့ကလက်ပါတဲ့သူတွေရှိတယ်ပကံတွေခွဲနော် TV တွေခွဲကျွန်တော်ပြောတယ်ကဘာမှာအဲ့ဒါအရန်တုံးတယ်လို့ခွဲပြီးလဲကိုပဲပြန်ဝယ်ရမှာနော်ကိုဝယ်မဲ့ကတော့မခွဲတော့ဘူးလို့နော်ဆိုတော့ကိုဝယ်မဲ့ဟာတွေကိုရှောက်ပြန်ခွဲ TV တွေခွဲတချို့ရှိတယ်ယောက်ျားကြီးတောင်းညမ်းပြီဆိုရင်နော်ဒီရန်ဖြစ်ပါညာဟိုစကားများတာတော့အိမ်တော်မှာရှိပါတယ်မရှိတာမဟုတ်ဘူးမလားဆရာရောဘတ်ထောင်းနိုင်ပြောတာသဘောကျတယ်လင်းနဲ့မယားရှာနဲ့သွားတယ်လင်းနဲ့မယားရှာနဲ့သွားတစ်ခါပလေကြိုက်မိတဲ့အချိန်ရှိတာပဲတဲ့ဟုတ်တယ်မလားဒါပေမဲ့ဘယ်တော့မှကြိုက်တဲ့သွားမလုံးနဲ့တဲ့ခံရတဲ့ရှာပဲလုံးတဲ့ဘာပဲလုံးလဲခံရတဲ့ကိုတီးခံတဲ့ရှာပဲလုံးတဲ့ဘာလို့ဆိုတော့သွားကျိုးတယ်ပဲရှိတယ်ရှာကျိုးတယ်မရှိဘူးတဲ့ဟုတ်လားကြားဘူးလားငါရှာကျိုးသွားတာကြားဘူးလားနှိမ်ချတဲ့သူကပဲအဆုံးထိအောင်မြင်တယ်တဲ့အဲ့ခဏခဏစွာတဲ့လူတွေအရင်ကျိုးလိုက်ပဲတဲ့နော်ကြောက်ကိုမိမကိုပြောငါတော့ရှာပဲလုပ်မယ်သွားလုပ်တဲ့လူတွေကတော့ကျိုးသွားလိမ့်မယ်နော်အဲ့တော့အိမ်တော်မှာရှိပါတယ်ညီကောင်မောင်နှမတွေကျွန်တော်တို့လင်မယားနှစ်ယောက်လည်းနော်19နှစ်လောက်အတူတူနေခဲ့တဲ့ကြောက်ကစားဖြစ်တာသဘောထားမတိုက်ဆိုင်တာရှိပါတယ်အမြင်မတူတာရှိတယ်ဒါပေမဲ့ကျွန်တော်တို့ဘာလုပ်လဲအမြဲတမ်းဝิญဉ်တော်ကိုပြန်ပြီးနေရာပေးတယ်ကျွန်တော်အမြဲတမ်းနှိမ်ချဖို့ကျွန်တော်တို့ဆုံးဖြတ်တယ်ပြန်ပြီးတော့ကျွန်တော်တို့အတူသဘောမတူတော့ဘူးဆိုဘုရားကောင်းကြီးပေးလို့မရတော့ကြည့်အိမ်တောင်မှာသဘောမတူတော့ဘူးဆိုဘုရားကောင်းကြီးပေးလို့အိမ်တောင်တစ်ခုကကောင်းကြီးမရတော့ရင်အဲ့အိမ်တောင်တွေပေါင်းထားတဲ့အသင်းတော်ကကောင်းကြီးမရတော့အသင်းတော်တိုးတက်တယ်ဆိုတာအိမ်တောင်တွေတိုးတက်ဖို့အရေးကြီးတယ်အသင်းတော်ကျွယ်ဝတယ်ဆိုတာအိမ်တောင်တွေကျွယ်ဝဖို့အရေးကြီးတယ်အာမင်အသင်းတော်မှာမျက်မှောက်တော်ခံစားဖို့ဆိုတာအိမ်တောင်မှာမျက်မှောက်တော်ခံစားဖို့လို့တယ်ဟုတ်လားရန်ဖြစ်တဲ့များတဲ့အိမ်တောင်တွေရောက်လာရင်သွားပြီအဲ့ဒါအားလုံးကဟိုဘက်ဒီဘက်မျက်မှောက်တော်မခံစားအောင်လေတခါတည်းစိတ်ဆိုးတော့ worship တွေလည်းမပါနိုင်အဲ့ဒါ5-5စုအဲ့ဒါအသင်းတော်မှာ atmosphere ပြောင်းသွားနေတိုင်းနဲ့ကိုတော့ရန်ထားပြည့်မဲ့ပုံပေါက်သွားတာနော်ကြောက်လောတဆိုတဲ့အိဗေဖုံးကွယ်ခြင်းတဲ့ तू ကဘာပဲဆုံးဖြတ်လဲအာဗြဟံပြောတယ်ငါတို့ရန်မဖြစ်ဘူးတဲ့ရန်မဖြစ်ဖို့ဆုံးဖြတ်တယ်အဲ့ဒါရန်မဖြစ်တဲ့သဘောထားလေဣဇက်မှာလည်းစိတ်ရှိတယ်နော်တရက်အဖေတူးတဲ့ရေတွင်းကိုတူးတာရန်သူတွေဖုံးထားလို့တူးတာအဲ့တော့ဖိလိတိလူတွေကအဲ့ဒါငါတို့တွင်းနေလားလူသွားတာဟ
ဟာငါတူးထားတာဒါငါအဖေတူးခဲ့တယ်ငါတူးတာဆိုရံမဖြစ်ဘူးဣဇက်ကဘာလို့လဲသိလားပေးလိုက်တယ်ယူသွားတယ်ဘာလို့ရေတွင်းလာလူတယ်သိလားကိုယ့်အကိုတူးရင်မထွက်ဘူးဣဇက်တူးမှထွက်လို့လာလူဒါပေမဲ့ဣဇက်ကလည်းသိတယ်ငါ့ကိုဖျားပေးတဲ့ကောင်းကြီးကဘယ်သူမှလူလို့မရအောင်ဟာလေလုယာငါရံဖြစ်ပြီးလူမှာမဟုတ်ဘူးအလကားပေးလိုက်တယ်ယူသွားတယ်နောက်တွင်းတူးတယ်ရေထွက်တယ်လာလူကဘာဦး26မှာထပ်ပေးလိုက်တယ်နေစမ်းမှာတယ်နောက်တွင်းထပ်တူးတယ်ထပ်လာလူပေးပလိုက်တယ်နောက်တွင်းတူးတယ်ရေထွက်တော့ဣဇာလိုက်ကြည့်တယ်ဘယ်လူမလဲလို့ဘယ်သူမှမလူဒီနေရာငါ့ကိုဖျားပေးတဲ့နေရာပဲတဲ့ဘယ်သူမှလူလို့မရဘူးဟာလေလုယာဘယ်သူမှမလူနိုင်တော့လူဖို့လည်းမတတ်နိုင်တော့မောကုန်ပြီအာမင်ရံဖြစ်ပြီးမှရတဲ့ဟာကိုမလူချင်စမ်းပါနဲ့ပေးလိုက်စမ်းပါလားအဲ့ထက်ကောင်းတာငါဖျားငါ့ကိုပြန်ပေးမယ်အဲ့တော့အာဗြဟံကလောတာကိုဘာလုပ်လဲမင်းရွေတဲ့တကယ်တော့အာဗြဟံအားဖြင့်လောတာကောင်းကြီးရတာဒါပေမဲ့အာဗြဟံဘာလုပ်လဲဦးစားပေးတယ်အဲ့တော့လောတာကြည့်တော့တောတော်နဲ့ဂေါမောရကိုကြည့်တော့အယံကောင်းလိုက်တာအဲ့လိုမြင်တယ်အဲ့တော့အာဗြဟံဘာလုပ်လဲယူလိုက်လောတာအမြင်သမားနော်အမြင်နဲ့ဆုံးဖြတ်တယ်ကြောက်လောတာရဲ့စိတ်ဝိညာဉ်ဆိုတာဘာလဲသိလားအမြဲတမ်းမျက်စိမြင်တဲ့ပုံမှာဆုံးဖြတ်တယ်ယုံကြည်ခြင်းသမားအာဗြဟံကမျက်စိမြင်တဲ့ပုံမှာမဆုံးဖြတ်ဘူးယုံကြည်ခြင်းနဲ့ဆုံးဖြတ်တယ်ဟာလေလုယာလက်ရှိမှာကောင်းတာမမြင်ရပေမဲ့ငါဖခင်ကောင်းလာစေမယ်လက်ရှိမှာအခြေအနေမကောင်းပေမဲ့ငါဖခင်အကောင်းကြီးပေးမယ်ဟာလေလုယာကြောက်ကျွန်တော်ပြောမယ်နောက်ဆုံးအမှန်ကအာဗြဟံကဘာနဲ့တိုက်ရလဲလောတာရဲ့ spirit နဲ့တိုက်ရတယ်အမြင်နဲ့သွားတဲ့ခရိယန်တွေရံဖြစ်ခြင်းတဲ့သူတွေအဲ့သဘောတွေကိုတင်ပွားတဲ့မောင်းထုတ်ပါဘုရားကောင်းကြီးပေးလာမယ်ကျွန်တော်လိုက်ဆိုပါငါအထဲကနေလောတာစိတ်ဝိညာဉ်ထွက်သွားအမြင်နဲ့ဆုံးဖြတ်တဲ့သဘောတွေအမြင်နဲ့သွားလာတဲ့သဘောထားတွေထွက်သွားငါအထဲကနေဣရှမေလစိတ်ဝိညာဉ်ထွက်သွားငါအထဲကနေဟာဂရစိတ်ဝိညာဉ်ထွက်သွားယေရှုနာမ၌ဆုတောင်းပါ၏အာမင်အာမင်လက်ကုပ်တီးပါဦးဟာလေလုယာဟာလေလုယာ